နေပြီဖြစ်ပါတယ်ပထမဟောပြောပေးမယ်ဒေါက်တာကျော်သူခင်ဗျာစင်မြင့်မော်ကိုကြောက်ရောက်ပြီးဟောပြောပေးနိုင်ပါရန်လေးစားစွာဖိတ်ကြားအပ်ပါတယ်ခင်ဗျာဒီကျွန်တော်တင်ပြမဲ့အကြောင်းအရာတော့ဒီကျွန်တော်တို့ဒီလက်ရှိကြောက်စိမ်းဈေးကွက်ထဲမှာလူတီများဖြစ်နေတဲ့ဒီမြန်မာနိုင်ငံများထွက်တဲ့ကြောက်စိမ်းနဲ့ဂွာတီမာလာကထွက်တဲ့ကြောက်စိမ်းကိုခွဲခြားနိုင်သလားဘယ်လိုခွဲခြားရမလဲဆိုတဲ့ဟာကိုအကြောင်းသိချင်တာကြောင့်ဒါလေးကိုကျွန်တော်တို့တည်သလောက်ကျွန်တော်တို့လုပ်နေတဲ့ဘိုင်းအားလေးကိုတင်ပြဆွေးနွေးတော့မှာဖြစ်ပါတယ်နောက်ဒီနေ့ပြင်ပြမယ့်အကြောင်းမှာတော့အပိုင်းနှစ်ပိုင်းအနေနဲ့ပြောမှာဖြစ်ပါတယ်ပထမပိုင်းကတော့ကျွန်တော်တို့ဒီကြောက်စိမ်းနဲ့ပတ်သက်လို့ကျွန်တော်တို့ဒီအခေါ်အဝေါ်တွေterminology ဘိုင်းနဲ့ပတ်သက်လို့ရှင်းပြမှာဖြစ်ပါတယ်ဒုတိယပိုင်းအနေနဲ့ကတော့ဒီကြောက်စိမ်းနဲ့ပတ်သက်လို့ကျွန်တော်တို့စမ်းသပ်တဲ့အားတွေကိုကျွန်တော်တို့ရှင်းပြမှာဖြစ်ပါတယ်အဲ့တော့ကြောက်စိမ်းဆိုတာလည်းကျွန်တော်တို့သိကြတဲ့အတိုင်းပဲကျွန်တော်တို့နှစ်ပေါင်းများစွာတဲ့ကွာကျွန်တော်တို့ဒီအကြောင်းမြတ်ရတနာအနေနဲ့သုံးဆွဲခဲ့ကြတဲ့အတွက်သူ့မှာနောက်ခံသမိုင်းကြောင်းတွေသူ့ရဲ့ culture တွေသူ့ရဲ့မျိုးသောဟာတွေနဲ့မူတည်ပြီးတော့မှကျွန်တော်တို့ရှိတဲ့အတွက်ကျွန်တော်တို့ကြောက်စိမ်းကြောင်းကိုတကယ်ထဲဝင်တကယ်ကိုပြောမယ်ဆိုရင်တော့အများကြီးပဲရှိပါတယ်ကျွန်တော်တို့လည်းအကုန်မသိနိုင်ပါဘူးဒါပေမဲ့ကျွန်တော်တို့ဒီရေးရမှာကျွန်တော်တို့ဒီလုပ်နေတဲ့ကျွန်တော်တို့ဟိုဖြစ်နေတဲ့တည်တဲ့အပိုင်းလေးတွေကိုကျွန်တော်တို့လာပြီးတော့ sharing လုပ်တဲ့အချိန်ဖြစ်ပါတယ်ခင်ဗျာအဲ့တော့ကျွန်တော်ခေါင်းရတော့ကျွန်တော်တို့ဒီ sophisticated methods for determining the origin of jade oversized jade from Myanmar and Guatemala ဆိုတဲ့ခေါင်းရည်နဲ့ကျွန်တော်ဟောပြမှာဖြစ်ပါတယ်အဲ့တော့ပထမဦးစွာကျွန်တော်တို့ဒီကြောက်စိမ်းနဲ့ပတ်သက်လို့ကျွန်တော်တို့ဒါသူ့ရဲ့သမိုင်းကြောင်းလေးကိုအချင်းချုပ်အားဖြင့်ပေါ့လေလွန်ခဲ့တဲ့နှစ်ပေါင်း8000ကျော်လောက်ထဲကကျွန်တော်တို့တရုတ်ပြည်မှာကြောက်စိမ်းကိုစသူတို့သုံးဆွဲခဲ့ကြတယ်သူတို့စီမှာတော့ဒီ view လို့ခေါ်တဲ့ကျွန်တော်တို့ဒီကြောက်စိမ်းကိုတရုတ်လိုခေါ်ကြတယ်အဲ့ဒီမှာသူတို့ကျွန်တော်တို့ဒီ white jade နောက်ကကျွန်တော်တို့ဒီ black jade ဆိုပြီးတော့မှသူတို့ဒီစပြီးတော့သုံးဆွဲခဲ့ကြတဲ့ဟာတွေရှိတော့စပြီးတော့သူတို့တွေ့ရှိခဲ့တဲ့ကျွန်တော်တို့ဒီတူးဖော်ခဲ့တဲ့သူတို့ရှာဖွေတဲ့ဒီကျွန်တော်တို့ဒီKarakhat River ဆိုတဲ့နေရာမှာဒီနေ့ထိလည်းသူတို့ဒီတရုတ်ပြည်မှာဒီကနေတူးဖော်သုံးဆွဲနေကြတာရှိတယ်ပေါ့နော်နောက်တစ်ခုကတော့ကျွန်တော်တို့ဒီဆက်ချာစုနောက်ပိုင်းမှာကျွန်တော်တို့ဒီယူရိုဘက်ကိုအမေရိကဘက်ကိုကျွန်တော်တို့ဒီကြောက်စိမ်းနဲ့ပတ်သက်ပြီးတော့ပြန့်နှံ့လာတဲ့အချိန်မှာတော့ဒီကြောက်စိမ်းဆိုတဲ့ jade ဆိုတဲ့စကားလုံးကကျွန်တော်တို့ဒီ Spanish ဝေါ်ဟာတာပေါ့နော် Spanish ဝေါ်ဟာတာပြီးတော့ဒီဂျာတာဆိုတဲ့အဓိပ္ပာယ်ကတော့ college stone ဆိုတဲ့အဓိပ္ပာယ်ရတဲ့ကျွန်တော်တို့ဒီ kidney stone လို့လည်းခေါ်ကြတယ်ပေါ့နော်ကျွန်တော်တို့ဒီ kidney stone တွေကိုသူတို့ကုတဲ့အချိန်မှာယောဂဖြစ်လို့ရှိရင်ဒီကြောက်စိမ်းနဲ့သူတို့ကုတာနေမှာအဆွဲပြုတ်လာပြီးတော့မှဒါ jade ဆိုတဲ့ဝေါ်ဟာတာကိုနောက်ပိုင်းမှာအဲ့လိုဖြစ်လာတယ်ရှိတယ်ပေါ့နော်အဲ့တော့နောက်တစ်ခုကတော့ကျွန်တော်တို့ဒီခုနပြောသလိုပေါ့ကြောက်စိမ်းနဲ့ပတ်သက်လို့သူ့ရဲ့ definition ပေါ့နော်သူ့ရဲ့ခေါ်ဝေါ်တွေကိုကျွန်တော်တို့လေ့လာကြည့်တဲ့အခါမှာအခေါ်အဝေါ်တွေကတော့ကျွန်တော်တို့သတ်မှတ်ကြတဲ့အဖွဲ့အစည်းများဆုံးကျွန်တော်တို့ဒေတာနာအရာမျိုးစုံခေါ်ကြတယ်အများကြီးရှိပါတယ်ကျွန်တော်ဒီနေ့တင်ပြမှာတော့ကျွန်တော်တို့အဓိက LMHC လို့ခေါ်တဲ့ Lab Manual Harmonization Committee ကနေမှကျွန်တော်တို့နိုင်ငံတကာက lab ပါဝင်ဖွဲ့စည်းထားတဲ့ဒီ organization ထုတ်ပြန်ထားတဲ့ကျွန်တော်တို့ဒီအတုံးနှုံးတွေသူတို့ရဲ့ဒီမူတည်ပြီးတော့မှကျွန်တော်ရှင်းလင်းပြောကြားသွားမှာဖြစ်ပါတယ်။ဘာလို့ဆိုတော့ကျွန်တော်တို့ lab တွေကလည်းဒီ LMHC ရဲ့ rules တွေတိုင်းပဲကျွန်တော်တို့သုံးဆွဲပြီးတော့ကျွန်တော်တို့ဒီနေ့အထိကျွန်တော်တို့လုပ်တောင်းနေတဲ့အတွက်ဒါကိုပဲအဓိကထားပြီးကျွန်တော်ပြောဆောင်ဖြစ်ပါတယ်။အဲ့တော့ဒီ LMHC ရဲ့ကျွန်တော်တို့ဒီကြောက်စိမ်းနဲ့ပတ်သက်လို့သူရဲ့ဖွဲ့စံကြရဆိုရင်တော့ရှိရင်တော့ကြောက်စိမ်းကတော့ခုနပြောသလိုကျွန်တော်တို့ဒီ aggregate ပေါ့နော်သူက single mineral မဟုတ်ဘူးကျွန်တော်တို့ aggregate ဖြစ်တယ်သူမှာကျွန်တော်တို့ interlocking structure ဒါမှမဟုတ်ရင် granular structure နဲ့ဖွဲ့စည်းထားတဲ့ကျွန်တော်တို့ jadite ကျွန်တော်တို့ဒါမှမဟုတ်ရင် ophthite တော့ cosmochlor စသဖြင့်ဒီ၃မျိုးတွေက2မျိုး3မျိုးဒါမှမဟုတ်ရင်1မျိုးနဲ့စသဖြင့်ဒါမျိုးပေါင်းစပ်ဖွဲ့စည်းထားတဲ့ဟာဖြစ်မယ်ဒါမှမဟုတ်ရင်ကျွန်တော်တို့ nephrite လို့ခေါ်တဲ့ကျွန်တော်တို့ amphio group တွေကကျွန်တော်တို့ twin thread adenolite tremolite နဲ့ဖွဲ့စည်းထားတဲ့ nephrite လို့သတ်မှတ်ထားတဲ့ကြောက်စိမ်းလည်းဖြစ်မယ်အဲ့တော့ခြုံပြီးတော့ပြောရလို့ရှိရင်တော့ကျွန်တော်တို့ဒီ western ကျွန်တော်တို့ gemologist တွေအနေနဲ့တော့ဒါကိုသတ်မှတ်ထားပြီး jade လို့ဆိုလို့ရှိရင်ကျွန်တော်တို့က jadite ophthite cosmochlor ဒါမှမဟုတ်ရင် nephrite ဆိုတာကိုကျွန်တော်က jade ဆိုပြီးတော့သတ်မှတ်ပါတယ်
ကျွန်တော်တို့ပုံမှန်ပြတာတော့ဒီမှာပြရတဲ့ NVIDIA quality J-Lite J နဲ့ကျွန်တော်တို့ Netflite J ကဖြစ်ပါတယ်အဲ့တော့နောက်တစ်ခုကကျွန်တော်တို့ Netflite ပေါ့အဲ့တော့ Netflite ဆိုတာတော့ကျွန်တော်တို့သူ့ရဲ့ဟာကဥပမာ interlocking structure ဖြစ်တဲ့ဒီ micro to cryptocrystalline fibers တွေဖြစ်တဲ့ကျွန်တော် actinolite tremolite လို့ခေါ်တဲ့ FeO group တွေက mineral နဲ့ဖွဲ့စည်းထားတဲ့ကျောက်ဖြစ်ပါတယ်သူရဲ့ chemical composition ဖွဲ့စည်းပုံရလဲသူကကျွန်တော်တို့ဒီကျောက်စိမ်းနဲ့လည်းသူကမတူညီပါဘူးသူက calcium magnesium silicate ပေါ့နော်အစားသဖြင့်အဲ့လိုသူကရှိတော့အဲ့တော့ဒါပေမဲ့ဒီ Netflite တွေကိုပဲကျွန်တော်တို့တရုတ်ပြည်မှာလွန်ခဲ့တဲ့နှစ်ပေါင်းများစွာတွေကစတင်ပြီးတော့ကြောက်စိမ်းဆိုပြီးတော့ကျွန်တော်တို့သုံးဆွဲခဲ့ကြတယ်အဲ့ဒါနေမှဖြည်းဖြည်းနဲ့နောက်ပိုင်းမှာကျွန်တော်တို့ဒီကျွန်တော်နိုင်ငံကထွက်တဲ့ကျွန်တော်တို့ဂျေးတိုက်ကြောက်စိမ်းကိုတီးပြီးတော့မှနောက်ပိုင်းမှာတော့ကျွန်တော်ဂျေးတိုက်ကြောက်စိမ်းကကျွန်တော်ဈေးကွက်ထဲမှာပို့ပြီးတော့လူကြိုက်များလာပြီးပို့ပြီးတော့ထင်ရှားလာပြီးခဏတည်းတန်ဖိုးကြီး imperial chain အနေနဲ့ကျွန်တော်ဈေးကွက်တွေမှာသုံးလာကြတယ်နော်အဲ့တော့ကျွန်တော် artifact အောက်ကပုံကတော့ကျွန်တော်တို့ဒီPolar Pride လို့ခေါ်တဲ့ကျွန်တော်တို့ဒီ British Columbia သူတို့2000ပြည့်နှစ်မှာရခဲ့တဲ့တကယ် Netflite ဘော်ဒါပေါ့နော်တော်လေးအရေးသေးကောင်းတယ်အဲ့ဒီကနေမှသူတချမ်းကိုကျွန်တော်တို့ဖျားပုံထုပြီးတော့ယူရီးယားမှာသူတို့ထားခဲ့ရရှိတယ်ချိုးရကြရတယ်သူတို့လက်ဝဲရတယ်စသဖြင့် Netflite ဂျိတ်တွေရတယ်ကျွန်တော်တို့ဂျိတ်တိုက်ဂျိတ်ကျွန်တော်စီမြန်မာပြည်ထွက်တဲ့ကြောက်စိမ်းတွေလိုပဲကျွန်တော်တို့အများအပြားသူတို့လက်ဝဲရနာတွေလုပ်တယ်အတုံးဆောင်တွေလုပ်တယ်မျိုးစုံရှင်းနှစ်ပေါင်းများစွာတွေကကျွန်တော်တို့လုပ်ခဲ့ကြရတယ်ရှိပါတယ်ဒါတော့ကျွန်တော်တို့ Netflite ဂျိတ်ပေါ့နော် Netflite ဂျိတ်လို့ခေါ်တဲ့ကျွန်တော်တို့ကြောက်စိမ်းကျွန်တော်တို့ကဘာအနှံ့မှာကျွန်တော်တို့ရှိတဲ့ဟာပေါ့သူကတော့အဓိကကျွန်တော်တို့ဒီအဝါရောင်လေးနဲ့ပြထားတဲ့ဟာရှိတဲ့ကျွန်တော်တို့ဒီ ophiolite လို့ခေါ်တဲ့ဒီ rock sweet ပေါ့နော်အဲ့ဒီအတိုင်းမှာရှိနေတဲ့မှာဒီ ophiolite နဲ့ဆက်နွယ်ပြီးတော့မှကျွန်တော်တို့ဒီ Netflite ကြောက်စိမ်းတွေကိုတွေ့ရပါတယ်ရှင်းရှင်းကတော့တို့နေရာအနှံ့များတော်များတွေ့ရတယ်အခုတော့လက်ရှိကျွန်တော်တို့ကဘာမှာလက်ရှိထုတ်လုပ်ပြီးတော့ကျွန်တော်တို့တရုတ်ပြည်ကိုတင်ပို့ပြီးရောင်းချနေတဲ့နိုင်ငံတွေကတော့ကျွန်တော်ဒီရုရှားစိုက်ဘေးရီးယားဒေသထွက်တဲ့ဟာတွေနောက်နယူးဇီလန်ကထွက်တဲ့ဟာတွေနောက်ကျွန်တော် British Columbia ကနေဒါထွက်တဲ့ဟာတွေနောက်ကျွန်တော် China တွေကထွက်တဲ့ဟာတွေစသဖြင့်ဒီနေရာတွေအဓိကအခုတော့ Netflite တွေကိုကျွန်တော်တို့တူဖော်ပြီးတော့အနေစည်းကွက်မှာရောင်းချနေတာရှိတယ်အခုကကျွန်တော်တို့ J-Lite နဲ့ပတ်သက်တဲ့ကျွန်တော်တို့အခေါ်အဝေါ် J-Lite နဲ့ပတ်သက်တဲ့ကျွန်တော်တို့ terminology ပေါ့နော် definition ဒါလည်းကျွန်တော်တို့ LMAC ကထုတ်ပြန်ထားတဲ့အတိုင်းပါပဲအဲ့တော့ကျွန်တော်တို့ J-Lite ဆိုတာဒီကျွန်တော်တို့ pyroxene လို့ခေါ်တဲ့ကျွန်တော်တို့ mineral group တွေကဖြစ်ပါတယ်အဲ့တော့သူကဒီခုနပြောတဲ့ granular structure interlocking structure စသဖြင့်အဲ့လိုသူကဖွဲ့စည်းထားတဲ့သူ့မှာခုနပြောတဲ့ solid solution လို့ခေါ်တဲ့ကျွန်တော်တို့အခြား mineral တွေနဲ့သူကဆက်နွယ်ပြီးတော့သူကရှိနေတယ်ရှိပါဒါကြောင့်မို့ကျွန်တော်တို့ဒီ J-Lite လို့ခေါ်တဲ့ J-Lite ကြောက်စိမ်းတွေ J-Lite J လို့ကျွန်တော်တို့ပြောလိုက်လို့ရှိရင်သူကဒီတမျိုးတည်းမဟုတ်ဘဲနဲ့အခြားသူရဲ့ associate ဖြစ်တဲ့သူရဲ့ solid solution ရှိတဲ့ mineral တွေဖြစ်တဲ့ orgite တွေ dioxide တွေနောက်ကကျွန်တော်တို့ aging စသဖြင့် ophicite cosmogloss ဒါတွေကတစ်ခုကျွန်တော်တို့အများအားပါဝင်ပေါင်းစပ်ပြီးတော့အများအားတွေ့ရလေရှိပါတယ်ဒါကြောင့်မို့လဲကျွန်တော်တို့ J-Lite ဆိုတာဒီကျွန်တော် mineral တမျိုးတည်းမဟုတ်ဘဲနဲ့ mineral ကျွန်တော်တို့ပေါင်းစပ်ထားတဲ့ကျွန်တော်တို့ဒီညပြောရင်rock ဆိုရင်ပို့ပြီးတော့ကျွန်တော်တို့မှန်ပါတယ်အဲဆိုတော့ဒါမှမဟုတ်တချို့ကျွန်တော်တို့ခုနောက်ပိုင်းအမေရိကန်ကပညာရှင်တွေဗာတွေကကျွန်တော်တို့ J-Lite ဆိုတာကဒါ mineral လို့သတ်မှတ်တယ်ဆိုလို့ရှိရင်သူက rocks ဖြစ်တဲ့အတွက် J-Lite ဆိုပြီးတော့တချို့ကဒီမျိုးတွေသုံးလာကြတယ်ကျွန်တော်တို့ရှိပါတယ်နောက်ကျွန်တော်တို့ဒီ jam quality ဒီ J-Lite တွေကခုနပြောသလိုပေါ့သူက single crystal မဟုတ်ဘူး aggregate fibrous ဖြစ်မယ်ဒါမှမဟုတ် granular structure စသဖြင့်ဒါမျိုးကျွန်တော်တို့ကတွေ့ရတယ်ရှိတယ်ပေါ့နော်သူရဲ့ကျွန်တော်တို့ variety စီနဲ့သူ့ရဲ့ color တွေဆိုတော့ pale green ကနေ white pale green ကနေစပြီးကျွန်တော် imperial color အထိနောက်က blue green dark green ကနေ black အထိစပြီး black jelly ပေါ့လေစသဖြင့်အမျိုးမျိုးကျွန်တော်တို့ pink lavender စသဖြင့်ကျွန်တော်တို့အမျိုးစုံကျွန်တော်တို့တွေ့ရတယ်ပေါ့နော်ဒီ J-Lite ရဲ့ကျွန်တော်တို့ chemical composition ဖွဲ့စည်းပုံရတော့သူကsodium aluminum silicate ပေါ့အဲ့တော့ J-Lite ဒီသူက sodium aluminum silicate ဖြစ်တယ် Netflite ဒီကျွန်တော်တို့က calcium magnesium silicate ဖြစ်တယ်သူတို့နှစ်ခုကိုဒီမတူညီကြပါဘူးဒါပေမဲ့လို့ကျွန်တော်တို့ခြေခံအဖြစ်တော့ J လို့ပြောလိုက်လို့ရှိရင် J-Lite လည်းဖြစ်နိုင်တယ် Netflite လည်းဖြစ်နိုင်တယ်ပေါ့နော်အဲ့ဒါမှကျွန်တော်တို့ဒါမှခွဲခြားပြီးတော့မှကျွန်တော်တို့ J-Lite လား J-Lite မှာတစ်ခါထပ်ပြီးတော့မှကျွန်တော်တို့ကophicite လား cosmogloss လားစသဖြင့်ဒါမျိုးတွေကျွန်တော်တို့တိတိကျကျခွဲလာတဲ့ဘိုင်းတွေရှိပါနောက်တစ်ခုကကျွန်တော်တို့ ophicite ပေါ့နော် ophicite ဆိုတာလည်းကျွန်တော်တို့ကဒီ J-Lite ဒီ solid solution ရှိတဲ့ကျွန်တော် mineral တစ်မျိုးပဲဖြစ်ပါတယ်သူနဲ့အများအား J-Lite နဲ့အများအားကျွန်တော်တို့တွဲပြီးတော့တွေ့ရလေရှိတယ်သူက sodium calcium aluminum magnesium Fe silicate ပေါ့နော်အဲ့တော့ဒီ solid solution မှာရှိနေတဲ့အတွက်ဒီကျွန်တော်တို့ဒီတစ်ခါတည်းတချို့ကျွန်တော်တို့ကြောက်စိမ်း J-Lite J လို့ဆိုမဲ့လို့သူ့မှာ ophicite အနေနဲ့အများပါတာဒီတစ်ခါတည်း
cosmoglow ပါတာတွေစသဖြင့်ဒါမျိုးတွေနဲ့တွဲဖက်ပြီးအများကြီးတွေ့ရလိမ့်ရှိတဲ့mineral တစ်မျိုးလည်းဖြစ်ပါတယ်အဲ့တော့သူ့ရဲ့ဒီ emphasize တွေကိုလည်းကျွန်တော်တို့တကယ် gem quality တကယ်ကို quality ကောင်းတဲ့ကျွန်တော်တို့ကြောက်စိမ့်နေနေတဲ့မှာလည်းကျွန်တော်တို့တွေ့ရနိုင်ပါတယ်သူ့ရဲ့ color အနေနဲ့ pale green ကနေမှ deep green black စသဖြင့် colorless ကျွန်တော်တို့သူ့ရဲ့ emphasize တွေရှိနေပါတယ်နောက်တစ်ခုကကျွန်တော်တို့ cosmoglow လို့ခေါ်တဲ့ကျွန်တော်တို့ဒီ pyroxene mineral တစ်မျိုးပေါ့နော်သူကလည်းဒီခုနပြောတဲ့ J-type oxide နဲ့သူကတွဲဖက်ပြီးတော့ရှိတဲ့ solid မှာရှိတဲ့ကျွန်တော်တို့သူ့ရဲ့ mineral တစ်မျိုးဖြစ်ပါတယ်cosmoglow ကတော့သူကများသောအားဖြင့်သူ့ကိုကျွန်တော်တို့ဒီ aggregate rocks တွေနဲ့အများကြီးတွေ့ရလိမ့်ရှိတယ်ဒီများသောအားဖြင့်သူ့ရဲ့ color ဒီကျွန်တော်တို့dark green ဟောဒါမှမဟုတ် nearly black color ကျွန်တော်တို့ပြရလိမ့်ရှိပါတယ်ဒါမှမဟုတ်အဲ့လိုမျိုး cosmoglow တွေပဲအဓိကပါဝင်လာတယ်ဆိုလို့ရှိရင်သူ့ကိုကျွန်တော်တို့က cosmoglow jade ဒါမဲ့လို့သူကြီးပဲမဟုတ်ပဲသူ့မှာလည်းခုနပြောတဲ့အခြား minerals တွေပါနိုင်တယ်ဥပမာဖြင့် oxide ဖြစ်မယ်ဒါမှမဟုတ် dioxide ဖြစ်မယ်ဒါမျိုးတွေနဲ့ရောနှောပြီးတော့ကျွန်တော်တို့တွေ့ရတယ်ရှိတယ်တွေ့ရတဲ့ဟာကိုကျွန်တော်တို့သူ့ဒီရဲ့ solid solution မှာရှိတဲ့အတိုင်းပဲကျွန်တော်တို့ဒါတွေကိုchemical analysis တွေလုပ်တယ်သူ့ရဲ့ composition တွေရတဲ့ပုံမှာကျွန်တော်တို့က plot တွေချကြည့်လို့ရှိရင်သူ့ရဲ့ဟာဒီဘယ်မှာရှိနေတယ်ဟိုမှာတကယ် pure cosmoglow ဒါမှမဟုတ်လို့ရှိရင် J-type containing cosmoglow dioxide containing cosmoglow စသဖြင့်ကျွန်တော်တို့သူ့ရဲ့ပါဝင်တဲ့ဖွဲ့စည်းပုံမှာမူတည်ပြီးတော့မှကျွန်တော်တို့ဒါတွေကိုအတိအကျခွဲခြားရရှိပါတယ်ဒါကတော့ကျွန်တော်တို့ဒီလက်ရှိကျွန်တော်တို့ J-type J တွေနဲ့ကျွန်တော်တို့ဒီကျွန်တော်တို့ nephrite ကြိတ်တွေကျွန်တော်တို့အဓိကတွေ့ရှိရတဲ့နေရာတွေဖြစ်ပါတယ်။ nephrite ကတော့ခုနကျွန်တော်တို့တင်ပြပြတယ်အခု J-type တွေကတော့ကျွန်တော်မြန်မာပြည်မှာရှိတယ်။နောက်ကကျွန်တော်တို့ဂျပန်နောက်ကျွန်တော်တို့ရုရှားနောက်ကာဇက်စတန်စသဖြင့်နောက်အီတလီနောက်စသဖြင့်အဲ့လိုမျိုးမှာနောက်ဂွာတီမာလာကျွန်တော်တို့ခဏခေတ်စားလာတဲ့ဂွာတီမာလာစသဖြင့်ဒါမျိုးတွေမှာကျွန်တော်တို့ J-type deposit တွေကိုကျွန်တော်တို့တွေ့နိုင်ပါတယ်။အများအားဖြင့်ကျွန်တော်တို့ကြီးကမြန်မာနိုင်ငံကထွက်တဲ့ J-type ကတော့တိကျပြီးတဲ့အတိုင်းပဲတကယ်ကို imperial quality အရေးသွေးအကောင်းဆုံးရဲ့တကယ်ကိုကြောက်စိမ့်တွေထွက်ရှိတယ်ဒါမှမဟုတ်လည်းကဘာကျော်တယ်ဆိုတော့ဒီပေါင်းများစွာတွေကကျွန်တော်တို့စီမှာထုတ်လုပ်ပြီးတော့သုံးဆွဲခဲ့ကြတယ်ဈေးကွက်မှာလည်းနာမည်ရပြီးသားဖြစ်ပါတယ်ဂွာတီမာလာကတော့အခုနောက်ပိုင်းမှာကျွန်တော်တို့ quality ကောင်းတဲ့ဟာတွေထွက်ရှိလာတယ်တွေ့လာတဲ့အတွက်ကျွန်တော်တို့ဈေးကွက်ထဲမှာဂွာတီမာလာထွက်တဲ့ကြောက်စိမ့်နဲ့မြန်မာနိုင်ငံထွက်တဲ့ကြောက်စိမ့်ရောနှောတာတွေကျွန်တော်တို့ရှိရတယ်နိုင်ငံတကာဈေးကွက်မှာကျွန်တော်တို့ဈေးကွက်မှာတွေတွေ့ရနိုင်ပါတယ်အခုကတော့ကျွန်တော်တို့ဒီကျွန်တော်တို့ဒီကြောက်စိမ့်နဲ့ပတ်သက်လို့ကျွန်တော်တို့ဒီ GAHK ပေါ့နော် Hong Kong Geological Association ကနေမှသူတို့စပြီးတော့သူတို့ဒီတတ်မှတ်ခဲ့တဲ့ကျွန်တော်တို့ကြောက်စိမ့်ကိုသူတို့တရုတ်လို့ခေါ်တဲ့ကျွန်တော်တို့ terminology ပေါ့နော်ဒါကိုကျွန်တော်တို့ဒီဟာလည်းအခုနောက်ပိုင်းမှာတော်တော်လေးကျွန်တော်တို့ထဲဝင်ဒါတွေကိုကျွန်တော်တို့တော်တော်လေးလှုပ်ဆောင်လာပြီးကျွန်တော်တို့တွေ့ရတယ်ဒီ fake trade ဆိုတဲ့သုံးတော့ကတော့လွန်ခဲ့တဲ့နှစ်ပေါင်းများစွာတွေကတရုတ်ပြည်မှာသူတို့ဒီကြောက်စိမ့်နဲ့ပတ်သက်လို့ခေါ်ခဲ့တဲ့အခေါ်အဝေါ်တွေတော့ရှိတယ်ဒါပေမဲ့လို့ဒီဘက်နောက်ပိုင်းကျတော့မှကျွန်တော်တို့ဒီဟာကိုဒီ fake trade ဆိုတဲ့ terms ကိုကျွန်တော်တို့ဒီကြောက်စိမ့်နဲ့ပတ်သက်လို့စပြီးတော့ဟောင်ကောင်ကနေမှသူတို့အခုစီမှာထားပြီးသုံးဖို့အတွက်ကိုသူတို့ standard တွေသူတို့လုပ်တာရှိတယ်အခုဆိုရင်သူတို့ကျွန်တော်တို့ဒီ CIMBGO လို့ခေါ်တဲ့ကျွန်တော်တို့ဒီ Europe ကဒီကျွန်တော် Jewelry Association တွေနောက် LMAC တွေစသဖြင့်အမျိုးမျိုးမှာသူတို့ဓာတ်တွေကို fake trade ဆိုတဲ့ဒီ terminology ကိုသုံးဖို့အတွက်ကြောက်စိမ့်မှာသုံးဖို့အတွက်သူတို့ဒီအများကြီးစူးစမ်းနေကြတယ်ရှိပါတယ်အဲ့တော့ဒီဥမာဒါဆိုလဲဒီ fake trade ဆိုတဲ့ definition ကိုဒီ LMAC ကပဲကျွန်တော်တို့ဒါဆိုရင်ထုတ်ပြန်ထားပြီးဖြစ်ပါတယ်ဆိုတော့ဖြစ်တဲ့ကျွန်တော်တို့ဒီ LMAC ရဲ့ rule တွေကိုလက်ခံကျင့်သုံးတဲ့ lab တွေကဒီ fake trade ဆိုတဲ့ဟာကိုကျွန်တော်တို့ certificate တွေမှာကျွန်တော်တို့ report တွေစီမှာကျွန်တော်တို့ဒါတွေကိုသုံးလို့လာကြရဖြစ်ပါတယ်အဲ့တော့ fake trade ဆိုတာဒီခုနပြောတဲ့သူရဲ့မူရင်းဒီသူရဲ့ဒီ Chinese name ကလာဖြစ်တယ်သူကလည်းခုနပြောသလိုဒီကျွန်တော်တို့ဒီ aggregate ဖြစ်တဲ့ဒီကျွန်တော်တို့ဒီ J-type ဖြစ်မယ်ဒါမှမဟုတ်ရင် J-type oxide ရောနေတဲ့ဟာဖြစ်မယ်J-type oxide cosmoglow စသဖြင့်နဲ့အခြား accessory minerals တွေပေါင်းစပ်ပြီးပြောနေတဲ့ကြောက်စိမ့်တွေကိုသူက fake trade ဆိုပြီးတော့သတ်မှတ်အဲ့တော့တရုတ်ပြည်မှာဆိုလို့ရှိရင်တော့သူကအဲ့လို fake trade ဆိုလို့ရှိရင်ဒါကြောက်စိမ့်J-type ကြောက်စိမ့်တွေသူကအဲ့လိုမျိုးလက်ခံပြီးတော့ခေါ်ကြတယ်အဲ့တော့ဒီဟာတွေကိုဒီလို fake trade ကိုသူတို့ဒါကိုကြောက်စိမ့်ရှိခွက်မှာဒီ terminology တွေကိုသူတို့သုံးဖို့အတွက်သူတို့သုံးလာတဲ့အကြောင်းရင်းတွေရတယ်ကျွန်တော်တို့ရှိတယ်ဥပမာဖြင့်ကျွန်တော်တို့ခုနပြောတဲ့ကျွန်တော်တို့ကြောက်စိမ့် J-type ရင်တော့ကျွန်တော်တို့ J လို့ပြောလိုက်ရင် J-type နဲ့ nephrite ကျွန်တော်တို့စီမှာဒီ report တွေထုတ်တယ်ကြောက်လာစီရင်ကျွန်တော်တို့ရေးပြီးမှ nephrite ဆို nephrite J-type ဆို J-type ဒီလိုပဲကျွန်တော်တို့ရေးခဲ့ကြတယ်ဒါပေမဲ့အခုခေတ်နောက်ပိုင်းမှာကျွန်တော်တို့ဒီ
ဤပညာတွေတိုးတက်လာတဲ့အမျှစက်ပစ္စည်းတွေတိုးတက်လာတဲ့အမျှကျွန်တော်တို့သူ့မှာပါဝင်တဲ့ဒီ composition တွေကိုအတိအကျတွေကျွန်တော်တို့ခွဲခြားလာကြရရှိတယ်။ရင်းတော့ကျွန်တော်တို့စီမှာဒီလိုစက်ကိရိယာတွေမရှိတဲ့အတွက်ကျွန်တော်တို့တာမန်ကျွန်တော်တို့ဒီ standard geometrical instrument တွေဆိုရင်ဒါတွေကိုမခွဲခြားနိုင်ဘူး။ဒါကြောင့်မို့ကျွန်တော်တို့က J-Dite or Netflite ဒီလိုပဲကျွန်တော်တို့သုံးခဲ့ကြရတယ်ရှိတယ်။ဒါကိုခွဲခြားနိုင်မှုအတွက်သူ့ကိုခွဲခြားနိုင်တဲ့ဟာတွေရှိတော့မှကျွန်တော်တို့ကဒါတွေကိုပြောတယ်။အဲ့တော့ခွဲခြားနိုင်လားဆိုတော့ကျွန်တော်တို့ခွဲခြားနိုင်ပါတယ်။ကျွန်တော်တို့တိကျခွဲခြားနိုင်တဲ့ instrument တွေရှိတယ်။အဲ့ဒါတွေနဲ့ခွဲခြားပြီးတော့မှဒါတော့ J-Dite လား Cosmoclaw လား Netflite လားစသဖြင့် sorry Oversight လားစသဖြင့်ဒါမျိုးကျွန်တော်တို့ခွဲခြားကြတယ်။အဲ့တော့အဲ့မှာတို့ပဲဒီကျွန်တော်တို့က issue တွေရှိတာပေါ့နော် issue ဆိုတာဥပမာပြင်ကျွန်တော်တို့က FTI ဒါမှမဟုတ်ရင် Raman ဒါမျိုးနဲ့ဒီကျွန်တော်တို့ကြောက်စိမ်းတစ်ပွင့်ကိုလာလို့ရှိရင်ဆန်းလိုက်လို့ရှိလို့ရှိရင်ကျွန်တော်တို့မှာတတ်မှတ်ချက်ထွက်လာတယ်ဥပမာပြင်ကျွန်တော်တို့ J-Dite ဒါမှမဟုတ်ရင် Oversight ဒါမှမဟုတ် J-Dite Oversight ရောနေတဲ့ရောနှောဒီလိုမျိုးတွေကျွန်တော်တို့ထွက်လာတယ်မှာဒါတွေကကျွန်တော်တို့တိုင်းတာတာဒီကျွန်တော်တို့ကသူ့ရဲ့မျက်နှာပြင်ကနေဆိုလို့ရှိရင်သူကတကယ်ကို micron လောက်ပဲသူကတိုင်းတာနေတဲ့အပိုင်းရှိတယ်ရှိတဲ့အခါကျတော့သူတို့ရဲ့အယူဆကကြောက်စိမ်းတစ်လုံးမှာမျက်နှာပြင်လောက်ကိုတိုင်းပြီးတော့ဒါကိုပြောတာဒီမှန်ပါမလားဒါကဒီသဘာဝမကြနိုင်ဘူးဒါကြောင့်မို့သူတို့ကဒါကိုခြုံပြီးတော့လူတိုင်းလည်းနားလည်အောင်သူတို့ရှိတဲ့ဟိုလည်းဟိုဒါကိုကြောက်စိမ်းကိုဖြစ်အောင်ဆိုတဲ့သဘောနဲ့ဒီ terms ကိုသူတို့ကJ-Dite Jade Oversight Jade ဒါမှမဟုတ်ရင် Cosmoclaw Jade ဘယ်လို Jade ပဲဒီ Jade သုံးမျိုးတွေကဘာပဲဖြစ်ဖြစ်ရောနှောပဲဖြစ်ဖြစ်တစ်ခုချင်းပဲဖြစ်ဖြစ် fake ချွေလို့သုံးလိုက်ရင်ဒါသူတို့ဒီဒါဆိုကျွန်တော်တို့ဒီ Jade တမိုးချီတဲ့ Jade နေတဲ့အဲ့မျိုးဆိုပြီးသတ်မှတ်ပြီးတော့ဘက်မှာဒီသုံးလာတယ်ရှိနော်အဲ့တော့ဒါကျွန်တော်တို့ဒီခုနပြောတဲ့ကျွန်တော်တို့ဒီJ-Dite Jade ပေါ့နော် J-Dite Jade လို့သတ်မှတ်တဲ့ဟာဒီအဲ့မှာကျွန်တော်တို့ကအတိအကျသူတို့ဟာကိုကျွန်တော်ဒီ Raman spectroscopy တွေသုံးပြီးတော့ကျွန်တော်တို့ခွဲခြားလို့ရှိရင်ကျွန်တော်တို့သိပါတယ်ဥပမာ J-Dite ဆိုရင် J-Dite ရဲ့သူ့ရဲ့ spectrum သူ့ရဲ့ Oversight က Oversight ရဲ့ spectrum ကျွန်တော်တို့ Chromium Jade ဆို Chromium Jade ဒါမှမဟုတ်ရင်ကျွန်တော်တို့ Cosmoclaw ဆို Cosmoclaw စသဖြင့်ဒါမျိုးသူ့ရဲ့ဟာတွေကိုကျွန်တော်တို့သိကြသိနေဒါပေမဲ့သူတို့ဒီဟာတွေရဲ့ဒီ instrument တွေရဲ့ခုနပြောတဲ့အားသာချက်ကတော့ကျွန်တော်တို့သိနိုင်တယ်လို့သူရဲ့ခုနပြောတဲ့အားနည်းချက်ကတော့သူကမျက်နှာပြင်ရဲ့အောက်ကိုတား deepသွားပြီးတော့တိုင်းတာလို့မရနိုင်ဘူးဒါကြောင့်နောက်ကကျွန်တော်တို့ကြောက်တုံးကိုတိုင်းတဲ့ခါမှာလဲခုနပြောသူဘလောက် area ထိတိုင်းတယ်လဲဒီမှာဒီကြောက်တုံးမှာကျွန်တော်တို့မျက်နှာပြင်မှာရှိတဲ့ဟာဒီမှာပြင် sport ဘလောက်ထိတိုင်းတယ်မှာ sport နှစ်ခုတစ်ခုတိုင်းကိုတွေးကြည့်ရလား sport က9ခု10ခုလောက်တိုင်းမှာ average ယူလာလားစသဖြင့်ဒါမျိုးတွေကိုတိုင်းတာဖို့အတွက်ဆိုလို့ရှိရင်သူကတော်တော်လေးအချိန်ပေးရတယ်တော်တော်လေးကိုတည်ကြည်ဖြစ်ဖို့အတွက်လုပ်ရတာရှိတော့ကျွန်တော်တို့တာမန် lab တွေတာမန်ကျွန်တော်တို့ဟာမျိုးဆိုတော့ကျွန်တော်တော်လေးခက်ခဲပါတယ်အဲဆိုတော့ဒါကိုတည်ကြည်သိမယ်ဆိုတော့သူကတကယ်ကိုကြောက်တပွင့်လုံးမှာရှိတဲ့ဟာကိုကျွန်တော်တို့ကဟိုဘယ်လို comment သူရဲ့ sport ပေါင်းများစွာတိုင်းပြီးတော့မှသူရဲ့ average ကိုကျွန်တော်တို့ကကြည့်ပြီးတော့မှဒါတော့J-Dite ကတော့ 90% ကျွန်တော်တို့ Oversight ကတော့ 10% ဆိုရင်ဒါ J-Dite Jade စသဖြင့် Oversight က 80% J-Dite က 20% ဆိုရင်ဒါ Oversight Jade ဒီလိုမျိုးတွေကျွန်တော်တို့ကတွက်ချက်ပြီးတော့မှပြန်ပြီးတော့ကျွန်တော်တို့ identify လုပ်ရတယ်ရှိပါနောက်ကျွန်တော်တို့ FTIR နဲ့လည်းကျွန်တော်တို့ဒါကိုကျွန်တော်တို့တိုင်းတာလို့ရပါတယ် FTIR လို့ခေါ်တဲ့ဒီ Fourier Transform Infrared ပေါ့နော် Infrared ကိုအခြေခံပြီးတော့ကျွန်တော်တို့သုံးတဲ့ instrument တွေနဲ့လည်းကျွန်တော်တို့ဒီဟာတွေကိုသုံးနိုင်တယ်အဲ့တော့ J-Dite Oversight Chrome J-Dite Cosmoclaw စသဖြင့်သူတို့ရဲ့ကျွန်တော်တို့ဒီ FTIR ကျွန်တော်တို့ဒီ spectrum တွေသူတို့ရဲ့ OH spectrum တွေကိုကြည့်ပြီးတော့သူတို့ရဲ့ဟာတွေကိုကျွန်တော်တို့ခွဲခြားလို့ရတယ်ဒါရဲ့ခုနကျွန်တော်တို့ Raman လို့ပါလို့ပေါ့လေသူတို့ရဲ့တိုင်းရတဲ့ဟာတွေဒီမှာလည်းသူမှာအဲ့လိုမျိုး option တွေတော့ရှိတယ်နောက်ကကျွန်တော်တို့တိကျပြဖြစ်တဲ့ MOS66 MOS66 ကလည်းကျွန်တော်တို့ကြောက်စင်းနဲ့တွဲပြီးတော့ကျွန်တော်တို့ရောင်းကြတယ်ပြောကြတယ်MOS66 ကျတော့ဘာလို့ fake ချွေလို့မခေါ်တယ်ကြောက် fake ချွေ MOS66 ကျတော့ဘာလို့ကျွန်တော်တို့ဒီ fake ချွေဆိုတဲ့စကားလုံးမှာကျွန်တော်တို့မသုံးမပါလဲဆိုတော့ဒီ MOS66 ဆိုတဲ့ဟာဒီဆိုတာ1962ခုနှစ်မှာကျွန်တော်တို့ဒေါက်တာ Edward Googling ကကျွန်တော်ဒီတောမော်ရဲ့ပတ်ဝန်းကျင်မှာရှိတဲ့ရွာမှာစပြီးတော့တွေ့တာအနေမှာစပြီးတော့သူနာမည်ပေးခဲ့စပြီး MOS66 ဆိုတဲ့ကျွန်တော်တို့ဒီကြောက်စိတ်နဲ့တူတဲ့ကျွန်တော်တို့ကြောက်တူမျိုးကိုရှိတယ်သူရဲ့ composition ကိုကျွန်တော်တို့ကြည့်ရတာသူကတကယ် complex နော်တကယ်ကိုဖွဲ့စည်းပုံက green rock composite elvite caminite လို့ခေါ်တဲ့ amphibole minerals တွေ Cosmoclaw လို့ခေါ်တဲ့ pyroxene minerals တွေ chrome jade လို့ခေါ်တဲ့ pyroxene minerals တွေ chromite လို့ခေါ်တဲ့ကျွန်တော်တို့ဒီသတ္တုရိုင်း mineral စသဖြင့်အဲ့လိုမျိုး mineral တွေနဲ့အပေါင်းဖွဲ့စည်းထားတဲ့ rock ဖြစ်တဲ့အတွက်ကျွန်တော်တို့အဲ့ဒီဟာကိုကျွန်တော်က MOS66 ဆို rock ဆိုပဲသတ်မှတ်တယ်နောက်တစ်ခါသူရဲ့ quality အားဖြင့်လည်းများသောအားဖြင့် opaque နီးပါးရှိပြီးတော့တခါတည်းကျွန်တော်တို့ elvite တို့ဘာလို့ပါတဲ့နေရာလောက်မှာပဲသူကနည်းနည်းလေး transparency ကောင်းတာပါကြီးရှိတယ်ဒါပေမဲ့သူ့ကိုကျွန်တော်တို့က Jade-like simulant စနစ်ပဲကျွန်တော်တို့ secret ထဲမှာသုံးတယ်ပေါ့နော်သူရဲ့ luster တော့ vitreous luster hardness ကတော့ဆက်လောက်ပဲရှိတယ်စသဖြင့်သူ့ရဲ့ properties တွေကကျွန်တော်တို့ဒီ J-Dite Oversight တို့လည်းဘယ်လိုကွာခြားတာကြီးရှိ
အဲ့တော့ဒါတော့ကျွန်တော်တို့ကတင်ပြခဲ့တဲ့ဒီကျွန်တော်ပြောခဲ့တဲ့ဒီကျွန်တော်တို့ terminology တွေကိုပြန်ပြီးတော့ခြုံငုံပြီးတော့ကျွန်တော်တို့ပြန်ပြီးတော့ခါလေးပြန်ကြည့်ရတဲ့ဟာရအောင်လို့ကျွန်တော်တို့ဒါ flow chart လေးကိုလုပ်ထားတာပေါ့နော်အဲ့တော့ကျွန်တော်တို့တရုတ်မြန်မာတော့သူကဟိုးရှိခေတ်ကကျွန်တော်ကြည့် U လို့ခေါ်တဲ့ကျွန်တော်အတန်ထောက်တာနဲ့မှားရင်မှားတရုတ်လို့ဆိုတော့အဲ့လိုမျိုးအနေနဲ့ဟိုကျွန်တော်တို့သုံးခဲ့တယ်သူကတော့ခုနပြောတဲ့ဒီ ornamental stone ပဲဖြစ်ဖြစ်ကျွန်တော်လက်ဝဲရနာဖြစ်ဖြစ်သုံးလို့ရတဲ့အစိမ်းရောင်ရှိတဲ့ကြောက်မှန်မြကိုဒါသူကယူဆိုပြီးတော့တရုတ်ပြည်မှာစပြီးတော့ကျွန်တော်တို့သုံးဆွဲခဲ့ရနော်နောက်ပိုင်းမှာခုနပြောတဲ့ဒီကျွန်တော်တို့ quality ကောင်းလာတဲ့ကျွန်တော်တို့ဒီ jade ဒီစပြီးဒါမျိုးတွေဖြစ်လာတယ်သူတို့ဒီ fig tree ဆိုတဲ့ကျွန်တော်တို့အသုံးနှုန်းကိုစပြီးတော့ကျွန်တော်တို့သုံးနှုန်းလာတယ်နောက်တစ်ခါကျွန်တော်တို့ဒီ western gemologist တွေကကျွန်တော်တို့ဒီ1863လောက်ကစပြီးတော့မှဒီကျွန်တော်တို့ဒီ jade nephrite စသဖြင့်ကြောက်တွေကိုသူတို့တရုတ်ပြည်ကနေရခဲ့တဲ့ခါကျတော့မှယူရိုပမှာစပြီးတော့မှသူတို့ဒါတွေကို identify လုပ်ပြီးတော့မှ1863ကစပြီးတော့မှကျွန်တော်တို့ jade nephrite ဆိုတဲ့ဟာတွေကျွန်တော်တို့နာမည် identify ကျွန်တော်တို့လုပ်နိုင်တယ်ပေါ့နော်အဲ့တော့အခါကျွန်တော်တို့ဒီတရုတ်ပြည်မှာပြောတဲ့ကျွန်တော်တို့ဒီ EU လို့ခေါ်တဲ့သူတို့သုံးတဲ့ others ကပြောတဲ့ကျွန်တော်အစိမ်းရောင်ရှိတဲ့ကြောက်တွေ quartzite လိုဟာမျိုးတွေ anorthite zoysia နဲ့ပေါင်းတဲ့ဟာမျိုးတွေserpentinite လိုဟာမျိုးတွေ albite စသဖြင့်ကျွန်တော်တို့ဒီပလွန်လိုဟာမျိုးတွေ hydroxyla garnet လို့ခေါ်တဲ့ဥတောင်အစိမ်းရောင်တွေကျွန်တော်တို့ mosis စသဖြင့်ဒါမျိုးတွေသူကယူဆိုပြီးသူတို့စီမှာကြောက်စိမ်းတွေမှာကြောင်းကြတုံးကြတွေတော့ရှိတယ်အဲ့မှာခုနောက်ပိုင်းကျွန်တော်တို့ခုနပြောတဲ့ဒီ fig tree ကတော့ခုနပြောတဲ့ကျွန်တော်တို့ emphasite jade cosmogloss jade 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 ဒီသုံးမျိုးတစ်ခုချင်းဖြစ်ဖြစ်ပေါင်းဆက်ပြီးတော့ဖြစ်ပါတယ်ကြောက်စင်းကိုကြားတယ် fig tree ဆိုပြီးတော့ကျွန်တော်သတ်မှတ်တယ်ကျွန်တော်တို့ western gemologist အနေနဲ့ကတော့ jade ကိုဆိုတော့ jade jade နဲ့ nephrite jade ဆိုပြီးကျွန်တော်တို့ကသတ်မှတ်တယ်ဒါမို့ဒီအခေါ်အဝေါ်တွေကအခုကျွန်တော်တို့ဒီဈေးကွက်တွေထဲမှာရှုပ်ထွေးတဲ့သဘောတွေဖြစ်ပြီးတော့ကျွန်တော်တို့ဒီ report တွေဘာတွေမှာjade jade nephrite jade နောက်ကကျွန်တော်တို့ emphasite jade စသဖြင့်ဒါမျိုးတွေမျိုးကြီးတွေမှာဟာချိုးစား emphasite jade လို့ပြောလိုက်လို့ရှိရင်မဝယ်ကျင်တော့ဘူးကြောက်စိမ့်မဟုတ်တော့ဘူးလားဆိုတော့အစီကျွန်တော်ဈေးကွက်ထဲမှာပြောနေကြတယ်ကြားရပါတယ်တကယ်တော့မဟုတ်ပါဘူးemphasite jade ပဲဖြစ်ဖြစ် jade jade ပဲဖြစ်ဖြစ် cosmogloss jade ပဲဖြစ်ဖြစ်ဒီဆိုတာတန်မိုးကြီးတဲ့ကျွန်တော်တို့ jade jade အုပ်စုတွေမှာပါပါတယ်အမို့ကျွန်တော်တို့ဒီအခုတက်ကြည့်လဲကျွန်တော်တို့ဒီဟောင်ကောင်ကတော့သူတို့ association ကတော့ဒီ fig tree ဆိုတဲ့ terms ကိုဒီကမ္ဘာလုံးမှာသုံးနိုင်အောင်သူတို့ကတော့ဒီ organization တွေဒါတွေနဲ့သူတို့လိုက်ပြီးတော့သူတို့ MOU တွေထိုးတယ်သူတို့ရဲ့ standard တွေကိုရှင်းပြတယ်စသဖြင့်ပေါင်းစပ်ပြီးတော့သူတို့ကတော့သူတို့ဟာတွေကိုနိုင်ငံတိုင်းမှာသုံးနိုင်အောင်သူတို့ကတော့တော်လေးလုပ်လာတယ်ပေါ့နော်ဒါပေမဲ့လို့တချို့ဒီ western ကရှိတဲ့ gemologist တွေ geologist တွေကြတော့ဒီ fig tree ဆိုတဲ့ terms ကိုကြောက်စိမ့်ခြေတိုက်ဆိုတဲ့နေရာမှာအစားထိုးသုံးမှုတွေကိုချို့ကလည်းလက်မခံကြတဲ့အပိုင်းတွေကျွန်တော်တို့တွေ့နေရတယ် issue တွေအများကြီးရှိတယ်ဒါမှမဟုတ်တချို့ဆိုရင်ဒါသူတို့ဒီ online မှာသူတို့ဒီ social media မှာတင်ထားတာပေါ့ lab grown versus ကျွန်တော်တို့ fig tree ဆိုတာခုနကပြောဆို lab grown diamond ဆိုပဲတင်စားဆိုပေါ့ synthetic diamond ဆိုလို့မသုံးဘဲနဲ့ lab grown ဆိုတော့လူကပိုစိတ်ဝင်စားလာသူတို့ကျွန်တော်တို့ jade jade emphasite jade cosmogloss jade လို့ပြောလိုက်ရင် jade jade ဆိုတော့လူတိုင်းပြဿနာမရှိဘူး emphasite jade cosmogloss jade ဆိုရင်တော့လူတွေကဝယ်ရမှာလို့မဝယ်ရမှာလို့လူဖြစ်လာကြတော့ဒါတွေကိုအဆင်ပြေအောင်လို့ fig tree ဆိုတဲ့စကားလုံးတစ်လုံးနဲ့သူတို့ကတတ်မှတ်ပြီးတော့စားထိုးလာတယ်အဲ့လိုမျိုးကျွန်တော်တို့အယူဆတွေအမျိုးစုံကျွန်တော်တို့ရှိပါတယ်နောက်တစ်ခုကကျွန်တော်တို့ခုနပြောသလိုပေါ့jade jade မှာကျွန်တော်တို့တန်ဖိုးကြီးတာလားတကယ် inferior quality တကယ်တန်ဖိုးကြီးတဲ့ကြောက်စိမ်းဖြစ်သလားဆိုတော့အခြား emphasite jade ဆိုရင်ရောမဟုတ်တော့လားဆိုတော့မဟုတ်ပါဘူးဥပမာကျွန်တော်ဥပမာတစ်ခုနဲ့ကျွန်တော်ပြောတာပါကျွန်တော်တို့ဒီ Boston ကဒီ Skinner Auction မှာ2014တုန်းကဆိုရင်ကျွန်တော်ရောင်းခဲ့တဲ့ဒီ jade ဒီကျွန်တော် necklace နဲ့ pendant ဆိုရင် pendant ကတော့သူကjade jade အပေါ်ကကျွန်တော်တို့ beads တွေကတော့သူက emphasite jade ဆိုတော့ GI ကလည်းသူက emphasite jade နဲ့ကျွန်တော်တို့ jade jade ဆိုပြီးတော့သူက report ထုတ်ပေးတာဒီ report နဲ့ပဲကျွန်တော်တို့ auction မှာကျွန်တော်တို့ရောင်းပါတယ်ရောင်းပါတယ်ဒီဝယ်တဲ့လူတွေတွေဒီ emphasite ဆိုတဲ့ဟာကသူတို့ရဲ့ဘာမှအနောက်ရှင်းမဖြစ်ဘူးသူတို့ရောင်းဝယ်တယ်သူတို့စီမှာပြီးတော့ဈေးကောင်းရတဲ့ကြောက်စိမ့်နေတဲ့ auction မှာရောင်းပါတယ်ဆိုရင်တဲ့ဘောကတော့ကျွန်တော်တို့ဒီဘက်မှာကျွန်တော်တို့ဟိုထင်နေကြသလိုemphasite jade ဆိုရင်တန်ဖိုးမရှိတော့ဘူးကြောက်စိမ့်မဟုတ်တော့လားဆိုတဲ့ဟာကြီးမဟုတ်ပါဘူးကျွန်တော်တို့ဒါကြီးလည်းကြောက်စိမ့်ဆိုတဲ့အထဲမှာလည်းပါဝင်တဲ့ဟာဖြစ်ပါတယ်နောက်ကကျွန်တော်တို့ဒီ LMHC ကကျွန်တော်တို့ဒီဟိုပြောညွှန်ကြားထားတဲ့ကျွန်တော်တို့ဒီကျွန်တော် lab တွေကျွန်တော်တို့မှာသုံးတဲ့ကျွန်တော်တို့ report ကျွန်တော်တို့ဒီ wording တွေပေါ့နော်အဲ့တော့ကျွန်တော် LMHC ရဲ့rule ဆိုင်ပဲသုံးတဲ့ lab တွေဆိုလို့ရှိရင်တော့ကျွန်တော်တို့ကဒီ root ဒီသုံးတွေတိုင်းပဲကျွန်တော်တို့ကသုံးရပါတယ်သုံးတဲ့အခါကျတော့ကျွန်တော်တို့ center လိုက်လို့ရတဲ့ကျွန်တော်ကြောက်စိမ့်ဆိုရင်ဥပမာအဖြစ်ကျွန်တော်တို့ nephrite ဖြစ်မယ်ဆိုရင် amphibol group တွေကဖြစ်မယ်သူရဲ့တကယ် mineral ဒီ adenolite tremolite nephrite ဒီဆိုတာ mineral name မဟုတ်ပါဘူးသူက trait name ပါဆိုတော့အဲ့လိုမျိုးရှိတယ်နောက်က pyroxene jade ဆိုရင် pyroxene ရဖြစ်မယ် jade ဖြစ်မယ် emphasite ဖြစ်မယ်ကျွန်တော် cosmogloss ဖြစ်
ဖြစ်မယ်အဲ့တော့ကျွန်တော်တို့တိုင်းတာဆန်းတက်လို့ရတဲ့ပုံမူတည်ပြီးတော့မှကျွန်တော်တို့သူရဲ့ကာလာကိုကျွန်တော်ထည့်ခြင်းနဲ့ထည့်တယ်ကာလာကိုအထူးမပြုဆိုလဲကျွန်တော်ကခြေတက်ချိတ်ဒါမှမဟုတ်ရင် oversize ချိတ်ဒါမှမဟုတ်ကျွန်တော်တို့ cosmogloss ချိတ်ဆိုပြီးတော့ကျွန်တော်တို့ပေါ်ပြကြတယ်ဒါမျိုးကျွန်တော်တို့ဟာဟိုတမတ်ထားတဲ့အခုကျွန်တော်တို့မြန်မာနိုင်ငံမှာရှိတဲ့လက်တွေမှာလည်းတော်တော်များများဒီအတိုင်းပဲကျွန်တော်တို့သုံးတာရှိပါတယ်။နောက်ကျွန်တော်တို့ဒီ LMAC ကပဲဟောမယ်ကျွန်တော်အောက်မှာဆို may also be called feature in the Asian trade ပေါ့နော်ကျွန်တော်တို့ဆိုလဲကျွန်တော်တို့ရဲ့ဒီ report တွေမှာဆိုလဲ this type of data may also be called feature in the trade ပေါ့နော်စသဖြင့်ဒါမျိုးတွေကျွန်တော်တို့သုံးနှုံးပြီးတော့ဒီ feature ဆိုတဲ့စကားလုံးနဲ့ဒီကျွန်တော်တို့နောက်တိုင်းသုံးတဲ့ data oversight cosmogloss ဆိုတော့ကျွန်တော်တို့တွဲဖက်ပြီးတော့ကျွန်တော်တို့ဒီ report တွေမှာနောက်ပိုင်းမှာအခုသုံးလာတယ်ကျွန်တော်တို့တွေ့နေမှာအဲ့တော့တနည်းအားဖြင့်ပြောရရင်တော့လိုလည်းမှတ်ထားရင်တော့ fake trade လို့ပိုင်ရင်ကျွန်တော်တို့စိတ်ချရပါတယ်တန်မိုးကြီးရဲ့ကြောက်စိမ့်ဆိုတဲ့သဘောတက်ရောက်တယ်ဆိုတဲ့သဘောရှိအဲ့ဒါကျွန်တော်တို့ဒီ GI ကကျွန်တော်တို့ report ပေါ့နော် GI က report မှာဆိုလည်းအဲ့လိုပဲသူတို့ရဲ့ဟာဒီအောက်ဆုံးမှာဆိုရေးထားတဲ့ comment ဆိုတာဆိုရင်အော်ဆိုပဲဒီ size မျိုးဒီကျွန်တော်တို့က fake trade ဆိုတာဒီကျွန်တော်တို့သုံးလုံးထားရရှိတယ်ပေါ့နော်နောက်ကကျွန်တော်တို့ဒီ Googling SSC ရဲ့ဒါမှလည်းဒီလိုပဲကျွန်တော်တို့fake trade ဆိုတာကိုကျွန်တော်တို့သုံးလုံးထားရကျွန်တော်တို့တွေ့နိုင်ပါတယ်အလားတူပဲဟိုမှာကျွန်တော်တို့ကျွန်တော်တို့ဒီ scientifically ခွဲခြားထားတဲ့ကျွန်တော်တို့ data jade oversize jade ဆိုတဲ့ oversize jade စသည်ဒီလိုအသုံးလုံးလဲကျွန်တော်တို့ identification မှာရေးပြီးတော့မှအောက်ကနေကျွန်တော်တို့ comment မှာ fake trade ဆိုတဲ့ဟာကိုကျွန်တော်တို့သုံးထားရရှိပါအဲ့တော့SSCF ကတော့ကျွန်တော်တို့ origin မှာကျွန်တော်တို့ J ရဲ့ origin မှာကျွန်တော်တို့ပြတာရှိတယ် Google ကတော့ကျွန်တော်အတိအကျမသိသေးဘူးကျွန်တော်တို့ခုနောက်ပိုင်းကျွန်တော်တို့GI ရလည်းကျွန်တော်တို့ origin determination တွေကျွန်တော်တို့ပေးဖို့အတွက်ကျွန်တော်တို့ကြီးညာထားပြီးတော့သူတို့ origin determination တို့စီမှာ service တွေပေးနေပါပြီကျွန်တော်တို့ဒီ J-Dye oversize cosmogloss J မြန်မာနိုင်ငံကထွက်တာလား Guatemala ကထွက်တာလားဒါမှမဟုတ်အခြားဒီပြည်နိုင်ငံတွေကထွက်တာလားဆိုတဲ့ဟာတွေကိုသူတို့ origin determination တွေပေးနေတာရှိပါတယ်အဲ့တော့ကျွန်တော်တို့ဒီထွက်ရှိရဒေသပေါ့နော်ဒီ province ပေါ့ဒီထွက်ရှိရဒေသဒီ geographic ဒီ origin ရာကျွန်တော်တို့ဟိုဘယ်လိုလဲဆိုတော့ဒီဈေးကွက်အနေနဲ့ကျွန်တော်တို့ဒီ trade တွေမှာဆိုရင်ကျွန်တော်တို့အနေငယ်ကျွန်တော်တို့ဒီ issue လေးတွေရှိတာကျွန်တော်တို့တွေ့ရပါတယ်အဲဆိုတော့ဒါကလည်းကျွန်တော်တို့တော်တော်လေးဒီ origin ဒီ province ကိုပေးဖို့ဆိုတာတော်တော်လေးအရေးကြီးပါတယ်ဘာလို့ဆိုတော့မြန်မာနိုင်ငံထွက်တဲ့ jade ဆိုတာကတကယ်သိကြပြီးတဲ့အတိုင်း intermediate quality တကယ်မှအကောင်းဆုံးကြောက်စိမ့် quality ထွက်တဲ့နိုင်ငံကြောက်စိမ့်ထွက်တယ်ဆိုတာလူတိုင်းကသိလက်ခံဈေးကွက်လည်းကမ္ဘာမှာရထားပြီးသားနောက်ဆုံးသူ့ရဲ့ဈေးနှုန်းကအစတော်တော်လေးကြီးမားတာကိုကျွန်တော်တို့တွေ့ရနိုင်ပါတယ်နော်အဲ့တော့ Guatemala ကတော့လေသူကဟိုကြောက်စိမ့်ပဲဖြစ်တယ်သူမှလည်း J-Dye oversize cosmogloss အတူတူပဲဖွဲ့စည်းပုံနေရှိတယ်သူရဲ့ကျွန်တော်တို့ mineralogical အကုန်လုံးတူနေတယ်ဒါပေမဲ့သူကလည်းသူ့မှာလည်းသူ့တမိုင်းချောင်းနဲ့သူကလည်းနှစ်ပေါင်းများစွာတည်းကတွေ့ရှိခဲ့တယ်သူရဲ့တမိုင်းချောင်းနဲ့ခြီးပြီးတော့သုံးဆွဲခဲ့တဲ့ဟာတွေရှိတယ်ဒါပေမဲ့အခုနောက်ပိုင်းမှာတော့ကျွန်တော်တို့ခုနပြောတဲ့ quality ကောင်းတဲ့ဒီ high quality J-Dye jade oversize jade တွေထွက်လာတဲ့ခါကျတော့မှဈေးကွက်ထဲမှာကျွန်တော်တို့ဒီဟာတွေကိုတွေ့ရှိလာဖြစ်တယ်နော်အဲ့တော့ဒီကျွန်တော်တို့ဒီ origin ပေါ့နော်ဒီ province တွေကိုကျွန်တော်တို့ကတိကျကျကျွန်တော်တို့မခွဲနိုင်ဘူးကျွန်တော်တို့မပေးနိုင်တော့ဘူးဆိုရင်ကျွန်တော်တို့တွေးရလာမယ်နောက်ဆက်တွဲတွေကအများကြီးရှိနေပါတယ်ဥပမာဖြင့်ဘာကြောင့်ဆိုတော့သူကခုနပြောတဲ့ဈေးနှုန်းတွေမတူဘူးဈေးနှုန်းတွေမတူတဲ့ခါကျတော့လောလောဆယ်မှာကျွန်တော်တို့ Guatemala ထွက်တဲ့ကြောက်စင်းကဈေးနည်းနေသေးတယ်ကျွန်တော်တို့စီကမြန်မာနိုင်ငံထွက်တဲ့ကြောက်စင်းကတော့တန်ဖိုးကြီးပြီးသားလူကြိုက်များပြီးသားဖြစ်တဲ့ဈေးကွက်လည်းရှိပြီးသားဖြစ်တဲ့ဈေးမြင့်နေသေးတယ်စသဖြင့်အဲ့လိုမျိုးဈေးကွာခြားမှုတွေရှိနေတဲ့ဟာတွေကိုကျွန်တော်တို့တွေးရှိနိုင်တယ်နောက်တစ်ခုကကျွန်တော်တို့ဒီကျွန်တော် ethical source ဆိုခေါ်တဲ့ဟာပေါ့နော်ဒါကတော့ကျွန်တော်တို့ထွက်ရှိရဲ့ data နိုင်ငံတွေရဲ့အခြေအနေပေါ်မှာမူတည်တယ်ကျွန်တော်တို့မြန်မာနိုင်ငံကဒီဖားကန် data ကြောက်စင်းထွက်တဲ့တရားဆိုတာကအတိအကျတိုင်းပဲတကယ် conflict area ဖြစ်နေတယ်အဲ့ဒါကျွန်တော်တို့တူဖို့ထုတ်လို့မှုရောင်းချဖို့ဆိုတာတွေကကျွန်တော်တို့တကယ် ethical source ဆိုတဲ့ဟာတွေတိုင်းတာတဲ့နေရာမှာသူတို့အနေနဲ့စကားပြောလာတွေရှိတယ်ကျွန်တော်တို့ Guatemala ကြတော့သူတို့စီမှာသူရဲ့ဒီဟိုဖွဲ့စည်းပုံတိုင်းသူတို့ရဲ့ဟိုအတိုင်းသူတို့ကဒီတိုင်းပဲ running လုပ်နေတဲ့ခါကြတော့ကျွန်တော်တို့တချို့ကမ္ဘာဈေးကွက်မှာတချို့ကြောက်စိမ့်နေရာတွေမှာမြန်မာဂျိတ်အစား Guatemala ဂျိတ်ကိုသူတို့ကလွယ်ကူနဲ့သူတို့ ethically သူတို့လုပ်လို့ရလာတယ်ဆိုတဲ့အားလေးအစားထိုးလာတဲ့အပိုင်းလေးတွေကျွန်တော်တို့တွေ့လာရရှိတယ်ပေါ့နော်ဒါမျိုးတွေကျွန်တော်တို့တွေ့နိုင်ရရှိရတယ်နောက်ကျွန်တော်တို့ scientifically ပေါ့ကျွန်တော်တို့ geology ကျွန်တော်တို့ gemology ရကျွန်တော်တို့ကြည့်မယ်ဆိုလို့ရှိရင်ဒီကျွန်တော်တို့သူဒီကြောက်စိမ့်တွေထွက်ရှိတဲ့ data နှစ်ခုရဲ့
ဘူးဗီဒဖြစ်စဉ်တွေကြောက်စိမ့်တွေဘယ်လိုဖြစ်လာလဲဘယ်လိုတွေ့ရလဲဆိုတဲ့အကြောင်းအရာတွေကိုကျွန်တော်တို့အနေနဲ့အင်မတန်စိတ်ဝင်စားဖို့လည်းကောင်းပါတယ်အဲ့ဒီပုံမှာလည်းမူတည်ပြီးတော့ကျွန်တော်တို့ကသူတို့ဖြစ်ပေါ်လာတဲ့ tectonic setting တွေလို့ခေါ်တဲ့တိုက်ကြီးတွေဘယ်လိုရွေ့တယ်ဘယ်လိုဖြစ်လို့ဒါတွေတွေ့လာတာလဲသူရဲ့အသွင်ပြောင်းဖြစ်စဉ်တွေဘယ်လိုကြောင့်ကြောက်စိမ့်တွေကျွန်တော်တို့တွေ့ရတာလဲစသဖြင့်ဒါတွေကိုကျွန်တော်တို့ကလေ့လာသုံးသပ်ပြီးတဲ့အခါကျတော့မှဒီ origin တွေကိုကျွန်တော်တို့သူ့ရဲ့ဒီ geographic province တွေကိုခွဲတဲ့နေရာမှာဒါတွေကကျွန်တော်ပြန်ပြီးတော့အသုံးချရတာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့အဲ့မှာကျွန်တော်တို့မေကွန်းတစ်ခုရှိလာပါတယ်အဲ့တော့ကျွန်တော်တို့ဒီဂွာတီမာလာကထွက်တဲ့ကြောက်စိမ့်နဲ့ကျွန်တော်တို့မြန်မာနိုင်ငံကထွက်တဲ့ကြောက်စိမ့်ကိုမျက်စိနဲ့တာမန်မျက်စိနဲ့တာမန်ကြည့်ပြီးတော့ဘယ်လိုခွဲလို့ရမလဲခွဲလို့ရနိုင်လားဒါကတော့ကျွန်တော်တို့ဈေးကွက်ထဲမှာအလွယ်ဆုံးသိကျင်ကြတဲ့အရင်ဆုံးဖြစ်ပါတယ်အဲ့တော့ကျွန်တော်နောက်ပိုင်းမှာလည်းဒါရှင်းပြတော့အဲ့တော့ကျွန်တော်တို့ဒီပြောတဲ့ဒီ origin ရာ determination လုပ်တာဘာကြောင့်လုပ်ရလဲဆိုတော့ကျွန်တော်တို့အတိုင်းခုနပြောဆိုကျွန်တော်မြန်မာနိုင်ငံထွက်တဲ့ကြောက်စိမ့်သူ့ရဲ့ဖြစ်တည်ပုံသူ့ရဲ့ကျွန်တော်တို့ quality ကျွန်တော်ဂွာတီမာလာထွက်တဲ့ကြောက်စိမ့်သူ့ရဲ့ဖြစ်တည်ပုံသူ့ရဲ့ quality သူ့ရဲ့ဟာကျွန်တော်မတူညီကြပါဘူးအမျိုးမျိုးကျွန်တော်တို့ရှိကြတယ်အဲ့ဒီမှာမူတည်ပြီးတော့မှကျွန်တော်တို့ဈေးနှုန်းတွေကွာခြားတယ်ကျွန်တော်တို့ဖြစ်ဒါပေမဲ့ကျွန်တော်တို့ကဒါတွေကိုကျွန်တော်တို့ဒီ origin determination ကိုကျွန်တော်တို့ကဒီဟာတွေကိုတေချာတိကျကျွန်တော်တို့ခွဲခြားနိုင်မှကျွန်တော်တို့ဒီ market ရဲ့ value ကိုကျွန်တော်တို့အတိအကျရနိုင်မယ်။နှိမ့်မို့ဆိုရင်ကျွန်တော်တို့ခုန market ထဲမှာကျွန်တော် issue တွေအများကြီးဖြစ်လာမယ်။အဲ့ဒါခုနပြောတဲ့ ethical source တွေနောက် geological interest တွေစသဖြင့်ဒါမျိုးတွေကိုကျွန်တော်တို့ကသိရှိနိုင်မှုအတွက်ဒါတွေကိုကျွန်တော်တို့ကလုပ်ရတာဖြစ်ပါတယ်။အဲ့တော့ကျွန်တော်တို့ဒီဂွာတီမာလာကြောက်စိမ့်နဲ့ကျွန်တော်တို့မြန်မာကြောက်စိမ့်ပေါ့နော်။မြန်မာကြောက်စိမ့်ကျွန်တော်တို့သိကြပဲကျွန်တော်တို့က imperial quality imperial jade ဆိုပြီးတော့ကျွန်တော်ထင်ရှားခဲ့ပြီးသားဖြစ်တယ်။ကျွန်တော်ဂွာတီမာလာ jade ကတော့ခုနပြောတဲ့သူ့ရဲ့ဟာကသူ့ရဲ့ cultureသူတို့ရဲ့ကျွန်တော်တို့ရှင်းနေပေါင်းများစွာတွေကကျွန်တော်တို့လူတီများရဲ့ကျွန်တော်မာယာယဉ်ကျေးမှုတို့ပါတော့အဲ့တုန်းကဒါမီဆိုအမေရိကန်ခေတ်မှာတွေကဒါတွေကသုံးခဲ့တဲ့ကြောက်စင်တွေဖြစ်တယ်။သူကတော့ကျွန်တော်တို့အရင်ကတော့ကျွန်တော်တို့စီကတော့ quality ကောင်းနေတိတ်မတွေ့ရဘူးအဲ့လိုမျိုးရုပ်ထုရုပ်ထင်းတို့ရတဲ့ဟာတွေ ornamental stone တွေလုပ်တဲ့ဟာတွေစသဖြင့်ဒါမျိုး quality တွေတော်တော်များများတစ်ပေါင်းများစွာတွေကသူတို့ထုတ်ပြီးတော့သူသုံးကြတဲ့ကြောက်တွေရှိတယ်အဲ့သူတို့တမိုင်းကြောင်းယဉ်ကျေးမှုတွေမှာတော့ဒီဂွာတီမာလန်ရဲ့ကြောက်စင်းတွေကဒီဆိုမီဆိုအမေရိကန်လို့ခေါ်တဲ့ကျွန်တော်တို့အမေရိကဒီ civilization မှာအများကြီးကျွန်တော်တို့ဒါတွေလောက်ရှောက်ကျွန်တော်တို့ရှိနိုင်တယ်သူတို့စီက museum တွေဘာတွေမှာကျွန်တော်တို့အများကြီးဒါတွေတွေ့နိုင်အဲ့ဒါဆိုရင်သူတို့ museum မှာပြထားတဲ့ကျွန်တော်တို့ဂွာတီမာလာကလောက်ထားတဲ့သူတို့ခေတ်လိုက်တွေပေါ့နော်တကယ်ကိုနှစ်ပေါင်း1000ကျော်လောက်ကစပြီးမာယာယဉ်ကျေးမှုခေတ်ကနေမှာအဆင့်ကျွန်တော် old Magdalene Segar တို့စသဖြင့်အမျိုးမျိုးသူတို့ယဉ်ကျေးမှုခေတ်တွေကျွန်တော်တို့ဒီ pre-Columbian time ပေါ့နော်အဲ့အချိန်တိုင်ကြီးဒီ Meso-American civilization မှာသုံးစွဲခဲ့ကြတဲ့ကျွန်တော်တို့ဒီဂွာတီမာလာကြောက်စိမ့်တွေဟာသူတို့တမိုင်းကြောင်းတွေမှာကျွန်တော်တို့တွေ့နေအဲ့တော့သူကလည်းဂွာတီမာလာကြောက်စိမ့်တွေကလည်းအရင်ကတော့ quality မကောင်းဘူးလို့သူ့ရဲ့တမိုင်းဆိုင်ရာကားချနေတဲ့တန်ဖိုးကြီးတယ်တန်ဖိုးရှိတဲ့လူတွေကစိတ်ဝင်စားကြတယ်ဒါမျိုးတွေကျွန်တော်အများကြီးရှိခဲ့ကြတယ်ဒါဆိုလည်းကျွန်တော်တို့ခုနောက်ပိုင်းတော်လေးခစ်စားလာတဲ့ကျွန်တော်တို့ဒီဂွာတီမာလာမှာသူတို့သုံးကြတယ်ဟာပေါ့သူကဒီကျွန်တော်တို့famous ဖြစ်တာပေါ့နော် Mayan barrier mark လို့ခေါ်တာပေါ့ဒီသွားတဲ့လူရဲ့မျက်နှာမှာအုပ်ပြီးတော့မှလူကိုမြုပ်တဲ့ဟာပေါ့သုံးတဲ့ဟာပေါ့လေအဲ့လိုမျိုးဟာတွေသူတို့မာယာခေတ်ထဲကသုံးတဲ့ဟာတွေခုနောက်ပိုင်းမှာလည်းအဲ့လိုပုံစံမျိုးတွေသူတို့တွေလုပ်ပြီးတော့မှဒီဂွာတီမာလာရိတ်စီသူတို့စီမှာအဲ့လိုမျိုးတွေကာချာအနေနဲ့သူတို့သုံးနေကြတယ်ရှိတယ်အခုကတော့ကျွန်တော်တို့ဒီ geological setting ပေါ့နော်အဲ geological setting တွေကျွန်တော်တို့ကြည့်လို့ရှိနေကျွန်တော်တို့ကသူတို့မတူညီတဲ့ဟာတွေကိုတွေ့ရတယ်ဒါတခုကလည်းကျွန်တော်တို့ဒီ province ကိုမတူတဲ့ဟာကိုခွဲခြားဖို့အတွက်ဒါကျွန်တော်တို့အတွက်အင်မတန်အထောက်အကူဖြစ်တဲ့တခုလည်းဖြစ်ပါဒီမတူတဲ့ကျွန်တော်တို့ဒီဘူဗေဒဖြစ်စဉ်တွေသူရဲ့ setting တွေအဲ့ဒီဟာတွေမှာပဲကျွန်တော်တို့ရဲ့မတူညီတဲ့ composition တွေသူရဲ့ဒီဟာတွေကျွန်တော်တို့တွေ့ရှိလာရတယ်အဲဒါကြောင့်မို့ကျွန်တော်တို့ကဒီဟာတွေကမူတည်ပြီးတော့မှဒီကြောက်စိမ့်နေတာဂွာတီမာလာထွက်တလားမြန်မာထွက်တလားဆိုတော့ကျွန်တော်တို့ပြောနိုင်ရင်ဖြစ်ပါတယ်အဲ့တော့ဒီကျွန်တော်မြန်မာပြည်ကတော့ခုနပြောဆိုကျွန်တော်တို့ဒီကျွန်တော်ဒီနေဖာကန်ဒေသထွက်တယ်ကျွန်တော်အဓိကတောမော်ဆိုတဲ့နေရာမှာကျွန်တော်တို့က primary ကျွန်တော်တို့ဂျေရိုက်ဂျိတ် emphasize ဂျိတ်အကောစမောကေစသဖြင့် primary ဂျေရိုက်ဂျိတ်တွေကျွန်တော်တို့ထွက်တဲ့နေရာတွေဖြစ်တယ်ပေါ့နော်အဲ့ဒါနေကျွန်တော်တို့ကတော့ဒီနိုင်ငံတွေ့ရတဲ့ဟာတော့ခုနပြောတဲ့ကျွန်တော်တို့ကဒီ subtraction related subtraction related ဆိုတာကျွန်တော်တို့ဒီပင်လယ်အောက်ကဟိုကျွန်တော်တို့ဒီဘယ်လိုခေါ်မလဲ Indian plate နဲ့ကျွန်တော် Asian plate နဲ့တိုက်မိပြီးတော့မှနေဝင်စိုက်ဝင်သွားတဲ့နေရာကနေမှသူကဖြစ်ပြောင်းလဲလာတဲ့အပူချိန်နဲ့ဖိအားကြောင့်ဖြစ်ပေါ်လာတဲ့ကြောက်စိမ့်တွေကျွန်တော်တို့အကြမ်းများဆိုအဲ့လိုပြောလို့ကျွန်တော်တို့ရတယ်အင်ဒိုမြန်မာဆူချာလို့ခေါ်တဲ့အဲ့ဒီရှောက်မှာကျွန်တော်တို့ကဒီကြောက်စိမ့်တွေကိုကျွန်တော်တို့ဖြစ်ပေါ်နေတာကိုတွေ့ရတယ်ကျွန်တော်တို့ဂွာတီမာလာကတော့ကျွန်တော်တို့ကသူကဒီလိုဟိုကျွန်တော်မိုတော်ကာ Fort Zone လို့ခေါ်တဲ့ဒီကျွန်တော်တို့ဒီဆူချာ zone မှာကျွန်တော်တို့ရှိတယ်သူရဲ့ကျွန်တော်တို့ဒီမြောက်အမေရိကတိုက်နဲ့မာယာ block လို့ခေါ်တဲ့ဟာနဲ့ကျွန်တော်ဒီဘက်က Caribbean ပင်လယ်က
ocean နဲ့ကျွန်တော်တို့ထိတွေ့ပြီးတော့ဇုံမှာဖြစ်တာတွေမှာကျွန်တော်တွေ့ရတဲ့ကျွန်တော်တို့ဒီ Motoka Fort Zone 6မှာကျွန်တော်တို့ဒီ Guatemala ဂျိတ်လို့ခေါ်တဲ့ဟာတွေကျွန်တော်တို့ဖြစ်တည်တာတွေကိုတွေ့ရအဲ့တော့သူတို့ရဲ့ geologic setting တွေမတူတဲ့အတွက်သူတို့ရှိတဲ့ rocks တွေမတူတဲ့အတွက်သူတို့ကြောက်စိမ့်ဖြစ်ပေါ်လာတဲ့အထဲမှာပါလာတဲ့ကြောက်စိမ့်မှာသူတို့ရဲ့ composition တွေမှာကျွန်တော်တို့အနေအများကြီးမတူညီပဲကွဲခြားခြားနားမှုတွေရှိတယ်အဲ့ဒီဟာတွေကိုကျွန်တော်တို့ကအခြေခံပြီးတော့မှကျွန်တော်တို့သူတို့ရဲ့ဟာတွေကိုခွဲခြားပါအသုံးပြုပါဒါတော့ကျွန်တော်တို့ခုနပြောတဲ့မြန်မာနိုင်ငံကကျွန်တော်ကြောက်စိမ့်တွေဖြစ်ပေါ်တဲ့ကျွန်တော်တို့ subtraction လို့ခေါ်တဲ့ကျွန်တော်တို့ဟာပေါ့နော်အဲဒီလိုဒီ site ဝင်စုံထဲမှာကျွန်တော်တို့ဒီကနေမှာကျွန်တော်တို့ဒီမာနီယာကြောက်စိမ့်တွေကိုတွေ့ရတယ်ဂွာတီမာလာဘက်ကတော့ခုနပြောတဲ့ကျွန်တော်တို့ဒီ fault zone ဟာရှိရတယ်သူ lateral fault zone တိုင်းပဲသူတို့ဖြစ်တဲ့ဟာမှာမူတည်ပြီးတော့မှကျွန်တော်တို့ရှိတယ်သူရဲ့ fault zone ကလည်းကျွန်တော်တို့ဒီရဲ့ဒီ structural fault motion ကလည်းသူကနေတော့မနေဘူးကီလို1100လောက်ရှိတယ်ဆိုတော့သူကြောက်စိမ့်ထွက်နိုင်တဲ့အနေထားကြောက်စိမ့်ရှိနိုင်တဲ့ဟာကလည်းကျွန်တော်တို့ခံမှန်းကြည့်ဟာလည်းအများကြီးရှိနိုင်တယ်ဆိုတော့ကျွန်တော်တို့ဒါမှမဟုတ်သူကနှစ်ပေါင်းများစွာတည်းကထုတ်ယူသုံးဆွဲလာခဲ့တာခဏတစ်ထီလည်းကျွန်တော်ချက်ပြီးတော့တူးဖော်နေတာကိုကျွန်တော်တို့တွေ့ရတယ်အဲ့တော့ဒါတော့ဒီဂွာတီမာလာပတ်သက်တဲ့ဒီဂွာတီမာလာထွက်တဲ့ဒီ fig tree ပေါ့နော် fig tree နဲ့ပတ်သက်လို့ခုနောက်ပိုင်းကျွန်တော်တို့ဒီသွားပြီးတော့ကွင်းစင်ပြီးတော့ research လုပ်နေတဲ့သူစင်တာလုပ်နေတဲ့အဖွဲ့တွေရှိပါတယ်သူတို့တွေနဲ့သွားစင်တဲ့သူတို့ရဲ့စီကနေမှာရတဲ့ဟာတွေနဲ့ဒါကျွန်တော်တင်ပြခြင်းဖြစ်ပါတယ်အဲ့တော့ဒီဟာမှာဆိုရဲခုနကပြောသူတို့ဒီဂွာတီမာလာဒီကြောက်စိမ်းထွက်တဲ့နေရာတွေကသူကကျွန်တော်တို့နှစ်ပေါင်းများစွာတွေကသူတို့လုပ်ခဲ့တာနေမှာကျွန်တော်တို့ဒီ16ရာစုလောက်မှာသူကဒီကျွန်တော်တို့ Spanish တွေ conqueror တွေပေါ့နော်သူကဒီကျူးကျော်တွေရဲ့လူတွေကဒီအမေရိကတိုက်ကိုရောက်လာတဲ့အချိန်မှာဒီသူတို့ဒီဘာခေါ်မလဲသူ civilization ရနေမှာသူတို့ဒီဟာတွေကိုတူးဖော်ထုတ်ရရပ်နားတာလားဘယ်လိုကြောင်းရမလဲဆိုအဲ့ရန်ဆိုနှစ်ပေါင်း100ကျော်လောက်သူတို့ဒီ Guatemala ကြောက်စိမ့်တွေတူးဖော်ထုတ်လို့ကရပ်ဆိုင်းခဲ့တယ်ရပ်ဆိုင်းခဲ့ပြီးတော့မှကျွန်တော်တို့ဒီ1984လောက်ကျမှဒီကျွန်တော်တို့ဒီ geologist ပေါ့နော် Jane နဲ့ Mary ဆိုတဲ့သူတို့နှစ်ယောက်ကနေမှချက်တိုက်ပြီးတော့ရှာဖွေရင်းကနေမှပြန်ပြီးတော့မှကျွန်တော်တို့ကြောက်စိမ့်ကျွန်တော်တို့ Guatemala ရှိတဲ့ deposit တွေကိုပြန်ပြီးတော့တွေ့ရှိခဲ့တာအနေမှာအခုနောက်ပိုင်းလက်ရှိကာလအထိကိုပြန်ပြီးတော့တူးဖော်ထုတ်လုပ်နေတာကျွန်တော်တို့ရှိတာအဲ့ဒီကနေမှကျွန်တော်တို့တဖြည်းဖြည်းနဲ့အခုနောက်ပိုင်းကျွန်တော်တို့တွေ့လာဒီ2020 နောက်ပိုင်းပေါ့နော်အဲ့ဒါမှစပြီးတော့မှကျွန်တော်တို့တဖြည်းဖြည်းနဲ့ imperial quality လောက်ထိကျွန်တော်တို့ Guatemala ကနေမှကျွန်တော်တို့တွေ့လာရရှိတယ်အဲ့လိုကျွန်တော်တို့ဈေးကွက်ထဲမှာဖြည်းဖြည်းနဲ့တဖြည်းဖြည်းနဲ့အခု2024လောက်ဆိုပို့ပြီးတော့ခေတ်စားလာပို့ပြီးတော့လူသိများလာပြီးတော့ဈေးကွက်ထဲမှာတော်တော်များခြေပြင်းများကျွန်တော်တို့တွေတွေ့လာတယ်အဲ့တော့သူကလည်းကျွန်တော်တို့ဗာနဲ့ဆင်လဲဆိုကျွန်တော်တောမှာကျွန်တော်တွေ့ရတဲ့ကျွန်တော်တို့ J-type primary J-type deposit နဲ့အတူတူပဲဒါပေမဲ့တချို့သူတို့နေရာမှာလည်း secondary ပြန်ပြီးတော့ပြထားတဲ့ဟာတွေမှာဆိုတော့သူတို့မှလည်းအချင်းချို့ skin အခွန်ပေါ့ကျွန်တော်တို့ပြောရင်ကြောက်စိမ့်အခွန်ပါဆိုလို့ချို့ဟာလေးမှာ weathering ကြောင့်အခွန်ဖြစ်နေတာမျိုးလေးတွေရှိတာတွေ့ဒါပေမဲ့အဓိကအဖြစ်တော့ primary source ကနေပဲသူတို့ထုတ်တာတွေတွေ့ရတယ်နော်ကျွန်တော်တို့ဒီမှာတော့တောမော်ဘက်ကတော့ primary source ကျွန်တော်တို့ဒီဘက်လုံးခင်းဖားကမ်းမှာကျတော့ကျွန်တော် secondary source ကနေမှအဓိက quality ကောင်းတဲ့ဟာတွေကျွန်တော်တို့ထုတ်ဖို့ထုတ်နေတာတွေရှိတော့ဒါတော့ကျွန်တော်တို့ဒီလက်ရှိဒီ Guatemala မှာကျွန်တော်တို့တူးဖော်ထုတ်လုပ်နေတဲ့ကျွန်တော်တို့ဒီဘာခေါ်မလဲဆိုတော့ကြောက်စိမ့်မိုင်းတွေပေါ့ဒီ Morales area နဲ့ဇာကပါဆိုတဲ့ area နှစ်ခုမှာသူတို့လက်ရှိတူးဖော်ထုတ်လုပ်နေကြတယ်အဲ့တော့သူတို့တွေ့ရတဲ့ quality ရတယ်ဆိုတော့ဒါကျွန်တော်တို့ကျွန်တော်တို့စီက imperial quality နဲ့တိုင်းရှင်းမယ်ဆိုရင်တော်တော်လေးကျွန်တော်တို့ကွာခြားတာတော့တွေ့နိုင်တယ်ဒါပေမဲ့ချို့ဟာတွေလည်းကျွန်တော်တို့တွေ့တာရှိတာတွေတွေ့ရတယ်အဲ့တော့ကျွန်တော်တို့ခုနပြောတဲ့ကျွန်တော်တို့ဒီGJH show လို့ခေါ်တဲ့ကျွန်တော်တို့ဒီတူရှန်ဆိုးပေါ့နော်တူရှန်ဆိုးမှာ2015နှစ်စာတော့ကျွန်တော်တို့ဒီ Guatemala ဟာထွက်တဲ့ quality ကောင်းတဲ့ကျွန်တော်တို့ကြောက်စိမ့်တွေကိုစပြီးကျွန်တော်တို့တင်ရောင်းတာတွေကျွန်တော်တို့တွေ့ခဲ့ရတယ်တကယ်ကိုသူတို့ transparency လည်းကောင်းလာတယ်ကာလာအဖြစ်လည်းတကယ် imperial quality ရောက်လာတယ်ကျွန်တော်တို့ဒီဈေးကွက်ထဲမှာသူတို့ American ဈေးကွက်ထဲမှာကျွန်တော်တို့ရောင်းတာတွေလည်းတွေ့ရတယ်နောက်ကျွန်တော်တို့ကျွန်တော်တို့ Guatemala ကထွက်တဲ့ quality ပေါ့နော်ဒါဆိုတော့ blue jade ice blue jade စသဖြင့်ဒါမျိုးကျွန်တော်ခေါ်ကြတယ်အဲ့မျိုးဟာတွေကဆိုတော့ဟိုနှစ်ပေါင်းများစွာတည်းသူထွက်တယ်သုံးခဲ့ကြတယ် ornamental stones တွေ quality ကောင်းတဲ့ဟာတွေဒါမျိုးတွေကျွန်တော်တို့များသုံးရတယ်ရှိတယ်အဲ့ဒီပုံမူတည်ပြီးတော့ကျွန်တော်တို့ online market တွေမှာလည်းဟိုမှာ eBay တို့ကျွန်တော်တို့ဘာလို့မှဝင်ကြည့်တယ် Guatemala တွေကြောက်စိမ့်တွေမျိုးစုံကျွန်တော်တို့လက်ဝတ်ရန်နာတွေဒါတွေလုပ်ပြီးရောင်းနေတာတကယ်ကိုဈေးသက်သာနဲ့တင်ထားတယ်ကျွန်တော်တို့အများဆုံးတွေ့နိုင်တယ်ဒါတော့ဒီကျွန်တော်တို့ဒီဟောင်ကောင်ကအဲကျွန်တော်မိတ်ဆွေတူဒီကျွန်တော်တို့ဟောင်ကောင်အဲတရုတ်ပြည်ကဒီ Guatemala လေလံပွဲကိုတွားတော့သူရိုက်လာတဲ့ဟာလေးကိုကျွန်တော်ဒီပို့ပြီးလို့ကျွန်တော်ဒါလေးပြန်ပြတာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ကဘလောက် quality ကောင်းတာထွက်တည်လဲဘလောက်ထိ quality ကောင်းတာကြီးသိကျင်တယ်ဆိုတော့သူ့ကိုပြောတယ်မှာသူကနေမှာဒါလေလံပွဲမှာကြည့်နေတယ်ဒါသူ Guatemala အရိုင်းရဲ့
quality ပါသူကတော့ကျွန်တော်တို့တဒုံလုံးတော့အရေးအသားကြီးပဲမဟုတ်ဘူးသူကတကယ်ဒီ bluish color ဒီကမှသူရဲ့အရေးက vein နေနဲ့သူကပါတယ်ဟာမှာသူရဲ့ဒီ vein ရဲ့ကြီးရင်ကြီးသလိုကျွန်တော်က site ကြီး quality ကြီးထုတ်နိုင်တယ်ဒါကတော့ကျွန်တော်ဘယ်လောက်ထိပါနိုင်လဲဆိုတာကျွန်တော်တို့ကဆက်ပြီး2 for ထုတ်နေမှာရှိရောနော်အဲ့တော့ကျွန်တော်တို့ဒီခုနပြောတဲ့ကျွန်တော်တို့ဒီ Guatemala ကြောက်စိမ်းနဲ့မြန်မာကြောက်စိမ်းကိုကျွန်တော်တို့ traditional နဲ့ကျွန်တော်တို့ modern ဒီ techniques တွေနဲ့ဘယ်လိုများကျွန်တော်တို့ခွဲခြားနိုင်နော်။ဘာဖြစ်ကျွန်တော် traditional ခုနပြောဆိုကျွန်တော်တာမန်မျက်စိနဲ့ကျွန်တော်တို့ကြည့်မယ်ဆိုလို့ရှိရင်တော့ကျွန်တော်တွေ့နိုင်တာဒီခုနပြောတဲ့သူရဲ့ color ကတူသလားမတူဘူးလား။ကျွန်တော်တို့က blue ပဲ color ပဲ bluish ပဲထွက်တယ်။ကျွန်တော်တို့အဖြူအမဲဒါတွေပဲထွက်တယ်ဆိုတော့ပြဿနာသိမရှိဘူး။ဒါပေမဲ့ခုနတွေ့ရတဲ့ quality မျိုးတွေကျွန်တော်တွေ့လာပြီဆိုတဲ့အခါကျတော့ကျွန်တော်တာမန်မျက်စိနဲ့ကျွန်တော်ခွဲဖို့ဆိုတော့တော်လေးခက်လာတယ်။နောက်တစ်ခုသူရဲ့ texture အတူတူပဲကျွန်တော်တို့ပဲ quality ကောင်းလာတယ်တကယ်ကို nearly transparent ရှိတယ် transparent တော်လေးကောင်းလာတယ်ရှိတယ်။ဒါမှမဟုတ်ကျွန်တော်တို့တာမန်မျက်စိနဲ့ကတော့Guatemala ကြောက်စိမ်းပါကျွန်တော်တို့ဒါတော့မြန်မာကြောက်စိမ်းပါဆိုတော့ဘလို့မှမပြောနိုင်ပါဘူးဈေးကွက်ထဲမှာတွေ့လို့ဒီတိုင်းတွေ့လို့တော့ကျွန်တော်မပြောနိုင်ပါဘူး။နောက်တစ်ခုကတော့ကျွန်တော်တို့ခုနပြောတဲ့ကျွန်တော်တို့ဒီ sophisticated method တွေပဲပြော modern technique တွေပြောစသဖြင့်ဒါမျိုးနဲ့ကျွန်တော်တို့ခွဲခြားဖို့တွေကျွန်တော်ကလိုအပ်လာတာရှိပါတယ်ဆိုတော့အဲ့ဒါတွေသုံးပြီးတော့ကျွန်တော်တို့ခွဲခြားမှသာခုနသူတို့မှတွေ့ရတဲ့ပါဝင်တဲ့ geochemical analysis တွေသူရဲ့ spectrum တွေအဲ့ပုံမှာမူတည်ပြီးတော့မှကျွန်တော်တို့ဒါတော့ Guatemala ဖြစ်နိုင်တယ်ဒါတော့မြန်မာဖြစ်နိုင်တယ်ဆိုပြီးတော့မှအခုကျွန်တော်တို့ဒီနိုင်ငံတကာရှိတဲ့တခွဲကန်းတွေကျွန်တော်တို့ဆီကတခွဲကန်းတွေကဒါကိုခွဲခြားဖို့လုပ်ပြီးတော့စပြီးတော့ပေးနေကြတယ်ဒီမှာရှိတယ်နော်။ဘာလို့ဆိုတော့ဒီနှစ်ခုလုံးဒီနေရာလုံးကထွက်တဲ့ဒီကြောက်စိမ်းတွေကခုနပြောတဲ့ဂျေးတိုက်ဂျေးoversize jade cosmocross jade လို့ခေါ်တဲ့ mineralogy ရဲ့ composition ရတယ်အကုန်အတူတူဖြစ်နေတဲ့အတွက်သူတို့မှာကျွန်တော်တို့ကတာမန်အနေထားရကျွန်တော်တို့ခွဲခြားဖို့ဟာခက်ခဲပါတယ်အဲ့တော့ကျွန်တော်တို့ဒီတာမန်ကျွန်တော်တို့ဟိုဒီတိုင်းမျက်မြင်တွေ့ရတဲ့အခြေအနေပေါ့နော်တွေ့ရတဲ့အခြေအနေကျွန်တော်တို့2020ရှေ့ပိုင်း2020နောက်ပိုင်းစသဖြင့်မှာကျွန်တော်တို့တွေ့လာတဲ့အခြေအနေပေါ့မြန်မာနိုင်ငံတွေ့တဲ့ကျွန်တော်တို့ဂျေးတိုက်တွေဆိုလို့ရှိရင်ခုနပြောသူတို့မှာများသောအားဖြင့်မျက်စိနဲ့ကြည့်လိုက်ရင် eye visibleကျွန်တော်တို့ဒီ eye clean ဖြစ်တယ်များသောအားဖြင့်ကျွန်တော်တို့မှာကြားတဲ့ပါဝင်တဲ့ associate minerals တွေပါဝင်တာတွေရှားတယ်တိတ်မတွေ့ရဘူးကျွန်တော်တို့ဒီခါဒီ microscope အောက်မှာကြည့်မှကျွန်တော်တို့အထက်မှာကျွန်တော်တို့ဒီပါတဲ့ minerals တွေပါကျွန်တော်တို့တွေ့ရတယ်ရှိတယ်ကျွန်တော်တို့2020နှစ်ရှေ့ပိုင်းမှာဆိုလို့ရှိရင်တော့သူကျွန်တော်တို့ဒီ Guatemala ထွက်တဲ့ကြောက်စိမ်းတွေကကျွန်တော်တို့တိနိုင်တယ်သူကဒီကျွန်တော်တို့ dark green patches တမို့ sports သူ့ရဲ့အောက်မှာပါတာတွေကျွန်တော်တို့ဟိုပုံမှန်ပြထားသလိုပဲအဲ့လိုမျိုးဟာတွေကျွန်တော်တို့ပါတာတွေကျွန်တော်တို့တွေ့ရတယ်နောက်ပိုင်းမှာကျတော့ကျွန်တော်တို့အဲ့ဟာတွေကတဖြည်းဖြည်းနဲ့နည်းလာပြီးတော့ကျွန်တော်တို့တကယ်ကိုဒီ microscope အောက်မှာကြည့်မှသာတခါလေးကျွန်တော်တို့တွေ့ရတော့တယ်တချို့ associate mineral ဆိုတဲ့လိုပဲဒီမတွေ့ရဘူး quality ကောင်းလာတဲ့သဘောရှိတာလေကျွန်တော်တို့တွေ့လာနော်အဲ့တော့ကျွန်တော်တို့ဒီ Guatemala ကြောက်စိမ်းတွေမှာကျွန်တော်တို့ဒီအောင်းဝင်နေနေတဲ့ကျွန်တော်တို့ဒီစမ်းသပ်ပြီးတော့ကျွန်တော်တွေ့ရှိထားရပါတော့။ဥပမာပြင်ကျွန်တော်တို့ဒီ George Harlow ဆို2005လောက်ကစပြီးသူတွေ့ခဲ့တဲ့ဟာတွေမှာအထက်မှာဆိုရင်Albite လို့ခေါ်တဲ့ကျွန်တော်တို့ပလွမ်ပေါ့ကျွန်တော်ခေါ်တဲ့ပလွမ်ဆို Albite အဖြူလေးကျွန်တော်ပါတာတွေရှိတယ်။ဒါကျွန်တော်တို့စီမှာလည်းရှိနေတာတွေ့နိုင်တယ်။နောက်တစ်ခါကျွန်တော်တို့ဒီ net like sphinx ပေါ့။ sphinx ပါတာတော့ကျွန်တော်တို့ကျွန်တော်စီမှာရှားတယ်။ကျွန်တော်သိမတွေ့ဘူးသူရဲ့ထူးခြားချက်အနေနဲ့ Guatemala jade စီမှာတကယ်လို့ sphinx ပါလာရင်တော့ဒါကျွန်တော်တို့ကသတိထားတဲ့အချက်ရှိတယ်။နောက်က enzyme လို့ခေါ်တဲ့ mineral စီနောက်ဒီ phenolite လို့ခေါ်တဲ့ mineral စသဖြင့်နောက်ကဒီ black metallic mineral စီဒါမျိုးတွေ chromite rutile လို့ဟာမျိုးတွေကျွန်တော်တို့ပါလာတယ်ဆိုလို့ရှိရင်ကျွန်တော်များတွေ့ရတယ်ဆိုလို့ရှိရင်တော့ဒီကြောက်စိမ်းကိုတာမန်မျက်စိနဲ့ကြည့်တဲ့အချိန်မှာတွေ့ရတယ် microscope အောက်မှာတွေ့ရတယ်ဆိုတော့ကျွန်တော်ကပို့ပြီးတော့သိကြအောင်သူရဲ့ origin ကိုခွဲခြားစစ်ဆေးဖို့လိုအပ်ပါတယ်။နောက်ပိုင်းကျွန်တော်တို့ဒီဒေါက်တာ Edward တို့ထပ်ပြီးတော့စမ်းသပ်တဲ့ခါမှာထပ်တွေ့လာတာဆိုတော့ trolite လို့ခေါ်တဲ့ minerals တွေ covellite လို့ခေါ်တဲ့ minerals တွေထပ်ပြီးကျွန်တော်တို့တွေ့လာရတယ်ရှိတယ်နော်ဒီကျွန်တော်တို့ခုနပြောတဲ့ဒီ sophisticated methods လို့ခေါ်တဲ့ကျွန်တော်တို့ဒီအဆင့်မြင့်တဲ့ instrument တွေနဲ့စမ်းသပ်တဲ့ခါမှာကျွန်တော်တို့ဟိုတွားဖို့အတွက်ကိုကျွန်တော်တို့ဒါဒီ Guatemala ထွက်တဲ့ကြောက်စိမ်း sample စီနောက်ကမြန်မာနိုင်ငံထွက်တဲ့ကြောက်စိမ်း sample စီဒါတွေကိုသူတို့စုဆောင်းပြီးတဲ့အခါကျတော့မှဒီ sample တွေမှာမူတည်ပြီးတော့မှသူတို့ဒါတွေကို research တွေလုပ်တယ်လုပ်ပြီးတော့မှသူတို့ရရှိတဲ့ကျွန်တော်တို့ဒီသူတင်တာအချက်လက်တွေကိုပြန်ပြီးတော့မှသူတို့တိဖြတ်ပြီးတော့မှကျွန်တော်တို့ဒီချက်တွေနေရတော့ကျွန်တော်တို့ဒီ Guatemala ဒါမှမဟုတ်မြန်မာဒါကိုကျွန်တော်တို့ဖွဲ့ခြားနိုင်ပါတယ်ဆိုပြီးတော့မှသူတို့သူတင်တာတွေကျွန်တော်တို့လုပ်လာတာတွေရှိတယ်ပေါ့နော်ကျွန်တော်ပထမဆုံးကျွန်တော်တို့သုံးတဲ့ဟာတော့ကျွန်တော်တို့အဓိကအားဖြင့်တော့ကျွန်တော်ဒီ sophisticated method စီမှာကျွန်တော်တို့သုံးတဲ့ဟာဆိုအဓိကအားဖြင့်ကျွန်တော်တို့Raman spirometry လို့ခေါ်တဲ့ Raman micro Raman လို့ခေါ်ကြစသဖြင့်ဒီဟာကိုကျွန်တော်တို့အဓိကပြင်သုံးကြတယ်။သူကတော့ခုနပြောတဲ့ကျွန်တော်တို့ဒီ mineral phase ပေါ့
benefit ဆိုတော့ခုနပြောဒီကြောက်စင်းတစ်ခုကကျွန်တော်တို့ကြီးတိုက်လား oversight လားcosmo crawl လားဒါကိုသိဖို့အတွက်ကျွန်တော်တို့ကဒီ raman ကိုတင်ပြီးတော့သုံးတယ်။ဒါကိုသုံးရတဲ့အကြောင်းရင်းလည်းသူကnon destructive ကြောက်ကိုမပျက်စီးစေဘူး။ကျွန်တော်တို့ကတောင်းတန်းအထည်လောက်ထားလဲရိုက်လို့ရတယ်အလွတ်လဲရိုက်လို့ရတယ်စသဖြင့်ဆိုတော့အလွယ်တကူကျွန်တော်တို့သူ့ရဲ့အားလေးကိုရှင်းနေတယ်သိနေ။အဲဒီမှာကျွန်တော်တို့ကဒီကြောက်ရဲ့ composite ဒီ raman spectrum တွေက oversight ဂျိတ်ဂျေတိုက်ဂျိတ်cosmo crawl ဂျိတ်ဆိုပြီးတော့ကျွန်တော်တို့ကသူ့ကို identify လုပ်တယ်နော်။နောက်ကျွန်တော်တို့ပို့ပြီးတော့အဆင့်မြင့်လာတဲ့ကျွန်တော်တို့ဒီ raman ဒီ confocal ဒီဆိုမှဆိုလို့ရှိရင်တော့ပို့ပြီးတော့လောလောကူကူနဲ့ပို့သိနိုင်တဲ့ကျွန်တော်တို့ဒီ mapping တွေပါကျွန်တော်တို့လုပ်လို့ရလာ။ဥပမာဖြင့်ဒီကြောက်စိမ်းပြီးမှပဲကျွန်တော်တို့မှာပေါ်ပြထားတဲ့ဒီအနီအောင်ဒီကျွန်တော်တို့ဒီအနီယာလေးကိုပဲကျွန်တော်တို့ရိုက်ပြီးတော့ကျွန်တော်ကြည့်လိုက်လို့ရှိရင် oversight နဲ့ကျွန်တော်တို့ J type နဲ့ရောပြီးတော့ဒီ mapping တွေပါစကျွန်တော်အတိအကျကြီးလို့တွေသိလာတယ်။ဒါမှမဟုတ်လည်းကျွန်တော်တို့ခုနောက်ပိုင်းမှာဒီကြောက်စိမ်းတွေကိုကျွန်တော်တို့ဒီဟာတွေကိုအတိအကျ oversight လား J type လား confocal လားခွဲခြားပြီးတော့မှသူတို့ကသုံးလာကြတယ်ဖြစ်တယ်။နောက်ကျွန်တော်တို့ခုနပြောတဲ့ကျွန်တော်တို့ကြောက်စိမ်းထဲမှာပါတဲ့အောင်းဝင်တွေ inclusion တွေတော့ inclusion တွေကိုဘယ်မြန်မာနိုင်ငံထွက်တဲ့ကြောက်စိမ်းမှာဘယ်လို inclusion တွေကထူးခြားမှုပါလဲကျွန်တော်တို့Guatemalaထွက်တဲ့ကြောက်စိမ်းမှာဘယ်လို inclusion တွေကထူးခြားမှုပါတယ်ဒါတွေကိုသိဖို့အတွက်ကျွန်တော် inclusion ကတော့ microscope နဲ့ကြည့်ရင်တော့ကျွန်တော်တို့က solid လား liquid လား gas လားဒါကိုတော့ကျွန်တော်တို့သိနိုင်တယ်ဒါပေမဲ့ဘာ inclusion နဲ့အမျိုးအစားကိုသိဖို့အတွက်ကတော့ Raman spectrum နဲ့ရိုက်မှကျွန်တော်တို့ကသူ့ရဲ့အမျိုးအစားတွေကိုသိနိုင်အဲ့ဒါတွေကိုလည်းခွဲခြားတဲ့နေရာမှာကျွန်တော်တို့ကဒီ Raman ကိုသုံးရတယ်အဲ့များသောအားဖြင့်ကျွန်တော်တို့ဒီမြန်မာမှာဆိုရင်များသောအားဖြင့် chromium rich pyroxene ဆိုခေါ်တဲ့ cosmo crawl spot လေးတွေများသောအားဖြင့်ပါတယ်များတယ်အဲ့တော့ဒီ cosmo crawl ဒီ spot လေးတွေပါတာလေဆိုရင်ကျွန်တော် Raman မှာပဲဖြစ်ဖြစ်ကျွန်တော်စမ်းသပ်တွေ့ဆိုရင်ဒါဆိုကျွန်တော်မြန်မာ origin မှာတွေ့ရလေရှိတာများတယ်အခြားကျွန်တော်တို့ trolite တို့ covalite တို့ rutile တို့ဒါတွေပါလာလို့ရှိလို့ရှိရင်တော့ဒါဒီကျွန်တော်တို့ Guatemala origin မှာတွေ့ရတဲ့ကြောက်စိမ်းတွေမှာတွေ့ရများတယ်ဆိုတော့ကျွန်တော်တို့သိနေတယ်နောက်တစ်ခုကကျွန်တော်တို့ဒီ Raman spectrum ကိုသုံးပြီးတော့မှဒီ Raman spectrum ကိုသုံးပြီးတော့မှကျွန်တော်တို့ဒီထွက်ရှိရဲ့ကြောက်စိမ်းထွက်ရှိရဲ့အခြား data ထွက်ရှိရဲ့ကြောက်စိမ်းတွေကျွန်တော် J type oversight တွေကိုကျွန်တော်တို့တိုင်းတာလို့လည်းရတယ်ဒါပေမဲ့တချို့Raman spectrum တွေကတော့ကိုယ်ပဲပြသိနိုင်ပေမဲ့လို့တချို့ဟာတွေကြတော့လည်း overlapping ဖြစ်နေတာမျိုးတွေလည်းကျွန်တော်တို့ရှိတယ်ဒီတစ်ခုတည်းနဲ့ကျွန်တော်တို့ကဒါ Guatemala ပါဒါကကျွန်တော်တို့မြန်မာပါဆိုတော့ချက်ချင်းမပြောနိုင်ဘူးကျွန်တော်တို့ခုနပြောဆို sophisticated method ဖြစ်တဲ့အတွက်ကျွန်တော်ဒီမှာသုံးရတဲ့ instrument တွေကိုအားလုံးပေါင်းစပ်ပြီးတော့မှကျွန်တော်တို့ကဒါကိုခွဲခြားတဲ့နေရာမှာပြန်ပြီးတော့သုံးရနောက်တစ်ခုကကျွန်တော်တို့ဒီ FTIR လို့ခေါ်တဲ့ Fourier transform infrared spectroscopy နဲ့ကျွန်တော်တို့ဒီကြောက်စိမ်းတွေကိုစမ်းသပ်ပါတယ်။အဲ့တော့ကျွန်တော်တို့ဒါကတော့ခုနပြောတဲ့ကျွန်တော်တို့မြန်မာနိုင်ငံထွက်တဲ့ကြောက်စိမ်းကျွန်တော်တို့ Guatemala ထွက်တဲ့ကြောက်စိမ်း Italy ထွက်တဲ့ကြောက်စိမ်းစသဖြင့်သူ့ရဲ့ကြောက်စိမ်းမှာပါဝင်တဲ့ဒီ OH bonds လို့ခေါ်တဲ့ဒီ OH minerals အဲ့ပုံမှာမူတည်ပြီးတော့မှဒီ FTIR ရတဲ့ spectrum တွေမှာကြည့်ပြီးတော့မှသူတို့ရဲ့ကျွန်တော်တို့သူတို့ show တွေပါစသဖြင့်ဒါမျိုးတွေကိုကျွန်တော်တို့က identify လုပ်ပြီးတော့မှဘယ်ဟာထွက်တဲ့ကြောက်စင်းကတော့သူ့ရဲ့ spectrum ကဘယ်လိုရှိတယ်စသဖြင့်ကျွန်တော်တို့ database တိစောက်ပြီးတော့မှဒါတွေကိုကျွန်တော်တို့ကနောက်ထပ်ခွဲခြားတဲ့ကြောက်စင်းတွေမှာပြန်ပြီးတော့မှဒါတွေကိုကျွန်တော်တို့သုံးရတယ်ရှိတယ်ပေါ့နော်နောက်ကကျွန်တော်တို့ဒီ UV vis NIR လို့ခေါ်တဲ့ကျွန်တော် UV light source က visible light source က near infrared source ကသုံးထားတဲ့ကျွန်တော်တို့ instrument တွေဆိုတော့အဲ့ဒါနဲ့လည်းကျွန်တော်တို့ကကြောက်စိမ်းတွေရဲ့ဟာဥပမာဖြင့်ကျွန်တော်တို့ကြောက်စိမ်းကဆေးဆိုးထားတဲ့ကြောက်စိမ်းလားtreatment လုပ်ထားသလားမလုပ်ထားသလားဒါမျိုးတွေလည်းကျွန်တော်စစ်ဆေးလို့ရတယ်ဒါအခြေခံအားဖြင့်ကျွန်တော်တို့ဒါ ID လုပ်တဲ့နေရာမှာကျွန်တော်သုံးသလိုကျွန်တော်တို့ဒီသူ့ရဲ့ origin ကိုကျွန်တော်တို့ခွဲခြားတဲ့နေရာမှာလည်းဒီသူ့ရဲ့ကျွန်တော်တို့ပေးတဲ့သူ့ရဲ့ chromium Fe စသဖြင့် Fe2+ ပေးသလား Fe3+ ပေးသလားအဲဒါမှမဟုတ် chromium band စီလားစသဖြင့်ဒါမျိုးတွေသူတို့ရဲ့ဟာတွေကြည့်ပြီးတော့မှကျွန်တော်တို့ကorigin တွေကိုဆုံးဖြတ်တဲ့နေရာမှာဒါတွေကိုကျွန်တော်တို့ကအသုံးချပါတယ်နောက်တစ်ခုကတော့ကျွန်တော်တို့ဒီ energy dispersive X-ray fluorescence analysis လို့ခေါ်တဲ့ EDHI ပေါ့နော် X-ray ကိုအသုံးပြုပြီးတော့ကျွန်တော်တို့ကြောက်စိမ်းတစ်ခုမှာပါတဲ့ chemical composition တွေဖွဲ့စည်းပုံတွေကိုကျွန်တော်တို့ကတိုင်းတာကျွန်တော်တို့ဒီ EDHI နဲ့တော့ကျွန်တော်တို့ရဲ့ကျွန်တော်တို့ဒီဘာခေါ်လဲ main composition ပေါ့နော် main composition တွေကိုတိုင်းတာနိုင်သလို trace element တချို့ကိုလည်းကျွန်တော်တို့တိုင်းတာနိုင်ပါတယ်အဲ့ဒီရတဲ့ဟာတွေ result တွေကိုမှကျွန်တော်တို့ကကြည့်ပြီးတော့မှဘယ် element တွေဘယ်ဟာတွေပါလာရင်တော့ကျွန်တော်တို့ကဘယ် origin ကထွက်တယ်ဘယ်ဟာစသဖြင့်ဒါမျိုးတွေကျွန်တော်တို့ကပြန်ပြီးတော့သူ့ရဲ့ origin ကိုစဉ်းစားတယ်အဲ့တော့များသောအားဖြင့်တော့ကျွန်တော်တို့ဒီ generally ကျွန်တော်တို့တွေ့ရှိရတဲ့အချက်ကတော့မြန်မာနိုင်ငံကထွက်တဲ့ကြောက်စိမ်းတွေဆိုများသောအားဖြင့် chromium high ဖြစ်တယ်နောက်တစ်ခါကျွန်တော်တို့ ion Fe2+ Fe3+ တွေကျွန်တော်တို့ကများသောအားဖြင့်နည်းလေရှိကျွန်တော် Guatemala ထွက်တဲ့ကြောက်စိမ်းတွေကတော့များသောအားဖြင့် Fe များတယ်zinc များတယ်နောက်က nickel အချို့နေရာအချို့ထွက်တဲ့နေရာမှာဆို nickel များတယ်တွေ့ရတယ်အဲ့လိုမတူညီတဲ့ကျွန်တော်တို့သူ့ရဲ့chemical fingerprinting ကိုကျွန်တော်တို့ကြည့်ပြီးတော့မှကျွန်တော်တို့ခွဲခြားတဲ့နေရာမှာဒါတွေကိုကျွန်တော်တို့ကအသုံးပြု
ဒါလည်းခုနပြောတဲ့ဒီကျွန်တော်တို့ဒီ EDSR app တို့ဘာလို့လဲကျွန်တော်တို့တိုင်းတာပြီးရတာလေ chemical composition တွေရကျွန်တော်တို့ကပြန်ပြီးတော့ diagram တွေချတယ်ကျွန်တော်တို့ plot တွေလုပ်တယ်သူရဲ့ဟာဒီ oversight ပဲများနေသလားကျွန်တော် GDP ပဲများနေသလား cosmogloss တွေဒါစသဖြင့်ဒါမျိုးတွေကိုကျွန်တော်ကသူရဲ့ဒီ cap တွေသူရဲ့ဟာတွေကိုကျွန်တော်တို့ကတိဆောက်ပြီးတော့မှဒီကြောက်စီဘယ် range မှာဝင်တယ်လဲဘာဖြစ်နိုင်တယ်လဲစသဖြင့်ဒါမျိုးတွေကျွန်တော်တို့အစဉ်စဉ်ခွဲခြားရပါတယ်ဒါကတော့ခုနပြောတဲ့ဒီ EDSR ကရတယ်ခုနပြောကျွန်တော်တို့တိုင်းတာလို့ရတယ်ကွန်ပိုစီဖြစ်တယ်မှာအပြင် TiO2 လို့ခေါ်တဲ့ TiO2 oxide ရယ် Fe oxide ရယ်နောက်တစ်ခါကျွန်တော်တို့ nickel စသဖြင့်ဒါမှမဟုတ်ရင်ကျွန်တော်တို့ titanium ရဲ့ chromium ရယ် nickel ရယ်စသဖြင့်သူတို့ 3 dimension ကျွန်တော်တို့ဒီ plot တွေချပြီးတော့သူတို့ ထွက်ရှိတာ origin တွေကိုကျွန်တော်တို့ခွဲခြားကြတယ်။ဟိုအပြင်ကျွန်တော်တို့မြန်မာပြည်ထွက်တဲ့ကြောက်စင်းဆိုရင်ကျွန်တော်တို့အပြာရောင် region ထဲမှာကျွန်တော်တို့ရှိမယ်ကျွန်တော်တို့ဂွာတီမာလာထွက်တဲ့ဂျေတဲ့ oversize ဆိုကျွန်တော်အမဲရောင်မှာရှိတယ်မြန်မာပြည်ထွက်တဲ့ oversize ဂျေတွေဆိုရင်အနီရောင်ထဲမှာရှိတယ်အီတလီထွက်တဲ့ oversize ဆိုအစိမ်းရောင်မှာရှိတယ်စသဖြင့်သူရဲ့ထွက်ရှိတာorigin ကိုကျွန်တော်တို့ဒီသူ့ရဲ့ဒီ chemical analysis ရထားတဲ့ဒီ chemical fingerprint တွေကိုကြည့်ပြီးတော့မှကျွန်တော်တို့ဒါတွေရှေ့ကကျွန်တော်တို့ကြည့်ခဲ့တဲ့ဒီ spectrum analysis တွေဒါတွေကိုပေါင်းစပ်ပြီးတော့မှဘယ် origin ကထွက်တယ်ဆိုတာကိုကျွန်တော်တို့ခွဲခြားဒါတော့ကျွန်တော်တို့ခုနောက်ပိုင်းပို့ပြီးတော့အဆင့်မြင့်လာတဲ့ကြရင်ကျွန်တော်တို့ဒီ X-ray mapping လို့ခေါ်တာပေါ့နော် X-ray mapping လို့ခေါ်တာဒီ X-ray set တွေနဲ့ကျွန်တော်ကပါတဲ့ elements တွေကိုခုနပြောတဲ့ဒီကျွန်တော်တို့ mapping တွေလုပ်ပြီးတော့ဘယ်နေရာမှာတော့သူ့ရဲ့ elements တွေကစုစည်းနေတယ်ပါဝင်တဲ့ပုံစံကဘယ်လိုပုံစံပါဝင်တယ်မြန်မာနိုင်ငံဟာဆိုရင်ဘယ်လိုပုံစံရှိတယ်ဂွာတီမာလာဟာဆိုဘယ်လိုပုံစံရှိတယ်စသဖြင့်ဒါမျိုးတွေကျွန်တော်တို့ကကြည့်ပြီးတော့ကျွန်တော်တို့ခွဲခြားတဲ့နေရာမှာဒါတွေကိုသုံးကြအောင်ဒါတွေကတော့ပို့ပြီးတော့အဆင့်မြင့်လာတယ်ပို့ပြီးတော့ကျွန်တော်တို့ဒီကြောက်စိမ်းဟို province ကိုခွဲခြားတဲ့အပြင်ကိုဒီကြောက်စိမ်းဟိုဖြစ်ပေါ်လာတဲ့သူတို့ရဲ့ဒီ geology setting တွေတတုံးနေဒီ geology စသဖြင့်ဒါမျိုးတွေမျိုးကျွန်တော်တို့ကခွဲခြားတဲ့နေရာမှာလေ့လာတဲ့နေရာမှာဆက်ပြီးတော့ကျွန်တော်တို့သုံးရတာတွေရှိပါအဲ့တော့နောက်တစ်ခုကတော့ကျွန်တော်တို့ဒီ LAICP-MS လို့ခေါ်တာပေါ့နော်အဲ့တော့ဒီ set ကတော့ကျွန်တော်နိုင်ငံမှာမရှိသေးပါဘူးမရှိသေးပါဘူးအဲ့တော့ဒီဟာကတော့ကျွန်တော်တို့ဒီ set ကလည်းခုနပြောတဲ့အဓိကအဖြစ်တော့ chemical composition ကိုခွဲတာဒါပေမဲ့သူရဲ့အားသာချက်က EDSR တဲ့စာလို့ရှိရင်သူကဘာလဲဆိုတော့ပို့ပြီးတော့ detection limit ကောင်းတယ်ppb ပတ်ပါ billion လောက်ထိတော့တိုင်းနိုင်တယ်နောက်တစ်ခါကျွန်တော်တို့ trace elements လို့ခေါ်တဲ့ဟာတွေတကယ်ကိုပါတဲ့ sorry elements တွေတော်တော်များများရှိကိုသူကတိုင်းနိုင်တယ်နောက်တစ်ခါကျွန်တော်တို့ RE လို့ခေါ်တဲ့ဟာမျိုးတွေစသဖြင့်ဒါမျိုးတွေကိုကျွန်တော်တိုင်းနိုင်ဆိုတော့အဲ့ရတဲ့ကျွန်တော်တိုင်းတာလို့ရလာတဲ့ဟာတွေကိုကြည့်ပြီးတော့မှကျွန်တော်တို့ကခုနပြောသလိုကျွန်တော်တို့ဟိုဒီ software နဲ့ plot တွေချတယ်အဲ့ရတဲ့အချက်တွေနဲ့ကျွန်တော်တို့ကသူ့ရဲ့ background geology ကိုပြန်ကြည့်တယ်အဲ့ဒါဆိုရင်တော့ကျွန်တော်တို့ဘယ်နိုင်ငံဗေဒထွက်တာဖြစ်နိုင်တယ်ဒါမျိုးတွေကျွန်တော်ပြန်ပြီးတော့မှအဲ့တော့ကျွန်တော်တို့အခြေခံအပြင်ကျွန်တော်တို့ဒီရတဲ့ကျွန်တော်တို့ဒီ LAICP-MS ကနေတိုင်းတာလို့ရတဲ့ကျွန်တော်တို့ဒီ elements တွေပေါ်မူတည်ပြီးတော့မှဘာလို့တွေ့ရလဲဆိုလို့ရှိရင်ကျွန်တော်တို့မြန်မာနိုင်ငံထွက်တဲ့ဟာတွေအဲ့ဒီမှာဒီ low RE ပေါ့နော် RE ကသူကတော်တော်လေး rare RE ကသူကဟိုနဲတယ်နောက်တစ်ခါကျွန်တော်တို့ RE pattern ကသူကဟိုဘယ်လိုခေါ်မလဲဆိုတော့ distant negative EU anomaly လို့ခေါ်တဲ့ pattern မျိုးသူကပေးတယ်စသဖြင့်ဒါကျွန်တော်တို့ကဒီမျိုးအချက်ပေးတယ်ဂွာတီမာလာမှာဆိုလို့ရှိရင်တော့သူက RE ဒီသူကများတယ်နောက်တစ်ခါကျွန်တော်တို့ဒီ light RE ကတော့သူက enriched pattern မှာပေးတယ်နောက်သူက positive EU anomaly ပေးတယ်အဲသူပါဝင်တဲ့ဒီ RE elements တွေပေါ်မူတည်ပြီးတော့ကျွန်တော်တို့ထွက်လာတဲ့ဟိုပုံတွေထွက်လာတဲ့ဒီ diagram တွေဒါတွေကိုကြည့်ပြီးတော့မှကျွန်တော်တို့ဒါတွေ interpretation လုပ်ပြီးတော့မှဒီထဲမှာကြားတဲ့ဟာကိုကြည့်ပြီးတော့မှကျွန်တော်ဒါဒီ Guatemala Jade ဒါဒီမြန်မာ Jade စသဖြင့်ဒါမျိုးတွေကျွန်တော်တို့ကခွဲခြားကြတယ်နောက်တစ်ခါကျွန်တော်တို့ဒီ trace elements အနေနဲ့ကျွန်တော်တို့ကတိုင်းတာပြီးတော့ခါကျတော့ဥပမာဖြင့်ကျွန်တော်ထူးခြားချက်အနေနဲ့ဆိုရင် go မြန်မာနိုင်ငံထွက်တဲ့ကြောက်စင်ကထူးခြား go ဆိုရင်သူကနည်းနည်းလေးပုံများတယ်တွေ့ရတယ်ကျွန်တော်တို့ Guatemala မှာဆိုနေတယ် Guatemala ဆိုတခြား nickel တို့ zinc တို့SR တို့ဆိုတာပုံများတယ်စသဖြင့်ဒါမျိုးတွေနဲ့ကျွန်တော်တို့ကသူပါတဲ့ဟာကိုကြည့်ပြီးကျွန်တော်တို့ပါလေခွဲခြားကြနောက်ကျွန်တော် spider diagram တွေဆွဲတယ်ဒါမျိုးတွေနဲ့ကျွန်တော်တို့အများကြီးကျွန်တော်တို့လုပ်ပြီးတော့မှဒါတွေကိုအတိအကျခွဲခြားနိုင်တယ်ပေါ့နော်အဲ့တော့ဒါတော့ခုနပြောတဲ့ကျွန်တော် LAICP-MS ဆိုတဲ့ set ပေါ့နော်သူကတော့ဒီ laser ablation ပေါ့ laser နဲ့သုံးပြီးတော့လုပ်တယ်အောင်သူရဲ့ laser point စီရတယ်ကျွန်တော်တို့ဒီစပင်ရဲ့တစ်ဝက်လောက်ပဲရှိပါတယ်အဲဆိုတော့သူကြောက်ပါလေတိတ်ပြီးတော့မြင်ရှိတဲ့မြင်ရအောင်ဒီပျက်စီးမှုတွေပါတယ်မရှိဘူးနောက်အဲ့အနေမှာသူတိုင်းတာလို့ရဆိုအများကြီးကျွန်တော်တို့ဒီ periodic table မှာရှိတဲ့ elements တွေတော်တော်များများကိုသူကတိုင်းနိုင်တယ်အစသဖြင့်အမျိုးမျိုးသူကအလွယ်တကူရတယ်တော့တိကျတယ်ဆက်ပြီးဆိုတော့တော်တော်လေးအသုံးနိုင်ငံတကာမှာတော့အသုံးပြုကြတယ်ပေါ့ဒီကတော့ဒီဟိုဒီကြောက်စိမ်းတွေကိုကျွန်တော်တို့ခွဲခြားတဲ့နေရာမှာတော့ခုနကပြောသလိုရှေ့ကကျွန်တော်ပြောခဲ့တဲ့method ၄ခုဒါကိုသုံးပြီးတော့ကျွန်တော်တို့ကခွဲရင်လည်းကျွန်တော်တို့သူ့ရဲ့ origin ကိုကျွန်တော်တို့သိနိုင်တယ်လို့ LAICP-MS set တစ်ခုထဲကနေမှရလာတဲ့ခုနပြောတဲ့ RE pattern တွေနောက်ကကျွန်တော်တို့ trace elements တွေဒါတွေကိုကြည့်ပြီးတော့လည်းကျွန်တော်တို့ကသူတို့ခွဲခြားတယ်မှာသုံးတယ်ပေါ့နော်
ဒါဆိုကျွန်တော်တို့ဒီ SVMS နဲ့ရိုက်လို့ရထားတဲ့သူရဲ့ဒီကျွန်တော်တို့ elements တွေဆိုတဲ့ trace elements တွေလည်းကျွန်တော်တို့ဟာတွေအများကြီးကျွန်တော်တို့တွေ့ရတယ်ဒီမှာပါတဲ့ RE element EU ဆိုရင်ကျွန်တော်မြန်မာနိုင်ငံဟာဆိုရင်သူက negative normally ပေးတယ်ဆိုတော့ negative နေတာပေါ့ဒါကျွန်တော်တို့ Guatemala ဆိုတော့များတယ်စသဖြင့်ဒါမျိုးတွေနေကျွန်တော်တို့ကခွဲခြားတဲ့နေရာတွေမှာသူသက်ဆိုင်ရာဒီ elements တွေကိုသုံးပြီးတော့ကျွန်တော်တို့ခွဲခြားကြတယ်နောက်ခါကျွန်တော်တို့ခုနပြောတဲ့ SVMS နဲ့ကျွန်တော်တို့ရလာတဲ့ခုနပြောတဲ့ trace elements ပေါ့နော်ဥပမာပြင်ဆင်းနဲ့ sodium နဲ့didymium နဲ့ cerium နဲ့စသဖြင့်ဒါမျိုးကိုကြည့်ပြီးတော့ကျွန်တော်တို့ plot ချလိုက်လို့ရှိရင်ကျွန်တော်တို့ဟိုတိုက်တာခြင်းတဲ့ကြောက်စိမ်းတစ်ခုရဲ့ဟာကိုဆိုရင်ဥပမာပြင်ကျွန်တော်တို့အစိမ်းထဲမှာသူကကြာနေတယ်ဆိုလို့ရှိရင်တော့ဒါ Guatemala ကြောက်စိမ်းဒါမှမဟုတ်ပဲလည်းကျွန်တော်တို့အပြားမှာကြာရင်တော့ကျွန်တော်တို့မြန်မာကြောက်စိမ်းစသဖြင့်ဒါမျိုးကျွန်တော်တို့တို့တိကျတိုင်းနဲ့ခွဲကြတယ်ပေါ့နော်ဒါတွေကအဲ့ဒီအစီအစဉ်တော့သူကအချိန်တိုအတွင်းသူကတော်တော်လေးတိကျမြင်လေးကျွန်တော်သိနိုင်တယ်ခြား14ခုကတော့ပေါင်းဆက်ပြီးတော့သုံးပြီးတော့မှကျွန်တော်တို့ကသူခွဲခြားနေရမှာသုံးပါဒါတော့ဥပမာပြောတဲ့ဒီအဲ့ဒီ SVMS ကရတဲ့ data တွေနဲ့ကျွန်တော်တို့မှာကိုအစီစသဖြင့်ကျင့်ဒါကိုချလို့ရှိရင်ကျွန်တော်ဒီမှာဘီယာထွက်တဲ့ကြောက်စင်းရသူကကိုမှာမြင့်တယ်စသဖြင့်ဒါမျိုးကျွန်တော်တို့တွေ့နိုင်တယ်။အမို့ရင်ကို vanadium ဇင့်စသဖြင့်ဒါမျိုးစုံကျွန်တော်တို့ရရှိတဲ့ဒီ chemical elements တွေကိုမူတည်ပြီးတော့မှကျွန်တော်တို့ဒါတွေကိုတွက်ချက်ပြီးတော့ဒါတွေကိုခွဲခြားတဲ့နေရာမှာ chemical fingerprinting လုပ်နောက်ကခုနပြောတဲ့ကျွန်တော်တို့ဒီ spider diagram တွေပေါ့နော် spider ရရှိတဲ့ဒီ RE elements တွေကိုကျွန်တော်ကသူရဲ့ဒီ software နဲ့သူရဲ့ spider diagram တွေဆွဲလို့ရှိလို့ရှိရင်နောက်တစ်ခါကျွန်တော်တို့သူ့မှာဒီ MORB ဆိုတာတော့ဒီ normalized ဒီ mid oceanic ridge ပေါ့ခေါ်တယ်ဒီကြောက်စိမ်းတွေဖြစ်ပေါ်တဲ့ခုနပြောတဲ့ subduction တွေဒီစသဖြင့်ဒီ fault zone တွေအဲ့ဒီမှာဖြစ်ပေါ်တဲ့ဒီကြောက် rocks ရဲ့ rock type အမျိုးအစားတွေအဲ့ဒီ rock type အမျိုးအစားတွေပင်မသူ့ရဲ့ primary သူ့ရဲ့ဘေးမှာကြောက်စိမ်းဖြစ်ပေါ်လာစဖြစ်ပေါ်တဲ့ဒီကြောက်စိမ်းရဲ့ chemical composition ကိုလည်းတိုင်းတာထားတယ်တိုင်းတာထားပြီးတော့မှအဲ့အရာတွေကိုကျွန်တော်ကလိမ္မော်ရအောင်ကျွန်တော်တို့အစိမ်းအောင်ပြတယ်အဲ့ဒီဟာတွေနဲ့သူ့ဟာကိုအခြေခံထားပြီးတော့မှကျန်တဲ့ကျွန်တော်တို့ကြောက်စိမ်းတွေတိုင်းတာလို့ရတဲ့ကြောက်စိမ်းတွေနဲ့ပြန်ပြီးတော့သူ့ကိုနှိုင်းယှဉ်ပြီးတော့ကျွန်တော်တို့ကြည့်တယ်ကြည့်တဲ့အခါကျတော့ဒါဆိုရင်တော့ဒီကြောက်စိမ်းကခုနပြောသလို subduction ရထွက်တဲ့ကြောက်စိမ်းလားဒါမှမဟုတ်ဒီကြောက်စိမ်းကခုနပြောသလိုကျွန်တော်တို့ fault zone ကထွက်တဲ့ကြောက်စိမ်းလားဒါကျွန်တော်အလွယ်တကူပြောတာပေါ့နော်အဲ့မျိုးအနေနဲ့ကျွန်တော်တို့ကထပ်ပြီးတော့သူ့ဒါ geology ရဲ့နီးရသူ့စစနာလုပ်တဲ့နေရာမှာစသဖြင့်ဒါမျိုးတွေထပ်ပြီးတော့သိရှိအောင်ကျွန်တော်တို့ကခွဲခြားလို့ရအဲ့တော့ဟိုဒါတွေကတော့ကျွန်တော်တို့ဒီဟို case study ဆိုတာတော့ကျွန်တော်တို့စီမှာလာဆန်းတဲ့ကြောက်စိမ့်တွေပေါ့လေအဲ့ဒါလေးကိုကျွန်တော်စမ်းသပ်ထားတဲ့ဟာလေးကိုအနည်းငယ်ကျွန်တော်ဟိုရှင်းပြတာပေါ့နော်ပြန်ဖြစ်ပါတယ်အဲ့တော့ဒီအောက်ကပုံကတော့ကျွန်တော်တို့ဒီနိုင်ငံတကာဈေးကွက်ထဲမှာတွေ့ရတဲ့ကြောက်စိမ့်တွေကြောင်းတော့ဒီမြင်းအဝါလေးရဲ့ဘယ်ဘက်ချမ်းကဒါမြန်မာနိုင်ငံကထွက်တဲ့ကြောက်စိမ့်တွေမြင်းအဝါရဲ့ဟိုဘက်ဂျာဘက်ချမ်းကဂွာတီမာလာထွက်တဲ့ကြောက်စိမ့်တွေလို့ပြောပါတယ်အဲဆိုတော့ကျွန်တော်တို့ဒီတိုင်းမျက်စိနဲ့ကြည့်လို့ကတော့ဘလို့မှဒါကြီးမလွယ်ပါဘူးအဲဆိုတော့အဲ့ဒါမျိုးကျွန်တော်တို့ကခုနပြောတဲ့ကျွန်တော်ဒီ sophisticated methods တွေဒီ instrument တွေကိုသုံးပြီးတော့မှကျွန်တော်တို့ဒါတွေကိုပေါင်းစပ်ပြီးတော့မှသူ့ကိုခွဲခြားမယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့အမြင်ကတော့ဟို 95% လောက်တော့ကျွန်တော်တို့ပြောနိုင်မယ်လို့ယူဆပါတယ်တချို့ကလည်းLAC MS တို့ဘောင်းနဲ့ပါရှိရင်တော့ 100% ထိထပ်ပြီးတော့ကျွန်တော်တို့သိကြအောင်ပြောနိုင်တယ်လို့လည်းကျွန်တော်တို့ရှိအဲ့တော့ဒီခုနပြောသလိုပေါ့ကျွန်တော်ရှင်းမှာရှင်းပြခဲ့သလိုပဲကျွန်တော်တို့ EDHRF Raman FDIR UVIS NIR ဒီလေးခုကိုပေါင်းစပ်ပြီးတော့ကျွန်တော်တို့တိုင်းတော်ရတဲ့ result တွေနောက်တစ်ခါသူ့မှာပါဝင်တဲ့ mineral composition အရာဘာတွေပါဝင်လဲအစသဖြင့်မြန်မာဆိုရင် chromium sodium များတယ်ကျွန်တော်တို့ Guatemala မှာဆိုရင်ကျွန်တော် magnesium Fe များတယ်စသဖြင့်ဒါမျိုးတွေနဲ့ကြည့်ပြီးတော့ကျွန်တော်တို့ဒီဟာတွေခွဲခြားပြီးတော့ဒါကတော့ကျွန်တော်တို့ဒီစမ်းသပ်ကြည့်ကြတဲ့ကျွန်တော်တို့ဒါဒီခြေလိုက်J emphasize J နော်မာဗီယာထွက်တဲ့ဟာရဲ့နောက်က J emphasize J ထွက်တဲ့ Guatemala ထွက်တဲ့ဟာတွေဒီ sample 12ခုကိုကျွန်တော်တိုင်းတာပြီးတော့စမ်းသပ်ကြည့်တာပေါ့နော်အဲ့တော့ဒါကတော့ကျွန်တော်တို့ဒီ Raman spectrum Raman spectrum နဲ့ဆို emphasize J Guatemala လည်းပြီးတယ် emphasize J မြန်မာမှာလည်းကျွန်တော်တို့တွေ့ရတယ်နောက်က Guatemala မှာလည်းကျွန်တော်တို့ J ကျွန်တော်တို့တွေ့ရတယ်နောက်ကမြန်မာမှာလည်းကျွန်တော်တို့ J ကျွန်တော်တို့တွေ့ရတယ်ရှိနောက်ကကျွန်တော်တို့ဒီ FDI မှာဆိုလည်းအဲ့လိုပဲသူရဲ့ဒီ OH bond တွေရကျွန်တော်တို့ emphasize J မြန်မာကြီးဟာနဲ့နောက်ကကျွန်တော်တို့ J emphasize Guatemala ဟာတွေစသဖြင့်ဓာတ်တွေသူတို့ဟာတွေကျွန်တော်တို့နိုင်ရှင်ပြီးတော့မှခွဲခြားတယ်နောက်ကကျွန်တော်တို့ဒီ UVIS NIR လို့ခေါ်တဲ့ကျွန်တော်တို့ဒီဟာနဲ့ဒီ spectrophotometer နဲ့ကျွန်တော်တိုင်းတာတဲ့ခါမှာလည်းသူ့မှာပါဝင်တဲ့ ion contents သူ့မှာပါဝင်တဲ့ chromium contents အဲ့မှာမူတည်ပြီးတော့မှသူရဲ့ chromium bands ကဘယ်လိုပြီးတဲ့ ion bands ကဘယ်မှာရှိတယ်စသဖြင့်ဒါမျိုးတွေကိုကျွန်တော်ကြည့်ပြီးတော့မှသူ့ရဲ့ origin ကိုကျွန်တော်ခွဲခြားနေမှာအသုံးပြုတယ်နောက်ကတော့ခုနကပြောတဲ့ကျွန်တော် EDHRF ပေါ့ EDHRF နဲ့ကျွန်တော်တို့တိုင်းတယ်ရတဲ့ result တွေကိုကျွန်တော်တို့ဒါတွေမှာကြည့်ပြီးတော့မှဘယ် elements တွေများတယ်နည်းတယ်စသဖြင့်ဒါမျိုးတွေကြည့်ပြီးတော့မှကျွန်တော်တို့ဒါသူ့ရဲ့ Guatemala မြန်မာစသဖြင့်ခွဲခြားနေမှာကျွန်တော်တို့သုံးတယ်ပေါ့နော်ဒါမျိုးတွေနဲ့ကျွန်တော်တို့ဒီလေးခုကိုပေါင်းစပ်ပြီးတော့မှကျွန်တော်တို့ဒီ Guatemala လားကျွန်တော်မြန်မာလား origin စသဖြင့်ဒါမျိုးကျွန်တော်တို့ခွဲကြတယ်ဒါပေမဲ့ကျွန်တော်ကပြောသလိုဒီ
ဂွာတီမာလာလည်းကျွန်တော်ခုနောက်ပိုင်းဆက်ပြီးတော့တူဖို့ထုတ်လုပ်နေတယ် quality ကောင်းတဲ့ဟာတွေလည်းထွက်လာတယ်စသဖြင့်နောက်ဘယ်လောက်ထိထွက်လာမလဲဆိုတာလည်းကျွန်တော်တို့ကစောင့်ကြည့်နေကြတယ်မြင်ဖြစ်နေကြတယ်အတိုင်းအတာမှာရှိတဲ့အတွက်ကျွန်တော်တို့ဒီခွဲခြားတဲ့နေရာတုံးတဲ့နီးစနစ်တွေရှိပေမဲ့လို့လည်းတချို့ဟာတွေမှာတော့အနေ challenge ကတော့ရှိနေတော့မယ်ဘာလို့ဆိုတော့သူကmineral logical ကြီးရတယ်သူတို့ composition ကအလုံးကြီးလောက်တူညီရှိတယ်နောက်တစ်ခါတချို့ဟာတွေကျတော့ခုနပြောတဲ့ power နဲ့ elements တွေပါတယ်ပြောရမယ်လို့လည်းတချို့ဟာတွေမှာဆိုရင်ဒီ chemical fingerprint တွေမှာ overlap ဖြစ်တဲ့ဟာတွေမျိုးတွေရှိတယ်အဲ့လိုနေထားမျိုးတွေမှာဖြစ်လာပြီဆိုရင်ဒီဟာတွေရဲ့ origin ကိုပြောဖို့ကတခါတည်းကျရင်နည်းနည်းလေးခက်ခဲတဲ့အပိုင်းလေးတွေကျွန်တော်တို့ရှိနေတယ်ပေါ့နော်အဲ့တော့ဒါကျွန်တော်တို့ကိုမှရှိတဲ့ sample တွေ reference sample တွေဒါမျိုးတွေနဲ့ပြန်ပြီးတော့မှတိုက်ဆိုင်စစ်ဆေးတာတွေစသဖြင့်ဒါမျိုးတွေနဲ့ကျွန်တော်တို့သုံးကြအဲ့တော့ပြန်ပြီးတော့အနည်းချုပ်ဒီဟာတွေကိုကျွန်တော်တို့သုံးပြီးတော့ခွဲခြားတဲ့နေရာမှာကြည့်လို့ရှိရင်တော့မှကျွန်တော်မြန်မာနိုင်ငံဆိုတဲ့ကြောက်စိမ်းဂွာတီမာလာထွက်တဲ့ကြောက်စိမ်းဂျေလက်ဂျိတ်နော်ဂျေလက်ဂျိတ်နောက်ကမြန်မာနိုင်ငံနဲ့ဂွာတီမာလာထွက်တဲ့ oversize ဂျိတ်စသဖြင့်ဒါမျိုးတွေမှာထူးခြားချက်လေးတွေကျွန်တော်တို့ကွာခြားချက်တွေကိုကျွန်တော်တို့ပြန်ပြီးတော့ summarize လုပ်ထားတယ်အဲဆိုအဲ့ဒီအချက်တွေချစ်တွေကိုမူတည်ပြီးတော့မှကျွန်တော်တို့ကဒါဆိုရင်တော့ဒီချက်တွေပါလာတယ်ဒီချက်တွေနဲ့ကိုက်ညီတယ်ဆိုလို့ရှိရင်တော့ဒါမြန်မာပြည်ထွက်တဲ့ကြောက်စိမ်းဂွာတီမာလာထွက်တဲ့ကြောက်စိမ်းဒါမှမဟုတ်ဂွာတီမာလာထွက်တဲ့ oversize စသဖြင့်ဒါမျိုးတွေကျွန်တော်တို့ခွဲနိုင်တယ်ပေါ့နော်နောက်တစ်ခါကျွန်တော်တို့ဒီ origin determination ပေါ့ဒီ origin determination ကျွန်တော်တို့ဒီဟာတွေလုပ်တယ်စမ်းသပ်လုပ်တဲ့အတွက်ကျွန်တော်တို့ဒီဟာတွေဘာကျွန်တော်တို့အထောက်အကူဖြစ်နိုင်လဲနောက်သူရဲ့ implication တွေဒီဟာတွေမှာကျွန်တော်တို့ရနိုင်တယ်ဥပမာပြကျွန်တော်တို့ကျောင်းမြတ်ပညာရပ်နဲ့ကျွန်တော်တို့ကျောင်းမြတ်ဈေးကွက်အတွက်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီ origin ပေးနိုင်တဲ့ certificate တွေလိုအပ်တယ်အဲလိုဖြစ်တဲ့ဖြစ်မှာဒီ reliable ဖြစ်တဲ့ origin certification တွေဖြစ်မှာဒါဈေးကွက်ထဲမှာခုနပြောတဲ့ market price တွေရမယ်နောက်တစ်ခါကျွန်တော်တို့ဒီ trade ထဲမှာလုပ်နေတဲ့ဒီ trader စီရဲ့ ethic တွေဒါတွေကကျွန်တော်တို့တွေတိစောက်နိုင်အောင်တွေပို့ပြီးတော့ယုံကြည်မှုတွေပို့ပြီးတော့ပြနိုင်တယ်နောက်ကကျွန်တော်တို့ထပ်ပြီးတော့နိုင်ငံထွက်တဲ့ကြောက်စိမ်းမှာဂွာတီမာလာထွက်တဲ့ကြောက်စိမ်းမှာသူ့ certificate နဲ့တူနိုင်ငံတကာကိုတင်ပို့ရောင်းချတဲ့အခါမှာဆိုရင်လည်းကျွန်တော်တို့ဒီ supply chain တစ်ခုလုံးကိုအထောက်အကူဖြစ်တဲ့ကျွန်တော်တို့ပံ့ပိုးတာတွေဖြစ်နေနောက်တစ်ခုကကျွန်တော်တို့ geology အနေနဲ့တော့ခုနပြောဆိုတိုင်းနာရရှိလာတဲ့ဒီ result တွေတွေ့ရှိရတဲ့အချက်လက်တွေအပြင်ကျွန်တော်တို့ကဒါဆိုရင်တော့ကျွန်တော်တို့ဒီ geology မှာလည်းသူ့ရဲ့ခုနပြောတဲ့ background geology တွေကိုကျွန်တော်လေ့လာတဲ့နေရာမှာကျွန်တော်တို့သုံးသပ်တဲ့နေရာတွေမှာလည်းအများကြီးအထောက်အကူပြုတဲ့ဟာတွေကျွန်တော်တို့ရနိုင်တယ်ပေါ့နော်နောက်ဆုံး conclusion တွေနဲ့ကျွန်တော်တို့ပြန်ပြီးတော့rap လုပ်ရဆိုလို့ရှိရင်တော့ဒီမြန်မာပြည်ထွက်တဲ့ကြောက်စိမ်းဂွာတီမာလာထွက်တဲ့ကြောက်စိမ်းပေါ့ J-type oversize ဒါမှမဟုတ် cosmogloss စသဖြင့်အဲ့လို J-C အားလုံးဖြင့်သူရဲ့ကျွန်တော်တို့အဓိကအဖြစ်ဒီ chemical fingerprint လို့ခေါ်တဲ့သူကပါဝင်တဲ့ဒီ chemical composition တွေပေါ်မူတည်ပြီးတော့မှကျွန်တော်တို့သူရဲ့ထွက်ရှိရာဒေသတတုံးလေး origin တွေမတူညီပါမူတည်ပြီးတော့မှကျွန်တော်တို့ဒါတွေကိုခေါ်ကြတယ်ပါအသုံးပြုလို့ရတယ်နောက်ကခုနပြောသလိုဒီ multi technique ပေါ့နော်ခုနပြောဒီ sophisticated method ဆိုတဲ့ဒီကျွန်တော်တို့ဒီ instruments တွေကိုကျွန်တော်တို့ပေါင်းစပ်ပြီးတော့ကျွန်တော်တို့သုံးတဲ့တိုက်တာမယ်ဆိုလို့ရှိရင်လည်းဒီ origin ကိုခွဲခြားတဲ့နေရာမှာတော်တော်လေး strong ဖြစ်တဲ့ result တွေကျွန်တော်တို့ရနိုင်ပါတယ်နောက်တစ်ခုကဒီခုနပြောတဲ့ဒီ method တွေကနေဒီဟာတွေသုံးလို့ကနေကျွန်တော်တို့ရလာတဲ့ဒီအချက်လက်တွေရလဲခုနပြောတဲ့ကျွန်တော်တို့ကျောင်းပညာတွေနောက်တစ်ခါကျွန်တော်ဒီ trade မှာလည်းကျွန်တော်ပြော ethical trade ဖြစ်အောင်ကျွန်တော်တို့ဗန်ပိုးတဲ့နေရာတွေမှာနောက်ကကျွန်တော်တို့နောက်ဆုံးဒီမှာပြောတဲ့ဒီကျွန်တော်တို့ geological process တွေကိုနားလည်လာတဲ့အထိကိုကျွန်တော်တို့ဒါတွေကအထောက်အကူဖြစ်နိုင်တယ်လို့ကျွန်တော်တို့ယူဆဒါကတော့ကျွန်တော်တို့reference လုပ်ခဲ့တဲ့ကျွန်တော်တို့ဒီပြောတဲ့ထဲက reference လုပ်ခဲ့တဲ့ကျွန်တော်တို့ဒီဟာတွေ paper တွေပါကျွန်တော် online မှာလည်းကြည့်ပြီးတော့ကျွန်တော်တို့ဖတ်လို့ရပါတယ်အဆုံးအနေနဲ့ကကျွန်တော်တို့ကျေးဇူးတင်ကြောင်းပြောကြားလိုပါတယ်ကျွန်တော်တို့ဒီမြန်မာနိုင်ငံဒီ sorry ဒီရန်ကုန်တိုင်းကျောင်းမြတ်ကုန်သိမ်းများအတင်းအနေကျင်းပပြုလုပ်တဲ့ဒီကျောင်းမြတ်နာပြောင်းမှာဒီကျင်းဆိုင်ဟောပြောပွဲပြောဖို့အတွက်ဖိတ်ကြားတဲ့အတွက်လည်းအများကြီးကျေးဇူးတင်ပါတယ်နောက်ဒီနေ့အချိန်ပေးပြီးတော့တက်ရောက်လာကြတဲ့ကျွန်တော်တို့ပညာရှင်တွေဆရာဆရာမတွေနောက်ကမိတ်ဆွေအကုန်လုံးအားလုံးကိုလည်းကျေးဇူးတင်ပါတယ်လို့ပြောကြားလိုပါတယ်ဗျာကျွန်တော်တို့ဒီလက်ကလည်းကျွန်တော်တိုက်တာတဲ့နေရာမှာကျွန်တော်လက်ကတိုင်းတာတဲ့နေရာမှာလည်းဝိုင်းဝန်းပတ်မှုပြတဲ့လက်ကကျွန်တော်တို့ဝန်ထမ်းတွေစသဖြင့်ကျွန်တော်လုပ်ဖို့ကိုင်ဘက်တွေလည်းဒီနေရာနေကျေးဇူးတင်တယ်လို့ပြောကြားလိုပါတယ်ဟုတ်ကဲ့ပါအခုလိုကြောက်စိမ်းနဲ့ပတ်သက်ပြီးဘူးတုတ္တဖြစ်ပေါ်ရာတွေကိုပြည့်ပြည့်စုံစုံရှင်းပြဟောပြပေးသွားတဲ့ဆရာဒေါက်တာကျော်သူကိုလည်းကျေးဇူးအထူးတင်ရှိပါတယ်ဟုတ်ကဲ့ပါအခုဆက်လက်ပြီးတော့ကျွန်တော်တို့ question and answer ကဏ္ဍလေးရှိပါတယ်ဒီကြောက်စိမ်းနဲ့ပတ်သက်ပြီးတော့မှမိခွန်းမေးမြန်းလိုတဲ့သူတွေရှိရင်ကျွန်တော်တို့ဆရာကိုတိုက်ရိုက်မိခွန်းလေးတွေမေးမြန်းနိုင်ပါတယ်ခင်ဗျာမင်္ဂလာပါဆရာကျမကဖားကန်ပါဆရာမပေါ့နော်
ကျွန်မသိချင်တာလေးတစ်ခုကဒီဂွာတီမာလာနဲ့ဒီဖကတ်ဒီမြန်မာနိုင်ငံကြောက်စိမ့်နဲ့ပေါ့နော်ဆရာပြောသွားသလိုဆိုလို့ရှင်တော့အများကြီးကွဲပြားခြားနားမှုမရှိဘူးတကယ်လို့ကာလာအည်သွေးပေါ့ဒီမာစင်ပါညာအကုန်လုံးတူတယ်ဆိုရင်သူ့ရဲ့ quality ပေါ့ဆရာအဲ့ဒါကတူတယ်လို့ကျမကတော့နည်းနည်းတူတဲ့ဟာတွေတော်တော်တူသွားမယ်ပေါ့နော်ဒီတန်ဖိုးကတော့လူတွေရဲ့တန်ဖိုးထားမှုပေါ်မှာမူတည်ပြီးတော့ပဲတန်ဖိုးကတော့တင့်မယ်တကယ်ကုန်ပစ္စည်းရဲ့အည်သွေးနေနေဆိုရင်တော်တော်လေးကိုနီးနီးဆက်ဆက်တူတယ်လို့ကျမအနေနဲ့ထင်မိတယ်ပေါ့ဆရာရဲ့ပညာရှင်အမြင်လေးကိုသိပြစီဆရာဟိုရှိမှရှင်းပြလိုက်တယ်ပေါ့ကျွန်တော်တို့ဒီကျောင်းမြတ်ပညာရ mineralogical ရအတွက် composition ရတော့အကုန်တူတူပဲဖြစ်တဲ့အတွက်သူ့မှာပါဝင်တဲ့ခုနပြောတဲ့ emphasize ပါနိုင်တယ် J-light ပါနိုင်တယ် cosmo ပါနိုင်တယ်ဒါတွေအတူပဲဖြစ်တယ်ခုနပြောတဲ့ quality ဘိုင်းမှာလည်းခုနကျွန်တော်ပြတဲ့ video ဘိုင်းလို့ပြောလို့ပေါ့နော်ဆိုရင်တော်တော်လေး quality ကောင်းတဲ့အရေးလေးကောင်းတဲ့ဟာတွေထွက်လာတယ်လို့သူတို့ကတော့ပြောကြတယ်သူတို့ကတော့ဒါ NVIDIA လို့တောင်တင်စားပြီးတော့ပြောကြတယ်ရှိတယ်ဒါပေမဲ့ကျွန်တော်တို့မြန်မာနိုင်ငံကထွက်ရှိထားတဲ့ကြောက်စိမ့်တွေဈေးကွက်နိုင်ငံမှာရောင်းနေတဲ့မြန်မာနိုင်ငံကထွက်ရောင်းနေတဲ့တကယ် NVIDIA quality ကြောက်စိမ့်နေတဲ့ quality မျိုးတော့မတွေ့သေးပါဘူးအဲဒါမျိုးမတွေ့ပါဘူးဆိုတော့ဒါပေမဲ့ခုနကကျွန်တော်ရှင်းပြပြောခဲ့သလိုပေါ့ဒီ ethical source ပေါ့သူတို့ကဒီ international market မှာသူတို့နိုင်ငံတကာဈေးကွက်မှာသူတို့ကဒီကျွန်တော်တို့ခုနောက်ပိုင်းမှာကြောက်စိမ့်မှမဟုတ်ပါဘူးကျွန်တော်တို့ကြောက်မြတ်တယ်ဒီလိုပဲကျွန်တော်တို့ထွက်ရှိရာ data ရဲ့ ethical source တွေအများကြီးရေးကြည့်လာပါတယ်ဆိုတော့ရေးကြည့်လိုက်တဲ့ဒီຢာတွေကိုနိုင်ငံတကာမှာသူကရောင်းမယ်ဆိုလို့ရှိရင်ဒါတွေကိုသူကဦးစားပေးတာတွေရှိတယ်ဒါမှမဟုတ်ဒီဈေးကွက်ကကျွန်တော်မြန်မာနိုင်ငံကြောက်စင်းကကောင်းတယ်ဈေးကြီးတယ်ကဆိုတော့သူတို့သိပါတယ်ဒါမဲ့လို့ဂွာတီမာလာကခေတ်စားလာတာဒီခုနပြောတဲ့သူတို့ဂွာတီမာလာမှာကသူတို့ process တိုင်းသူတို့ထုတ်ယူရောင်းချနေလို့ရတယ် conflict မဖြစ်ဘူးစသဖြင့်ဒါမျိုးတွေကြောင့်သူရဲ့ ethical production ကပိုအားတာလာတွေရှိနေတယ်ဒါကိုသူတို့ကမျှော်မှန်းပြီးတော့ဒီမာပြည်ရဲ့ကြောက်စင်းရလဲဈေးအမြင့်စားမှာရှိတယ်အကယ်၍များ quality တူလာမျိုးနှီးပါဖြစ်လာတယ်ဆိုရင် quality မာလာဘက်ကလည်းကြောက်စိမ့်တွေကိုသူကအစားထိုးဈေးကွက်မှာဝင်လာတဲ့သဘောတွေရှိတာဆိုတော့အဲ့တော့ခုနပြောတဲ့မေးခွန်းရဆိုရင်ခုနတကယ်ကျွန်တော်တို့စီကထွက်တဲ့တကယ် quality တကယ် NVIDIA quality မျိုးတော့မတူတဲ့အထိတော့မတွေ့သေးဘူးလို့ကျွန်တော်တို့ယူဆပါတယ်ဟုတ်ကဲ့ဆရာမမေးပြီးတဲ့မေးခွန်းလည်းကောင်းပါတယ်နောက်ထပ်ဒီ market မှာဖြစ်ပေါ်နေတဲ့ဟာလေးတွေပေါ့နော်အဲ့ဒါလေးတွေကိုတော့မိကုန်းလေးမေးပေးစီချင်ပါတယ်မင်္ဂလာပါဆရာဆရာရှင်းပြသွားတာတွေလေတော်တော်ပြည့်စုံပါတယ်မေးခွန်းတော့မဟုတ်ပါဘူးတောင်းဆိုချင်တာလေးတို့ဒီ file လေးများEP ကနေပို့လို့ရမလားဆရာပြီးလို့ရမလားဘာလို့ confidential မဟုတ်ရင်ပေါ့ဆရာရပါတယ်မရရင်လေဘာလို့ဖို့လဲမသိဘူးခင်ဗျာကျွန်တော်လေးလာခြင်းလို့ပါဆရာ file လေးတွေလည်းကြည့်လို့ကျွန်တော်အနေနဲ့တော့ပေးလို့ရပါတယ်ဘာပြဿနာမရှိပါဘူးဒါပေမဲ့သုံးမယ်ဆိုရင်တော့ကျွန်တော်ယူသုံးထားတဲ့ source တွေပေါ့နော်ကျွန်တော်ယူသုံးထားတဲ့ source တွေဒီ reference တွေပေါ့အဲ့ဒါတွေကိုတော့ထပ်ညှိုးပြီးတော့ဖော်ပြဖို့တော့လိုမှာပေါ့နော်ဘာလို့ဆိုတော့သူတို့ရဲ့publication တွေသူတို့ရဲ့ publish တွေရှိတဲ့အတွက်အဲ့ဒါလေးတစ်ခုပါပဲကျွန်တော်အနေနဲ့ကတော့ကိုပိုင်လေ့လာဖို့တော့ကတော့ပြီးလို့ရတယ်ပြဿနာမရှိပါဘူးကိုပိုင်လေ့လာဖို့ပါဟုတ်ကဲ့ကျွန်တော် email လေးပို့ထားပါဟုတ်ကဲ့ခင်ဗျကျေးဇူးဟုတ်ကဲ့ပါအခုလိုဒီဆရာဟောပြောသွားတဲ့ဟာလေးတွေကိုလည်းကျွန်တော်တို့ဒီကျောင်းမျက်နှာလုပ်ငန်းရှင်များအသင်းရန်ကုန်ရဲ့ကျွန်တော်ပညာရေးဆိုင်ရာကော်မတီမှာလည်းကျွန်တော်တို့တွေဆရာဟောပြောသွားတဲ့ဟာလေးတွေကိုကျွန်တော်တီးဖြတ်ပြီးတော့မှကျွန်တော်တို့ရဲ့အသင်း page လေးတွေမှာလည်းအပိုင်းလေးတွေခွဲပြီးတော့မှတင်သွားပေးခြင်းပါတယ်ခင်ဗျအဲ့တော့လည်းခဏနေရလို့တဦးချင်းတောင်းဆိုတာတဲ့ဆိုင်ရင်ကျွန်တော်တို့တွေဒီထက်မကပညာရက်တွေကိုပြန့်ပွားစေအောင်ကျွန်တော်တို့အသင်းရဲ့ page တွေကနေပြီးတော့မှဖြန့်ဝေပေးသွားပါမယ်အဲ့တော့ဆရာကလည်းကျွန်တော်တို့အသင်းကနေပြီးတော့မှထုတ်လွှင့်ခွင့်လေးပြုဖို့အတွက်ဒီနေရာမှာပဲခွင့်တောင်းပါတယ်ဟုတ်ကဲ့အခုလိုပဲလိုချင်တဲ့သူတွေလည်းရှိမယ်လေဆရာအနေနဲ့နောက်ထပ်10ယောက်တောင်းဆိုလိုက်ရင်ဆရာ10ကပို့နေရာမှာကျွန်တော်တို့အသင်းကနေပဲဒီ slide လေးတွေနဲ့ဟောပြောသွားတာလေးတွေကိုပေါင်းပြီးတော့မှကျွန်တော်တို့အပိုင်းလေးတွေခွဲပြီးတော့တင်သွားပေးပါမယ်ဆရာဟုတ်ကဲ့ကောင်းပါတယ်ဟုတ်ကဲ့မေခွန်းရှိပါသေးလားဟုတ်ကဲ့ပါဆရာဆရာဦးကျော်သူကျေးဇူးတင်ပါတယ်မေးပြောသွားတဲ့အချက်လက်တွေကလည်းတော်တော်ကိုကောင်းပါတယ်အထူးသဖြင့်ပညာဆိုင်ရာတွေကိုလေ့လာနေတဲ့ကျောင်းသားတွေအတွက်ဆိုလို့ရှိရင်အရန်သုံးမယ်ဆိုတာကျွန်တော်တို့ယူဆပါတယ်ကျွန်တော်သိချင်တာလေးတစ်ခုပေါ့နော်ကျွန်တော်အဲ့ဆရာပြောသွားတဲ့အထက်မှာကျွန်တော်တို့ဗမာနိုင်ငံကဒီအခုဒီ Guatemala ထွက်နေတဲ့မာယာ blue ပေါ့နော်
အဲ့ Maya Blue လေးကတော်တော်စိတ်ဝင်စားစရာကောင်းတယ်တခြားကြောင့်မပေါ့ဘူးကျွန်တော်တို့ရှိမှအဲ့ Maya Blue လို့ကာလာမျိုးကတော်တော်များများမတွေ့ရဘူးဒါပေမဲ့ဟိုကံကောင်းထောင်းမှဆိုတာကျွန်တော်Ito Igawaကိုရောက်တဲ့အခါမှာအဲ့ Maya Blue နဲ့တူတဲ့ဟောပေါ့ကျွန်တော်တို့ဒီ Blue Jade ကိုကျွန်တော်တွေ့ခဲ့ပါတယ်ဆိုတော့အဲ့ဒါလေးကိုဟိုလေဆရာ reference ထဲမှာလည်းကျွန်တော်တွေ့ရပါတယ်Ito Igawa ဟာကိုတွေ့တော့လေဆိုတော့အဲ့ဒါကတော်တော်ကိုဟိုတစ်ချိန်မှာပေါ့နော်ကျွန်တော်တို့ဗမာနိုင်ငံရဲ့ဒီ blue တွေပါထွက်လာမယ်ဆိုလို့ရှိရင်လည်းဒီ blue 3ခုကနည်းနည်းလေး conflict များဖြစ်လာမလားဆိုတာလေးလည်းတွေးမိပါတယ်ဆရာအဲ့ဒါလေးကျွန်တော်အကြံပေးတာပါဆရာနော် thank you ပါဟိုဒီ blue jay ကတော့ခုနပြောတဲ့blue jay လည်းပြောကြတယ်သူကောင်းလာတယ်ဆိုတော့အသားပိုကောင်းတယ်ဆိုတော့ ice blue jay လို့လည်းတင်စားပြီးတော့သူတို့ခေါ်တယ်ဟာရတော့ကျွန်တော်တို့ဒီ Guatemala ကဒါဟိုးရခင်တွေကဈေးကွက်ရှိပြီးသားဟာပေါ့သူတို့စီအဓိကအရင်တော့ဒါကိုအဓိကသူတို့ရောင်းကြတယ်အဓိကကျွန်တော်ဒါတွေနဲ့ဒီ ornamental ပစ္စည်းတွေလုပ်ပြီးတော့ရှိတယ်အဲဆိုတော့ဒါနဲ့ပတ်သက်လို့လည်းခုနကျွန်တော်ခုနောက်ပိုင်းတော့ကျွန်တော်တို့ကဒီ high quality ကျွန်တော်တို့ဒီ jade jade ပေါ့ green ပေါ့နော် high quality green jade jade emphasize jade တွေကိုပို့ပြီးတော့ emphasize လုပ်ပြီးတော့ပို့ပြီးတော့တောင်မိုးကြီးဆိုတော့ခွဲခြားဖို့အတွက်တွေဘာတွေလုပ်လာကြတာရှိပါဒါပေမဲ့ဒီ blue jade နဲ့ပတ်သက်လို့လည်းကျွန်တော်တို့ခွဲခြားထားတဲ့ခွဲခြားနိုင်တဲ့ဟာတွေငကူတွေကသူစင်နဲ့လှုပ်ထားပြီးသားတွေရှိပါတယ်ဒီမှာတော့ကျွန်တော်ကဒီ green ကိုပို့ပြီးတော့ emphasize လုပ်လို့ပြောပြတာဒါပေမဲ့ကျွန်တော်တို့ဒီအတူတူပါပဲခုနပြောတဲ့ဒီ chemical fingerprint တွေကျွန်တော်တို့ဒီ spectroscope တွေကို spectrum တွေကိုသုံးပြီးတော့ပဲဒါတွေကိုကျွန်တော်တို့ခွဲခြားရတာโอเคကျေးဇူးပါဆရာနောက်ထပ်မိကုံးမေးမြန်းမဲ့သူရှိပါသေးလားဟုတ်ကဲ့ပါဟုတ်ဆရာမင်္ဂလာပါဆရာလက်ရှိဈေးကွက်ထဲမှာလေoffer site ဆိုပြီးတော့မှ certificate နဲ့အယောင်းဝယ်လို့ certificate မှာ offer site ဆိုပြီးထွက်လာရင်ဈေးကွက်ထဲမှာအယောင်းဝယ်ပြတ်ကြတယ်ပေါ့နော်အခုဆရာပြောသွားတဲ့ပုံရဆိုရင် offer site လို့ထွက်လာလေဒါမြန်မာကြောက်စိမ့်မဲလို့သတ်မှတ်လို့ရပါသလားဆရာအားလေးကျေးဇူးပြုပြပါအောင်ရှင်ဟုတ်မြန်မာနိုင်ငံကလည်းခုနပြောသလိုဂျေးတိုက်လည်းထွက်တယ် offer site လည်းထွက်တယ် cosmocro လည်းထွက်တယ်အဲ့တော့ကျွန်တော်ကတိုင်းတာလို့ရပါမူတည်ပြီးတော့မှ offer site ဖြစ်ရင်ကျွန်တော်က offer site ဂျေးမြန်မာပေါ့နော်အဲ့လိုပြီးတယ်အလားတူပဲ Guatemala မှာလည်း offer site ထွက်တယ်Guatemala မှာလည်း offer site ထွက်တယ်အဲ့တော့ Guatemala ထွက်တဲ့ဟာလည်းတိုင်းတာလို့ကျွန်တော်က offer site ထွက်တယ် origin က Guatemala ဆိုရင် Guatemala ပေါ့အဲ့ခုနကမေးခွန်းရ offer site ကိုမြန်မာလို့တတ်မှတ်လို့ရပါသလားဆိုတာကတော့ခုနပြောသူ့ရဲ့ origin ကိုတော့ကျွန်တော်က offer site ပဲဖြစ်ဖြစ်ဂျေးတိုက်ပဲဖြစ်ဖြစ် cosmocro ပဲထွက်သူရဲ့ origin သိဖို့အတွက်ကတော့ထပ်ဆင့်ပြီးတော့ခုနပြောတဲ့ဒီနီးပညာတွေနီးစနစ်တွေနဲ့စစ်ဆေးမှသိမှာပါအဲ့ဆိုအဲ့ဒါတွေနဲ့ကျွန်တော်တို့ကခွဲခြားဖို့တော့လိုမှာဆိုတော့ emphasize တိုင်းလဲမြန်မာလို့ပြောလို့မရပါဘူးဒီလိုပဲဂျေးတိုက်တိုင်းလဲမြန်မာလို့ပြောလို့မရပါဘူးသူ့ origin ကိုကျွန်တော်တို့ကတိကျခွဲခြားဖို့လိုပါတယ်ဟုတ်ကဲ့ဆရာအဲ့ဆိုလို့ရှိရင်မြန်မာနိုင်ငံမှာဆရာဒီ origin ပေးနိုင်တဲ့ဆက်ကအနည်းဆက်ဆုံးဘယ်တော့လောက်ရောက်နိုင်မလဲမသိဘူးဆရာအခုကကျွန်တော်ဒီ case study ဆိုပြီးတော့ကျွန်တော်ရှင်းပြသွားတဲ့ဟာကကျွန်တော်တို့လက်မှာသုံးနေတဲ့ဟာတွေပေါ့နော်ကျွန်တော်စီမှာလာစမ်းသပ်တဲ့ဟာတွေကိုကျွန်တော်ဒါကျွန်တော်လက်ရှိစမ်းသပ်ပြီးတဲ့ဟာတွေတွေ့ရရှိတဲ့ဟာကိုကျွန်တော်တင်ပြတာပါအဲ့တော့ကျွန်တော်ဆက်ကြည့်ရှိတဲ့ lab တွေကျွန်တော်နိုင်ငံမှာလည်းရှိပါတယ်ရှိပါဆိုတော့အဲ့ဒီရှိတဲ့ set တွေ lab တွေကဟိုသူတို့ခွဲခြားပြီးတဲ့ဟာတွေကျွန်တော်လုပ်နိုင်လို့ရပါတယ်အဲဆိုတော့အကယ်၍ဒီ set တွေမရှိသေးဘူးဆိုလို့ရှိရင်တော့နည်းနည်းလေးခက်ခဲမှုတော့ရှိနိုင်ပါတယ်အဲဆိုတော့ဘာလို့ဆိုတော့ဒါတွေထဲမှာတိကျခွဲနိုင်မယ်ဆိုတဲ့အခါကျတော့အဲ့လိုတော့ရှိပါတယ်အဲ့တော့ဟိုကိုတိုင်းတာမဲ့ lab တွေမှာဟိုစစ်ဆေးလက်တွေမှာဘယ်လိုနည်းစနစ်တွေဘယ်လို standard တွေနဲ့စစ်ဆေးလဲဆိုတာကိုကဟို standard ပဲဆိုလို့ရှိရင်တော့လေ့လာရင်တော့ပိုကောင်းမှာပေါ့နော်ကျေးဇူးပါဆရာဟုတ်ကဲ့မမို့မေးပါဟုတ်ကဲ့ဆရာဟုတ်ကဲ့အဲ့ Guatemala ထွက်တဲ့ကြောက်စိမ့်ရှိတဲ့နေရာကိုဒီက gemologist student တွေရောဒီပြင်စိတ်ဝင်စားတဲ့လူတွေ excursion ထွက်လို့မရဘူးလားရနိုင်ပါတယ်ရနိုင်ရင်လုပ်ပါဥဆောင်ပြီးသွားရအောင်ကဲသူကဟိုပထမအဆင့်ကတော့သူကအမေရိကသွားမှာတယ်သူကဘာလို့ဆန်ဖရန်စစ္စကိုနဲ့နီးတာဟုတ်ဆိုတော့ဟိုနောက်တစ်ခါသူက Guatemala mine တွေကလည်းသူတို့စီမှာလည်းသူတို့ကဟိုဘယ်လိုခေါ်မလဲသူတို့နီးသူတို့ဟန်နေတော့တင်းကျပ်မှုတွေတော့ရှိတယ်ဟိုကျွန်တော်တို့အဆက်အသွယ်သူတို့ရဲ့ကုမ္ပဏီတွေနဲ့ချိတ်ဆက်ဖို့လိုတယ်သူတို့ကုမ္ပဏီနဲ့တိကျွမ်းတယ်သူတို့ခွင့်ပြုတယ်ဆိုရင်တော့ကျွန်တော်တို့သွားလို့ရတယ်သူတို့စီမှာလည်းဟိုဒီတိုင်းဟိုမျိုးတော့ open တော့သိမလွယ်ဘူးပေါ့နော်အဲ့လိုမျိုးတော့ရှိတယ်ဒါပေမဲ့အခုတော့ပညာရှင်တွေလည်းဟိုကျွန်တော်တို့စီကတော့မဟုတ်ဘူးနိုင်ငံခြားပညာရှင်တွေလည်းသူသွားနေကြတယ်သွားပြီးတော့ဆိုတော့ဟိုသွားလို့တော့ရမယ်လို့တော့ကျွန်တော်ထင်ပါတယ်ဒါပေမဲ့လှုပ်ဆောင်ရမယ့် process တွေကတော့ရှိမှာပေါ့နော်ဆရာတို့ဥဆောင်ရင်လွယ်သွားမှာပါ
ဟုတ်ကဲ့စူးစမ်းကြည့်ပါမယ် စူးစမ်းစီစဉ်ကြည့်ပါမယ် ဆရာမင်္ဂလာပါဆရာ ဟုတ်ကဲ့ ဟုတ်ကျွန်တော်တို့ဒီကကြောက်စိမ်းလုပ်ငန်းရောင်းဝယ်လုပ်ကိုင်နေတဲ့လူတရားပါခင်ဗျာဟိုဒီကမေးချင်တာတော့ဆရာအခုလက်ရှိပေါ့ရန်ကုန်မှာတက်ခွဲကန်းတွေတော်တော်များများရှိတယ်ပေါ့နော်ကျွန်တော်တက်ခွဲကန်းတွေမှာဟိုအယောင်းဝယ်ဖြစ်ပြီးလို့ကြောက်တွေပါသွားစစ်တဲ့အခါမှာတချို့တက်ခွဲကန်းတစ်ခုနဲ့တစ်ခုကအဖြေမတူဘူးပေါ့နော်ဟိုခုနကပြောလို့ပေါ့ဂွာတီမာလာသို့မဟုတ်မြန်မာတချို့တော်တော်များများတော့ location ကိုထည့်မပေးကြဘူးပေါ့ထည့်မပေးတဲ့အခါကျတော့ကျွန်တော်ရောင်းဝယ်လုပ်တဲ့အခါမှာရောင်းဝယ်ပြတ်တာတွေတော်တော်များတယ်ပေါ့နော်ဒါလေးတွေကိုတူညီအောင်လို့ပေါ့တက်ခွဲကန်းတစ်ခုနဲ့တစ်ခုတူညီတဲ့အဖြေလေးတွေထွက်အောင်လို့ဆရာတို့ဘယ်လိုမျိုးများဆောင်ရွက်ပေးလို့ရမလဲပေါ့ကျေးဇူးတင်ပါတယ် ကျွန်တော်လည်းဆောင်ရွက်ပေးချင်ပါတယ်ဒါမဲ့ရန်ကုန်တိုင်းကျောင်းမြတ်ကုန်သည်များအတင်းအဆောင်ရွက်ရင်ပိုတင့်တော်မယ်ထင်ပါတယ်ဘာလို့ဆိုတော့ organization ဆိုတော့လေနိုင်ငံတကာမှာလည်းဒီလို organization တွေကနေမှပဲဟိုကျွန်တော်တို့ကြီးကြပ်ပြီးတော့ဈေးကွက်မှာကြီးကြပ်တယ်တခွဲကန်းတွေကိုကြီးကြပ်တယ်စသဖြင့်ဒါမျိုးတွေလိုအပ်တဲ့ကျွန်တော်ညွှန်ကြားချက်တွေကျွန်တော်တို့ information တွေဒါတွေသူတို့ကအခါအားလို့ဆိုတာထုတ်ပြန်ပေးကြတယ်နောက်တစ်ခါကျွန်တော်တို့အယောင်းဝယ်လုပ်တဲ့ကြောက်ကုန်သည်တွေအစကျွန်တော်တို့ guideline တွေဒါမျိုးတွေကျွန်တော်ပေးကြပါတယ်ဥပမာဟိုကျွန်တော်တို့အမေရိကဈေးကွက်ဆိုရင်ကျွန်တော်တို့ FTC လို့ခေါ်တယ်ကျွန်တော်တို့ Federal Trade Council သူတို့သတ်မှတ်ထားတဲ့စီကံချက် rules တွေကိုမလိုက်နာဘဲနဲ့ရောင်းလို့မရအောင်အဲ့လိုမျိုးတွေကျွန်တော်တို့စီမှာလည်းရှိလာမယ်ဆိုရင်တော့ဟိုတူညီမှုတွေဖြစ်လာမှာပေါ့နော်အခုကတော့ကျွန်တော်တို့ကတော့လက်ရှိကျွန်တော်တို့ဒီအခုကျွန်တော်တို့ဆိုရင်တော့ LMHC ပေါ့နော် LMHC ဆိုတဲ့ဟာဒီ Lebanon Harmonization ဆိုတဲ့ committee ဆိုတဲ့ထုတ်ပြန်ထားတဲ့ဟာတွေကိုအခြေခံပြီးတော့ကျွန်တော်တို့စစ်ဆေးတဲ့နေရာရေးသားတဲ့နေရာတွေမှာကျွန်တော်တို့တတ်နိုင်သွေးအသုံးပြုပါတယ်အဲ့လိုမျိုးပဲဂျာစတန်ဒတ်တွေဟိုကိုဘယ်လိုခေါ်မလဲသုံးရတဲ့ပုံမှာမူတည်ပြီးတော့ကွဲပြားမှုလေးတော့လည်းရှိနိုင်တယ်ပေါ့နော်အဲ့တော့ဒါတွေကဟိုတစ်ခုလုံးတူညီဖို့ဆိုတာတော့ဟိုကျွန်တော်မှရှိတဲ့လက်၅ချောင်းတောင်မှမတူဘူးဆိုတော့နည်းနည်းတော့ဟိုအချိန်တော့ယူရအောင်မယ်ထင်ပါတယ်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ဆရာနောက်တစ်ခုပေါ့တစ်ခုတော့ဟိုအခုနောက်ပိုင်းပေါ့ကိုဗစ်နောက်ပိုင်းမှာတက်ခွဲကန်းတော်တော်များများကျွန်တော်တို့ပေါ်ထွက်လာတယ်ပေါ့နော်ဒီဟာလေးတွေကိုကျွန်တော် standard တစ်ခုအနေနဲ့သတ်မှတ်ထားတာရှိလားပေါ့တက်ခွဲကန်းတစ်ခုဖွင့်မယ်ဆိုလို့ရှိရင်ဘယ်လိုပစ္စည်းမျိုးတွေပြည့်စုံရမယ်လို့ဘယ်လိုပညာရှင်မျိုးဖြစ်ရမယ်လို့ကျွန်တော်တို့လည်းဒီပညာရေးဆိုင်ရာကိုစိတ်ဝင်စားတော့စူးစမ်းနေတဲ့လူတယောက်ပေါ့အဲ့ဒါလေးသိချင်ပါဆရာဟုတ်ဟိုအခုဒီ2025ထဲမှာပဲပေါ့နော်ကျွန်တော်တို့ဒီမြန်မာနိုင်ငံမြန်မာ MG ပေါ့မြန်မာကျောက်မဲ့လုပ်ငန်းပေါ့နော်မြန်မာကျောက်မဲ့ဒီကျွန်တော်တို့ဒီတဘာပဝန်းကျင်နဲ့တန်တာဝန်ကြီးဌာနအောက်ကမြန်မာကျောက်မဲ့လုပ်ငန်းကနေမှကျွန်တော်တို့အမိန့်ညွှန်ကြားချက်ဥပဒေတွေထွက်လာတာရှိပါတယ်ဟုတ်ကဲ့အဲ့ဒါတော့သူကဒီတက်ခွဲကန်းဥပဒေပေါ့တက်ခွဲကန်းဥပဒေကိုညွှန်ကြားချက်လို့ဟာမျိုးတွေပေါ့လေထွက်လာရှိပါတယ်ကျွန်တော်တို့တက်ခွဲကန်းတစ်ခုတီထောင်မယ်တက်ခွဲကန်းတစ်ခုဖွင့်တော့မယ်ဆိုလို့ရှိရင်တို့ထုတ်ပြန်ထားတဲ့အဲ့ဒီစီမီစီကန်းတွေနဲ့ကိုက်ညီအောင်ကျွန်တော်တို့လှုပ်ဆောင်မှုတွေရှိပါတယ်အဲ့ဒါတွေကိုက်ညီမှတို့ကတက်ခွဲကန်း license ချပေးပါဖြစ်ပါတယ်အဲ့တော့အခုကျွန်တော်တို့လက်ရှိကတော့တို့ဥပဒေတော့ထုတ်ပြန်ပြီးပြီကျွန်တော်တို့တက်ခွဲကန်းတွေကတော့အခုဒီ license တွေရဖို့အတွက်ကိုကျွန်တော်တို့ဟိုဘယ်လိုခေါ်မလဲဆိုတော့တင်နေကြအောင်ပဲရှိပါသေးတယ်အချို့တက်ခွဲကန်းတွေဆိုလဲလာပြီးကွင်းစင်းစစ်ဆေးပြီးတဲ့အဆင့်တွေလည်းရှိတယ်လို့ကြားရပါတယ်အဲဆိုတော့အဲ့လိုမျိုးဒီဘာကြောင့်မဲ့လုပ်ငန်းကနေမှထုတ်ပြန်ထားတဲ့ဥပဒေနဲ့ညွှန်ကြားချက်တွေရှိပါတယ်အခုတက်ခွဲကန်းတွေကနောက်ပိုင်းမှာအဲ့ဒီအတိုင်းကျွန်တော်တို့လိုက်နာပြီးတော့ကျွန်တော်တို့ထုတ်တဲ့ certificateဒီ report တွေမှာအစပါမဲ့ warning တွေကအစသူတို့ထုတ်ပြန်ထားတာရှိပါတယ်အဲဆိုတော့အဲ့ဒါလည်းကျွန်တော်တို့ဒီမြန်မာဆွဲဆောင်ချမ်းထဲမှာဒါမှမဟုတ်လည်းကျွန်တော်ဒီမြန်မာနိုင်ငံရန်ကုန်တိုင်းကျောင်းမြတ်လုပ်ငန်းရှင်များအသင်းကကျွန်တော်တို့ Viber group တွေမှာလည်းဆရာဦးကျော်ဝနာတို့အစိုးရရဲ့ share ပေးထားတွေရှိပါတယ်ဆိုတော့အဲ့လိုမျိုးတွေကျွန်တော်တို့ဝင်ဖတ်ကြည့်ရင်လည်းကျွန်တော်တို့ဘယ်လို rules တွေရှိတယ်ကျွန်တော်တစ်ခွက်ကန်းတွေကဘာတွေလိုက်နာရမယ်နောက်ကလာရောက်စစ်ဆေးတဲ့ customer တွေဘက်ကဘယ်လိုတွေ complaint တက်နိုင်တယ်တစ်ခွက်ကန်းကဘယ်လိုဖြေရှင်းပေးရမယ်စသဖြင့်သူတို့အသေးစိတ်ရေးဆွဲထားတာရှိပါတယ်ကျွန်တော်ဒါတွေကိုအခုစပြီးတော့အကောင့်ထဲပေါ်ပြီးတော့လုပ်နေကြအောင်ကျွန်တော်တို့လုပ်နေကြပါတယ်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ဆရာဟုတ်ကဲ့ကျေးဇူးတင်ပါတယ်နောက်ထပ်အမေကောများရှိပါသေးလားမင်္ဂလာပါဆရာမင်္ဂလာပါကွာတီမာလာနဲ့မြန်မာကြောက်စိမ်းနဲ့ခွဲခြားတဲ့နေရာမှာရိုးရိုးတက်ခွဲကန်းမှာမဆန်းသက်ဖဲနဲ့ရိုးရိုးမျက်စိနဲ့
ခွဲခြားစိတ်ဖြာလို့ရမယ်ထင်သာမြင်သာရှိတဲ့အချက်လေးတွေရှိရင်ပြောပြပြပါဆရာ ကျွန်တော်ခုနကတော့ရှင်းပြတယ်မှာတော့ပါပြီးသားပါဟိုဘယ်လိုခေါ်မလဲကျွန်တော်တို့တာမန်မျက်စိနဲ့ကတော့ကျွန်တော်တို့ဒီတိုင်းအလွတ်ခွဲခြားနိုင်မှုကတော့ခက်ခဲပါတယ်ဒီကြောက်တစ်ခုရဲ့ပါဝင်တဲ့ခုနပြောတဲ့အောင်းဝင်တွေထူးခြားတဲ့အောင်းဝင်တွေဥပမာပြစဖိန်အောင်းဝင်လိုမျိုးပါလာသလားကျွန်တော်တို့ black spots တွေပါလားစသဖြင့်မြန်မာပြည်ကကြောက်စိမ်းဆိုရင်လည်းခုနပြောတဲ့ cosmoglow patch တွေပါသလားဒါတွေကိုကျွန်တော်တို့ကတာမန်မျက်စိနဲ့အဖြူအောင်တွေ့မယ်အစိမ်းအောင်တွေ့မယ်ဒါဒီအစိမ်းအောင်ဒီ cosmoglow လားခြား green element green mineral လားဆိုတာကိုကျွန်တော်တို့ကသိဖို့ဟာမျက်စိနဲ့တော့မသိနိုင်ပါဘူးဆိုတော့ခက်ခဲပါတယ်ရိုင်းခွဲခြားဖို့တော့သိမလွယ်ပါဘူးဟိုတေးကြတဲ့တခွက်ကမ်းမှာစစ်ဆေးမှသာသူ့ရဲ့ဂေါ်ဒီမာလာလားမြန်မာလားဆိုတော့ကျွန်တော်တို့သိနိုင်ပါပါဟုတ်ကဲ့ပါအခုလိုပြည့်စုံမေကွန်းလေးတွေမေးမြန်းပေးကြတဲ့ဒီကြောင့်မြတ်ဝါနာရှင်တွေချစ်သူတွေအားလုံးကျေးဇူးတင်ပါတယ်နောက်ထပ်မေကွန်းလေးရှိပါသေးလားကျွန်တော်တို့မေကွန်းလေးရှိမေးပေးပါမင်္ဂလာပါဆရာမင်္ဂလာပါကျွန်တော်သိချင်တာတစ်ခုကလေ origin မတူတာနဲ့ဈေးနှုန်းကတော်တော်လေးဟသွားတယ်ဆိုတော့ origin ခွဲတာအမတန်ရေးကြီးတဲ့ report ထဲမှာပါမယ်အချက်လက်ဆိုပြီးတော့ကျွန်တော်နားလည်ပါတယ်အဲ့ဒီမှာကျွန်တော်တို့ report တွေထွက်လာတဲ့အချိန်မှာအဲ့ report မှာဆရာတို့ကဘယ် equipment တွေကိုသုံးပြီးတော့ဒီ professional option ကိုပေးတယ်ဆိုတာမျိုးကိုဒီ report တွေမှာ reflect လုပ်ထားပါသလားတခြား international lab တွေရောအဲ့လိုမျိုးလုပ်ထားရှိပါသလားဆိုတော့သိချင်ပါတယ်အများအပြည့်တော့ကျွန်တော် international lab တွေမှာတော့သူကဒီ report တွေမှာထည့်မရေးကြအောင်ဒါပေမဲ့တချို့ဂျပန်ကချို့ lab တွေမှာတချို့ FDI ကသုံးထားတယ်တချို့ကျွန်တော်ဟောင်ကောင်ထိုင်ဝမ်ကချို့ lab တွေမှာ FDI ကသုံးတယ်အရင်တော့ကျွန်တော်တို့ ID ပေါ့နော်အဓိကတော့ကျွန်တော်တို့AJ လား BJ လား CJ လားဆိုတော့ခွဲခြားတဲ့ဟာသုံးဖို့အတွက်တော့သုံးကြတော့ရှိပါနောက်ပိုင်းမှာတော့ကျွန်တော်တို့ဒီ origin တို့ဒီနောက်ပိုင်းကတော့တော်များ international မှာပြင်ကျွန်တော် SSCF တို့ GIA တို့မှာထည့်ရေးလိုက်တဲ့မရှိကြတော့ပါဒါမဲ့လို့မရှိမဲ့လို့သူတို့ရဲ့ဒီဘယ်လိုခေါ်လဲဆိုတော့သူတို့ဒီ declare လုပ်ထားတဲ့သူတို့ဒီ disclosure လုပ်ထားတဲ့ဟာတွေကတော့သူတို့ရဲ့ website တွေသူတို့ရဲ့ page တွေမှာအကုန်လုံးဖော်ပြထားတာရှိပါတယ်သူတို့ဒီ lab တစ်ခုမှဆိုရင်ဘာ set တွေသုံးတယ်ဘယ်လိုတွေနဲ့စစ်တယ်စသဖြင့်အမျိုးမျိုးသူတို့ရဲ့ standard တွေအမျိုးဖော်ပြကြရပါတယ်ဆိုတော့ဒီ report တစ်ခုချင်းမှာတော့သူထည့်မရေးကြပါဘူးဘာလို့ဆိုတော့ဒါကျွန်တော်တို့ပွင့်လင်းပြောရရင်ကျွန်တော်ကြောက်စစ်ဆေးတယ်ဆိုတာလေဟိုအပြင်ကြောက်တစ်ခုလာတယ်စက်က9ခုရှိတယ်9ခုလုံးသုံးခြင်းမှလည်းသုံးပါ2ခုတည်းနဲ့အဖြစ်ထွက်လည်း2ခုပဲသုံးရင်သုံးပါဒါပေမဲ့အဲ့မှာ9ခုလုံးရေးထားပါတယ်ဆိုပြီးချက်ရေးနေအောင်လေကျွန်တော်တို့ကကိုယ့်ကိုယ်လည်းဒါမမှန်ဘူးပေါ့နော်တချို့ကကြလည်း9ခုလုံးသုံးမှသိနိုင်တာလည်းရှိနိုင်တာအစသဖြင့်ဒီမျိုးတွေလည်းရှိနိုင်တာကြတော့တစ်ခုလောက်ပဲသုံးရတယ်ဆိုတဲ့ဟာမျိုးဥပမာပြင်ရင်တော့ကျွန်တော်တို့ကြောက်စိမ်း A ကြိလား B ကြိလား C လားဒါကိုခွဲခြားတဲ့ခါကျတော့ကျွန်တော်တို့ FDI ဟာရှိမှပိုသေးကြတယ်ဆိုတဲ့ခါကျတော့ကျွန်တော်တို့ဒါတော့ FDI ဟာစမ်းသပ်ထားပါတယ်ဆိုတဲ့ဟာလေးထည့်ရေးတိုင်းအားဒါပိုးသေးကြတယ်ပေါ့အဲဒီလိုမျိုးဆိုတော့ခုနောက်ပိုင်းဒီ origin အတွက်ကတော့ set တွေကအများကြီးသုံးရတဲ့ခါကျတော့ကျွန်တော်ရေးထားတာတော့သိမတွေ့ရပါဘူးဒုတိယမေးခွန်းအနေနဲ့ကျွန်တော်တို့ client ပေါ့နော်ကျွန်တော်တို့ကတက်ခွဲကန်းတွေကိုဘလို့အချက်လက်တွေပေါ့အခြေခံပြီးတော့စိတ်ချမှု SSCF တို့ Goblin တွေကတော့ဒါသူ့ရဲ့ standard တစ်ခုရှိထားပြီးဆိုတော့ယုံကြည်ရလောက်တယ်လို့အားလုံးကယူဆထားတော့ကျွန်တော်တို့အဲ့ lab တွေကိုသွားစစ်နိုင်အောင်ကောင်းတယ်သို့တော့ local အနေနဲ့မှာကျွန်တော်တို့ကစစ်မဲ့လူတွေကဘယ် criteria တွေမူတည်ပြီးတော့မှဘလို့ lab တွေကိုရွေးရမလဲဆိုပြီးတော့အဲ့ဒါမျိုးကိုအကြံပြင်းအဖြစ်ဘလို့မျိုးလေးရွေးတဲ့တယ်ဆိုတာမျိုးကိုဆရာအနေနဲ့ဘလို့အကြံပေးချင်ပါတယ်လဲကျွန်တော်တို့စီမှာခုနပြောသလိုပေါ့လေကိုစိတ်ပါဝင်စားတယ်ကိုကတေးရှာပညာပိုင်းဆိုင်ရာလဲဘူးတရာတည်ရနားလေတယ်ပြုတယ်ဆိုရင်ရှင်တော့ခုနပြောဆိုဘယ် lab ကဘယ် standard နဲ့သုံးနေတယ်လဲဘယ် lab ကဘယ်လိုပစ္စည်းတွေနဲ့စစ်နေတယ်ဒါကိုအခြေခံပြီးတော့မှဘယ် lab မှာတော့စစ်ဆေးမယ်ဒါကကိုယ့်ရဲ့ဆုံးဖြတ်ချက်ပေါ့နော်ဒါပေမဲ့ကျွန်တော်တို့အများစုကတော့ကျွန်တော်ကိုကြိုက်တဲ့နေရာကိုစစ်မှာကိုယုံကြည်တဲ့နေရာကိုစစ်ကြမှာဆိုတဲ့ဟာတော့အခြေခံပါပဲဆိုတော့ကျွန်တော်တို့ကဘယ်မှာစစ်ပါဘလူးစီမှာစစ်ပါဆိုတော့ကိုယ့်လက်ကိုတိဆောက်ကြတာပဲဆိုတော့ကျွန်တော်ကိုယ့်လက်ကိုယုံကြည်လာအောင်ကိုယ့်ရဲ့ ethic ကောင်းအောင်ဒါမျိုးကွက်ကိုပဲကိုယ့်လက်တိုင်းကွက်ကိုတိဆောက်ကြပြီးတော့မှသူကသူဒီကျွန်တော်တို့လူတွေကလက်ခံလာတယ်ဆိုတော့မှပဲဒါဖြည်းဖြည်းနဲ့စစ်တယ်လို့များလာမယ်ပိုတိလာမယ်ဒီမျိုးလည်းရှိနေတာပေါ့လေဒါကတော့စစ်ဆေးတဲ့လူရဲ့ရွေးချယ်မှုပါဆိုတော့ဘယ်မှာစစ်တင်တယ်ဘာလို့ဆိုတော့ကျွန်တော်တို့ကပြောဖို့ဆိုတော့မလွယ်ပါဘူးကျေးဇူးတင်ပါဆရာဟုတ်ကဲ့ကျေးဇူးတင်ပါတယ်အခု
မိကွန်မေးတဲ့သူတွေကလည်းတော်တော်လေးတော့အားလုံးရဲ့ကိုစားပြည့်ပြည့်စုံစုံမေးပြီးပြီလို့ထင်ပါတယ်ဟုတ်ဆရာကလည်းပြည့်ပြည့်စုံစုံဖြေကြားပြီးပါပြီနောက်ထပ်မတူညီတဲ့မိကွန်လေးများမေးချင်တာရှိရင်ပေါ့နော်အခြေုံငှက်ကွက်ပြီးတော့အနေငယ်ခွင့်ပေးပါမယ် မင်္ဂလာပါဆရာ မင်္ဂလာပါ ဟုတ်ဆရာကျမတို့ဈေးကွက်မှာအခုအယောင်းဝယ်ဖြစ်သွားပြီဆိုရင် lab စစ်တယ်အဲ့မှာ country မထည့်ပေးဘူးဖြစ်နေတယ် country မြန်မာမှာကြောက်စိမ့်ကိုဝယ်ချင်ကြတာအဲ့လိုဖြစ်နေတော့ lab တဆင့်လဲတို့က location ကိုမထည့်ပေးဘူးဖြစ်နေတယ်မထည့်ပြီးတော့အယောင်းဝယ်ကတော်တော်မှပစ္စည်းကြိုက်ပြင်မဲ့လဲအယောင်းဝယ်ကအဲ့certificate မှာတို့အဲ့ country မထည့်ပေးလို့ကျမတို့မှာအယောင်းဝယ်ပြည့်ရတယ်ဆရာအဲ့ဒါကြောင့် lab တွေကိုစစ်စင်ရင် country location လေးထည့်ပေးဖို့အဲ့ဒါလေးတင်ပြချင်တာရှင်ကျွန်တော်လက်ကတော့ထည့်ပြီးပါပါ တမြန်မာမထည့်ဘူးဖြစ်နေတာအေးချိတ်တော့ထွက်တယ်ဆရာ အခုနပြောဆိုလေကျွန်တော်တို့ဒီဂွာတီမာလာနဲ့မြန်မာကိုခွဲဖို့အတွက်ဆိုရင်ကျွန်တော်လိုအပ်တဲ့ instrument တွေရှိဖို့လိုအပ်ပါတယ်လိုအပ်တော့ကျွန်တော်တို့ချို့ lab တွေမှာကျတော့ instrument အကုန်အပြည့်စုံမရှိသေးဘူးဆိုရင်တို့ကလည်းတာဝန်ယူရတဲ့ risk များတဲ့ခါကျတော့ origin ကိုမဆုံးဖြတ်ပေးတာပါအဲဆိုတော့ဒါမျိုးလည်းရှိနိုင်ပါတယ်အဲဆိုတော့ကျွန်တော်တို့ကကိုရောင်းဝယ်လုပ်တဲ့ပုံမူတည်ပြီးတော့ကိုယ့်ရဲ့ကြောက်ရဲ့တန်ဖိုးအလိုက်ဥပမာဖြင့်origin ထုတ်ပေးတဲ့ GIA မှာပဲစစ်ရမလား SSC မှာပဲစစ်တင်လားဒါမျိုးလဲကိုကစဉ်းစားရမှာပေါ့လေဒါမျိုးတွေကျွန်တော်တို့ရွေးချယ်နေတာလည်းရှိပါတယ်ဒါပေမဲ့ကျွန်တော်တို့တန်ဖိုးနေတဲ့ကြောက်တဲ့ကြောက်စိမ့်တွေကြတော့ကျွန်တော်လည်းစဉ်းစားနေပါတယ်ကြောက်စိမ့်တန်ဖိုးကလည်းမကြီးမားတဲ့ကြောက်စိမ့်မျိုးတွေဆိုရင်ကျွန်တော်တို့ဒီ lab တွေမှာဒီ origin ထုတ်ဖို့အတွက်ဒီလိုမျိုးခဲဒီလို instrument တွေနဲ့စစ်မှရမယ်ဆိုရင်အချိန်ရောငွေရောကတော်တော်လေးများပါတယ်များတဲ့အခါကျတော့ကျွန်တော်ထင်တယ်တာမန်ကြောက်စိမ့်တစ်ပွင့်ဆိုရင်သူ့စစ်ခါပိုများမလားမသိဘူးဆိုတော့ SSC ရဲ့လိုဟာမျိုးဆိုလို့ရှိရင်ပိုများပါတယ် SSC ကဆိုရင်သူ့ရဲ့ကြောက်စိမ့်ကျွန်တော်တို့ဒီကတောင်းကြောက်တော့သွားစစ်လို့မလွယ်ပါဘူးစစ်ခါကြောက်တဲ့ဈေးကြီးနေမှာဆိုတော့ဒါတွေကလည်းနောက်ကျွန်တော်တို့တွေ့လာမယ့် issue တွေပါအဲဆိုတော့ lab တွေကလည်းခုနပြောသလိုကြောက်ကလည်းတန်ဖိုးကြောက်ကြီးမကြီးမှန်းသိတယ်စစ်ခါကလည်းခုနပြောသလိုကိုစစ်ရတဲ့ instrument တွေနဲ့ကိုက်အောင်စစ်မယ်ဆိုရင်ဘလို့မှဈေးကွက်မှာအဆင်မပြေနိုင်တာတွေရှိလာနိုင်ပါတယ်ဒါတွေကျွန်တော်ထင်တာပေါ့လေအဲဆိုတော့ရှိနိုင်ဒါတွေကိုလည်းရေရှည်ကျွန်တော်တို့ဘလို့လောက်ရမလဲဆိုတာလေးတော့တွေးနေရတာပေါ့နော်စဉ်းစားနေရတာမျိုးလို့ရှိပါအဲ့တော့ခုနပြောတဲ့ကျွန်တော်တို့ lab တွေကနေမှ origin ထည့်ပေးဖို့ဆိုတော့ကျွန်တော်ပြောလို့မရပါဘူးသူ့ lab တိုင်းလူတိုင်းသူ့ရဲ့standard နဲ့သူ့ရဲ့ procedure နဲ့သွားနေကြတာဆိုတော့သူတို့ရဲ့အတိုင်းပဲသွားမှာပါဟုတ်ကဲ့ပါဆရာကိုကျော်စွာ lab မှာတော့ country ထွက်တယ်လို့ပြောပါတယ်တကယ်ချင်းညာနေသိကျင်ရင်နဲ့ကိုကျော်စွာ lab မှာတစ်စစ်တယ်အဲ့လိုတော့ပြောတယ်ဆရာဟုတ်မှာပြီးမှာပါကိုကျော်စွာ lab မှာလည်းရှိမှာပါဒီပြင်ကိုဖုံဖြိုးကန်ညိုလက်မှာလည်းရှိမှာပါပြီးတဲ့လက်တွေရှိမှာဒီပြင်လက်တွေပြီးတဲ့လက်တွေမှာလည်းရှိမှာပါသူတို့မှာရှိတဲ့သူတို့သုံးတဲ့ standard တွေနဲ့သူတို့ရဲ့ဟာတွေပေါ့ equipment တွေပေါ့မူတည်ပြီးတော့ဒါတွေကခွဲခြားမှုတွေမျိုးပေးကြမှာပါဟုတ်ကဲ့ပါဆရာကျေးဇူးတင်ပါတယ်ရှင်ဟုတ်ကဲ့ပါအခုဆိုရင်မိကွန်းလေးတွေရောဆရာအဖြေတွေလည်းတော်တော်လေးတော့ပြည့်စုံလောက်ပြီလို့ထင်ပါတယ်ခင်ဗျာတကယ်ဟုတ်ကဲ့ဆရာတစ်ခုလောက်တော့ခွင့်ပေးပါအောင်နော်ဆရာရပါကျွန်တော်နောက်ကဆရာဦးကျော်ဝင်လာဟုတ်ကဲ့ပါဗျာဟုတ်ကဲ့ပါဟုတ်လို့ဆရာမင်္ဂလာပါကျွန်တော်ကရန်ကုန်တက္ကသိုလ်ကဘူမီပထမနှစ်ဖြစ်တယ်ဟုတ်အဲ့ဒါကျောင်းသားတစ်ယောက်အနေနဲ့သိချင်တာတွေရှိလို့orange jade တို့ red jade တို့ multi color jade တို့ရှိရလေအဲ့ဒါ blue jade နဲ့ဆိုရင်အဲ့သုံးခုကဘယ်ဟာပို့ပြီးတော့ရှားလဲဗျဘယ် jade နဲ့ဆိုရင်orange ရယ် red ရယ်ပြီးတော့ multi color ရယ်ဟုတ်အဲ့ဒါကိုဘယ်ဟာပို့ရှားလဲအဲ့သုံးခုရယ် blue jade ရယ်ဆိုရင်ဘယ်ဟာပို့ပြီးတော့ရှားမလဲဗျblue jade ဟုတ်blue jade ဆိုတာတော့ခုနပြောတဲ့ကျွန်တော်တို့ဂွာတီမာလာထွက်တဲ့ blue jade လိုဟာမျိုးကြတော့ကျွန်တော်တို့စီမှာတိတ်မတွေ့ရဘူးလေသူကနေတော့ပါကျွန်တော်တို့စီမှာတော့ချွမ်ပြာတို့ချွမ်နီတို့ခေါ်တဲ့လာဗန်ဒါပေါ့နော်လာဗန်ဒါမှာအပြာပဲရှိတယ်เนาะတကယ်ကိုလာဗန်ဒါအပြာတွေမှာတကယ်ကိုပြာတဲ့အပြာမျိုးရှိတဲ့ jade တွေရှိအဲ့မျိုးတွေကတော့ရှားပါတွေ့ရတဲ့ဟာမျိုးတွေပေါ့အဲ့ဒီမှာအနီရောင်ဘက်ကိုသွားတဲ့ဂျိတ်အနီရောင်ပေါ့လေကျွန်တော်တို့ရှိတယ်လို့တော့ပြောတယ်ကျွန်တော်တို့တော်တော်လေးတွေ့ဖို့ခဲရင်းတယ်တော်တော်လေးတွေ့ချင်အဲ့တော့ရှားပါမှုအနေနဲ့ပြောမယ်ဆိုရင်တော့တကယ် imperial quality အနီရောင်ဆိုရင်တော့ပိုရှားပြီးတော့တန်ပါပေါ့ရှားပါမှုအတွက်ပေါ့နော်ရှားပါမှုရှိပါပုံမှန်အားဖြင့်တော့ကျွန်တော်တို့တကယ် imperial green quality imperial quality ကတော့ဒါဈေးကွက်မှာဈေးကြီးဆုံးအကောင်းဆုံးအနေနဲ့ပဲအများကြီးသုံးနေကြတာပေါ့လေအဲ့လိုမျိုးလို့ရှိဟုတ်ကျေးဇူးပါဆရာဆရာ
မိကွန်လေးတွေအဖြေလေးလည်းပြည့်စုံပါတယ်ဒါပေမဲ့ဒီကျွန်တော်တို့ market မှာကလည်းမြန်မာကြောက်စိမ်းနဲ့ Guatemala ကကုန်တယ်တွေကြားမှာလည်းတော်တော်လေးကိုပြောဆိုနေရတဲ့ကိစ္စဖြစ်တယ်ပေါ့နော်အဲ့ဒါကြောင့်လည်းဒီမှာမိကွန်မေးခြင်းနဲ့သူတွေကလည်းအများကြီးထွက်ပေါ်နေတာတွေ့ရတယ်ဆရာဟုတ်ဆရာဦးကျော်နာကိုလည်းခွင့်ပန်ပါတယ်ဆရာအချိန်လေးနည်းနည်းဖဲ့ယူပါမယ်ဆရာမင်္ဂလာပါခင်ဗျာကျွန်တော်ရန်ကုန်တက္ကသိုလ်ကကျောင်းသားတစ်ယောက်ပါကျွန်တော်ခုနဆရာပညာရေးပိုင်းဆိုင်ရာမှာပြောသွားတဲ့အထက်မှာ RE ပါဝင်မှုအကြောင်းဆရာပြောသွားတာတွေ့ရပါတယ်အဲ့တော့ဒီဂျမ်ပေါ့အဓိကအဖြစ်ဒီဂျိတ်ပေါ့ဂျိတ်ထဲမှာကြတော့ဒီ RE ရဲ့ပါဝင်နှုန်းတွေကဘယ်လိုမျိုးဘယ်လိုအတိုင်းအတာထိအေးပါတယ်အဲ့သူတို့ရဲ့ quality ဘိုင်းကိုဘယ်လိုတက်ရောက်မှုရှိရလဲဆိုတာအဲ့အမျိုးသိချင်ပါတယ်ဆရာကျွန်တော်က trace element ဆို trace element အနေနဲ့တိုင်းတာတာပြောကျွန်တော်ဒါလည်းကျွန်တော် ICP MS နဲ့မှာပဲတိုင်းလို့ရတယ်ICP MS ကလည်းသူရဲ့တိုင်းတာတဲ့ level ကခုနပြောတဲ့ PPB ပေါ့ပတ်ပါဘီလီယံလောက်ထိတိုင်းတာဆိုတော့သူက detection limit ကတအားအမျိုးကြီးဆိုတော့နည်းနည်းလေးပါတယ်သူကတွေ့နိုင်တယ်ဆိုတော့အဲ့လိုမျိုးဆိုတော့ကျွန်တော်တို့က RE တွေပါတယ်ဆိုပြီးတော့ကျွန်တော်တို့ကဒါကိုဖော်ပြတာတကယ်ကိန်းဂဏန်းတွေရကြည့်မယ်ဆိုရင်တော်တော်လေးနည်းပါတယ်တော်တော်လေးနည်းပါတယ်1% အောင်တော့မရှိပါဘူးဆိုတော့တိတ်ပြီးတော့ကျွန်တော်သိရတဲ့လောက်ကတော့ဒီ RE ကခုနပြောတဲ့ဒီradioactive တွေဖြစ်တဲ့ဟာတွေပါဒါမျိုးတွေတိတ်ပါတာတိတ်မရှိပါဘူးရှိတဲ့ဟာတွေရှိကောင်းရှိမှာဒါပေမဲ့ဒါတွေရဲ့ effect ဘာမှတိတ်ကာလာတို့သူ့ရဲ့ကြောက်ပျက်စီးမှုတို့ဘာလို့မှခရီးတစ်ထိဖြစ်တဲ့ဟာတွေတော့မတွေ့ဘူးသေးပါဘူးကျွန်တော်တို့ကဒါတွေကသူ့ရဲ့ background geology ပေါ့သူ့ရဲ့ background geology ခုနကပြော subduction ကလာတာလားကျွန်တော်တို့ဒီ lateral fault ကလာတာလားစသဖြင့်ဒါမျိုးတွေကိုကျွန်တော်တို့ကသူ့ရဲ့ background geology တွေသိဖို့အတွက်ဒါတွေကိုကျွန်တော်တို့တိုင်းတာပြီးတော့အဓိကစစ်ဆေးကြည့်ကြတာပေါ့လေအဲဆိုတော့အဓိကဒီကြောက်စိမ်းရဲ့ quality ကြောက်စိမ်းရောမှာတော့သူ့ရဲ့ဟာတိတ်ပြီးတော့ဘာမှထိခိုက်မှုမရှိဘူးလို့ပဲထင်ပါတယ်ကျေးဇူးတင်ပါတယ်ဆရာဟုတ်ကဲ့ကျေးဇူးပါကုန်တယ်တွေကလည်းဘက်ကက်အကြောင်းတိုက်ရိုက်မေးတယ်ဟလာကျောင်းသားတွေကလည်းပညာဆိုင်ရာတွေမေးတယ်နောက်ထပ်ကောခုနတယောက်ဒီမှာတွေ့လိုက်ပါတယ်ဟုတ်ကဲ့ဆရာမင်္ဂလာပါကျွန်တော်ဒီနည်းနည်းစူးစမ်းတတ်တဲ့လူငယ်တယောက်ပေါ့နော်အခုဆိုလို့ရှိရင်ဆရာဟောပြောပွဲမှာပြောသွားတဲ့ဟာဆိုလို့ရှိရင်ဂွာတီမာလာရဲ့ဒီသူတို့ရဲ့နယ်မြေနယ်နိမိတ်ဆိုလို့ရှိရင်1100 ကီလိုမီတာရှိတယ်လို့ပြောရပါတော့မြန်မာနိုင်ငံမှာဖားကန်းဒေသမှာဆိုရင်ကျွန်တော်သိထားသလောက်တော့950 ကီလိုမီတာမိုင်600လောက်ရှိမှာပေါ့နော်အခုကျွန်တော်သိချင်တာလေးရကြတော့အခုမြန်မာနိုင်ငံမှာတူးဖော်နေကြတာအရင်အခုမှတူးဖော်တော့မဟုတ်ဘူးเนาะအရင်ကတည်းကတော့ခေဆက်ဆက်နှစ်ဆက်ဆက်တူးဖော်လာခဲ့တယ်အဲ့တူးဖော်လာခဲ့ရတွေကအခုဆိုလို့ရှိရင်မြန်မာကြောက်မြတ်လောကမှာကြောက်မြတ်ကဒီကုံဆုံးပြောက်ကွယ်သွားမယ်ဆိုပြီးတော့အခြေအနေဒီစိုးရင်ရပွဲအခြေအနေရှိတာအဲ့အခုခေဆက်ဆက်ဒီတူးဖော်လာခဲ့တာတွေရောနောက်ဘယ်နှစ်နောက်နာခဲ့ကြလို့ရှိရင်ဘယ်နှစ်လောက်ကြလို့ရှိရင်တိမ်ကောပြောက်ကွယ်သွားနိုင်တယ်လို့ခံမှန်းကြည့်ရှိလဲဆရာအဲ့လေးကျွန်တော်သိချင်ပါတယ်တရားဇာတာဆိုတာတော့ထုတ်ယူသုံးဆွဲနေတော့ကုန်ပါပဲကျွန်တော်စက်ရုံကထုတ်တာမဟုတ်ဘူးအဲ့တော့ကျွန်တော်တို့ကသုံးဆွဲတဲ့ဟောပေါ်မှာမူတည်တာပဲဟိုမှာကျွန်တော်တို့ကတရက်ကို10တန်ထုတ်မလားတရက်ကို1တန်ထုတ်မလားတရက်ကို10တန်ထုတ်ရင်10ရက်နဲ့ကုန်မယ်ဆိုရင်တရက်ကို1တန်ထုတ်ရင်ကျွန်တော်ရက်100ထုတ်အောင်ဒီသဘောပါပဲဆိုတော့အဲ့တော့ဘယ်တော့လောက်ထိကုန်မယ်ဘယ်တော့လောက်ကြာဆိုတော့ကျွန်တော်တို့စီမှာကတော့တီးချာကျွန်တော်တို့စာပေးဆင်းပြီးတော့ဒါဒီကြောက်တွေဘယ်လောက်ကြံသေးတယ်ဘယ်လောက်ရှိတယ်ပေါ့နော်ပြီးလှုပ်ထားတွေတော့တိကျမရှိဘူးပေါ့လေအကယ်၍အဲ့လိုစာပေးတွေပါဆင်းနိုင်တယ်ကျွန်တော်တို့exploration တွေလုပ်နိုင်တယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒါတွေကတွက်ချက်ပြီးတော့တိကျပြောနိုင်မှာပေါ့နော်တို့ရတယ်အခုကကျွန်တော်သိတော့ကတော့ဒါမျိုးတွေကျွန်တော်စီမှာမရှိတဲ့အတွက်ကျွန်တော်တို့စိတ်မူပါနဲ့ရှိအောင်ပါကျေးဇူးတင်ပါတယ်ကျေးဇူးပါဟုတ်ကဲ့ပါမတူညီတဲ့မေကွန်လေးပေါ့နော်အများလဲအကျိုးပြုမဲ့ကိုစားပြုမေကွန်မျိုးလေးပါရှိပါဦးမလဲမင်္ဂလာပါဆရာဟုတ်ကဲ့မင်္ဂလာပါဗျဟုတ်ကဲ့ကျမအခု Time City မှာရတနာဆိုင်ဖွင့်ထားပါတယ်ကြောက်စိန်ကြောက်မြရတနာကိုလည်းရောင်းပါတယ်ရှင်ဈေးကွက်တွေမှာဂွာတီမာလာကြောက်တွေလည်းအများပြားဖွင့်တာကိုတွေ့ရပါတယ် lab တွေမှာသွားစစ်တဲ့အခါမှာ origin ပေးတဲ့ကြောက်လည်းရှိသလိုမျိုးပဲ origin မပေးတာတွေလည်းရှိတယ်အဓိကကတော့ J type A ဆိုတာကိုပေးပါတယ်ရှင်ကျမတို့ကအဓိကကတော့ဂွာတီမာလာကြောက်မှန်တည်ရဒါပေမဲ့ J type A ကိုဂွာတီမာလာဈေးပေးရတယ်ဆိုရင်ကိစ္စမရှိပါဘူးဆရာဗမာပြည်ကအဖိုးတန်ကြောက်စိန်ကိုကြတော့ကျမတို့ကဒီသူ့ဈေးတန်းတစ်ခုရောက်အောင်ဘယ်လိုမျိုးစံတတ်မှတ်ချက်တွေနဲ့ပေါ့အကုန်လုံးကတော့နည်းနည်းရင့်သွားပြီဆိုရင်ကာလာရင့်သွားရင်မြန်မာမပေးတော့ပါဘူးရှင်ပဲစိမ့်လောက်ကိုတော့ origin မြန်မာပေးတာကိုတွေ့ရပါတယ်
အဲ့အတွက်ကြောင့်မလို့တကယ်ဖိုးတယ်ဟိုဗမာကြောက်စိမ်းကိုပေါ့ကျမတို့ကဈေးကြီးကြီးပေးရတယ်လို့ပဲပေါ့နော်ဂွာတီမာလာကိုမပေးနိုင်အောင်လေနည်းနည်းသတ်မှတ်ချက်ကလေးနဲ့ဘယ်ဟာမျိုးကိုရှိနိုင်မှာမလဲဆရာဈေးကွက်မှာဆိုလို့ရှိရင်ဟိုဗမာကြောက်စိမ်းတေချာပေါက်ထွက်တယ်ဆိုတာသိတယ်ဒါပေမဲ့လုံးဝ origin ကိုမပေးဘူးရှင်ဂွာတီမာလာကိုလည်းဂွာတီမာလာမှန်းလဲဒီပုံစံရှင်ကြည့်ရင်သိတယ်ဒါပေမဲ့ဈေးတွေတအားကိုကွာခြားနေတာကိုတွေ့ရပါတယ်ရှင်အဲ့ဒီအတွက်ကြောင့်မို့လို့ဟိုဗမာကြောက်စိမ်းကိုစစ်လို့ရတယ်ပေါ့နော်လက်တွေအဓိကမြန်မာပေးပြီးတော့အဖိုးတန်ကြောက်စိမ်းတကယ်အကောင်းတွေကို origin ပေးတဲ့လက်လေးရှင်းနေသိကြပါတယ်ရှင်အခုတော့မပေးဘူးတော်တော်များများလေပဲစိမ်းတွေပဲမြန်မာပေးတာကိုတွေ့ရပါတယ်ရှင်ဟုတ်ဟိုလက်တွေကလည်းကိုကလေကျွန်တော်တို့ဒီဂွာတီမာလာပေါ်လာလဲနှစ်ပိုင်းခြားပဲရှိကြအောင်ကျွန်တော်တို့ဈေးကွက်ကြီးရောက်လာဆိုတော့လဲရှင်းဆိုတော့အခုမှတဖြည်းဖြည်းနဲ့ပိုတိဟောဖြစ်လာဆိုတော့နိုင်ငံဒီဈေးကွက်မှာရှင်းနဲ့ဝင်လာရရှိကြအောင်ရှိတဲ့အခါကျတော့ဟိုနိုင်ငံဈေးကွက်မှာလဲသူတို့ကဒီဂွာတီမာလာရဲ့ဈေးနှုန်းကကျွန်တော်မြန်မာနိုင်ငံထွက်တဲ့ဈေးနှုန်းတဲ့နေပေါ်တယ်ပေါ့နော်ပြောနေကြရရှိတယ်ဆိုတော့အဲ့ဒါအတွက်ကျွန်တော်အဲ့တော့ပထမတစ်ချက်ကတော့ကျွန်တော်တို့ဒီဈေးကွက်မှာခုနကကျွန်တော်ပြောရမှာရှိပါတယ်ကျွန်တော်တို့ဒီethical ပေါ့နော် ethic ပေါ့နော် ethic trade ethic trade ဆိုခေါ်တဲ့အခါမှာကျွန်တော်တို့ lab ကလေးပါတယ်လို့ရောင်းဝယ်လုပ်တဲ့ကုန်စည်တွေလည်းပါပါတယ်။နှစ်ဦးနှစ်ဖက်အလုံးကကျွန်တော်တို့ကဟို ethic ရှိဖို့လိုပါတယ်။ဥပမာပြင်ကျွန်တော်ဂွာတီမာလာပြောရောင်းတယ်ဂွာတီမာလာဈေးနဲ့ရောင်းတယ်ဒါပြဿနာမရှိပါဘူး။ဒါဒီလိုမျိုးပဲကျွန်တော်တို့က disclosure လုပ်ရပါတယ်။ဘယ်နိုင်ငံမှာဖြစ်ဖြစ်သူတို့မှလည်းဂွာတီမာလာလည်းရောင်းတယ်မြန်မာကျောက်စင်းလည်းရောင်းတယ်နိုင်ငံတကာမှာရောင်းပါတယ်။ကျုပ်ပြည်မှာလည်းနှစ်ခုလုံးရောင်းတာပဲ။ဒါပေမဲ့ဂွာတီမာလာဒီဂွာတီမာလာပဲပြောရောင်းတယ်။မြန်မာကျောက်စင်းဒီမြန်မာကျောက်စင်းပဲပြောရောင်းတယ်။အဲ့အတွက်ဝယ်တဲ့လူကလည်းဒီသူ့ရဲ့ဒီ ethic ပုံမှာမူတည်ပြီးတော့ဒါဟိုစိုးရင်စေးမရှိဘူးယုံကြည်စွာနဲ့ဝယ်ယူကြတော့ဒါမှထပ်ဆင့်ပြီးတော့ကျွန်တော်တို့ကတန်ဖိုးကြီးတဲ့ကြောက်ဆိုလို့ရှိရင်တော့ခုနပြောတဲ့ကျွန်တော်တို့ဟိုကွာနာမည်ကျော်လက်တွေ SSC တို့ GIA တို့ Google တို့စသဖြင့်ဒါမျိုးတွေမှာထပ်စစ်ဆေးပြီးတော့ထပ်ပြီးတော့ဟိုတေချာအောင် confirm လုပ်ယူကြတယ်ပေါ့နော်အဲ့လိုမျိုးဆိုရင်တော့ကျွန်တော်တို့ဒီပြဿနာတွေကဟိုမရှိနိုင်ဘူးထင်ပါတယ်အဲ့တော့ဟိုကျွန်တော်တို့ဒီမှာခုနပြောတဲ့ဒီရောင်းဝယ်တဲ့နေရာမှာလည်းခုနပြောတဲ့ဒီ ethical ပေါ့နော် ethical အနေနဲ့ဟိုရောင်းရဲ့ကုန်တယ်နဲ့လည်းသူက disclosure ပေးဖို့လိုပါတယ်ဒါမှသာကျွန်တော်တို့ကဒီ market မှာပျက်စီးမှာပါ market မှာပျက်စီးမို့ဆိုရင်ကျွန်တော်တို့ market မှာကြောက်ပြီးတော့အစိမ်းချင်းဆိုမဝယ်ရတော့ဘူးကျွန်တော် lab တွေကလည်းခုနပြောသလိုအစိမ်းချင်းဆိုရင်ဒါသူ့ရဲ့ composition အရ oversize ဖြစ်ဖို့များတယ်အဲ့တော့ oversize ဖြစ်ရင် Guatemala မှာထွက်တာကဒီ oversize က90%လောက်ရှိတယ်ဆိုတော့မပြီးရတော့ဘူးဆိုတော့အဲ့လိုမျိုးတွေနဲ့ကျွန်တော်လုံးချလက်ချလိုက်နေပါဆိုတော့အနေနဲ့တေးကြတယ်အဝါသွေးလေးရှိတယ်ဆိုရင်တော့မှာဖြစ်ဖို့များတယ်ဆိုဒါပေမဲ့တကယ်အဝါသွေးလည်းဂွာတီမာလာမှာရှိပါတယ်ဆိုတော့အဲ့လိုမျိုးတွေကကျွန်တော်တို့ဒါကြားပါတယ်ကျွန်တော်ဖြစ်နေတာလေဒါတွေကတော့ကျွန်တော်တို့ဒီ lab တွေဘက်ကလည်းကျွန်တော်တို့ခွဲခြားနိုင်အောင်ခွဲခြားနိုင်တဲ့ဟာတွေဖြစ်အောင်ကျွန်တော်တို့ဘက်ကလည်းတက်ဆန်းသွေးစူးစမ်းနေကြတယ်ရှိပါတယ်ကျွန်တော်တို့ဘက်ကလည်းရောင်းဝယ်ဈေးကွက်ကလည်းခုနပြောတဲ့ ethical နဲ့ disclosure ပေးပြီးတော့ကျွန်တော်တို့ရောင်းဝယ်တွေလုပ်လာနိုင်မယ်ဆိုလို့ရှိရင်တော့ကျွန်တော်ဈေးကွက်ပို့ပြီးတော့တိုးတက်ဖွံ့ဖြိုးမှာပါโอเคကျေးဇူးတင်ပါတယ်ဆရာမိကုန်းနေလဲတော်တော်လေးပြည့်ပြည့်စုံစုံရှိပါပြီဟုတ်ကဲ့ပါเนาะဟိုအဲ့အတွက်ကျွန်တော်ကျောင်းမျက်နှာလုပ်ငန်းရှင်များအသင်းရန်ကုန်ကနေပြီးကြီးမှုကျင်းပါတယ်ဒီနေ့ပွဲလေးမှာတက်ရောက်အားပေးတဲ့ဟုတ်လားဟောပြောပေးတဲ့ဆရာတွေတက်ရောက်နားဆင်ပေးတဲ့မိကုန်းမြင်းမြန်းပေးတဲ့သူတွေအားလုံးကိုလည်းကျေးဇူးအထူးတင်ရှိပါတယ်အခုကျွန်တော်တို့ကျောင်းမျက်နှာလုပ်ငန်းရှင်များအသင်းရဲ့ပညာရေးဆိုင်ရာဟောပြောပွဲကော်မတီလေးကကျင်းပတဲ့ပွဲလေးပထမပိုင်းခဏနားပါမယ်